ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် YK Story Channel ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျမကတော့ဝတီပါရှင်ကျမတို့ရဲ့ YK Story Channel ကနေပြီးတော့ဒီနေ့မှာပရိသတ်များစီကိုဖတ်ပြတင်ဆက်ပေးမယ်ဇလန်းကတော့စာရေးသူရွှေဘဝင်ရေးသားထားတဲ့မိခိုးရောင်စက်ဝန်းတိုင်းကလူလို့အမည်ရတဲ့ဇလန်းလေးကိုဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ကျမတို့ရဲ့ YK Story Channel ကိုလည်း Like and Subscribe လေးလုပ်ပေးပြီးတော့ဘေးနား Notification ခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပေးဖို့မမေ့ပါနဲ့ဦးနော်ကျမတို့ရဲ့ YK Story Channel ကိုဝင်ရောက်နားဆင်ပေးရတဲ့အတွက်လည်းပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ပါတယ်နောက်ထပ်လည်းနားဆင်ပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်ဒီတော့ဇလန်းလေးကိုအခုပဲစတင်လိုက်တော့မယ်ဇလန်းလေးကတော့စာရေးသူရွှေဘဝင်ရဲ့မိခိုးရောင်စက်ဝင်းတွေကလူလို့အမည်ရတဲ့ဇလန်းလေးတစ်ပုဒ်ပါနားဆင်ပေးပါအောင်ရှင်အိတ်ထဲကိုစမ်းကြည့်လိုက်တော့ပြားကတ်နေတဲ့အိတ်ကငွေဆက်ကိုတရွက်မှရှိမနေကြောင်းလက်ခါပြလို့နေပါတယ်စလိတ်တို့ကဆက်ပြီးတော့ဖွာနေရင်လက်ကိုပါမီးဆွဲတော့မယ်သူစီဂရက်တို့တောက်ထုတ်ပစ်လိုက်ပြီးတော့စပင်းတွေလည်းလက်ကိုထိုးဖွာလိုက်တယ်သွားစရာမြေမရှိစားစရာငွေမရှိမိဘများအိုးမဲအိမ်မဲဖြစ်ခဲ့ကြခြင်းကသားသမီးတွေကလေးကလေးဖြစ်ကြရတဲ့အခြေခံအကြောင်းများတွေကတကြောင်ပဲဖြစ်မယ်ထင်ပါတယ်နေစွမ်းရင်ကလူရဲလို့ဖြစ်လာကြတဲ့ကအိုးမဲအိမ်မဲဒီနေ့အချိန်မှာမိဘမဲ့ကလေးကလေးတယောက်အရွယ်မရောက်တယောက်ကဆွေမျိုးသားချင်းအိမ်မှာနေခဲ့တယ်အရွယ်ရောက်ပြီဆိုတော့လမ်းပေါ်မှာညဘက်အိပ်ပြန်အိတ်ခွင်လေးတောင်မှဆွေမျိုးတွေကမကြည်လင်ဘယ်သွားပြီးတော့ဘာလုပ်နေပါလဲမသိဘူးဆိုတာတမျိုးဒီရွယ်ရှိနေမှာပဲကိုခြေထောက်ပေါ်ကိုရက်ပြီးတော့တိုးတက်ရတိုးတက်ကြောင်ရှာပေါ့ဇာအောင်တမင်ပြောတာကအတင်းပြောသလိုဆုံးမသလိုလိုဒီခေတ်ကြီးထဲမှာရှစ်တန်းအောင်ရုံလောက်ပညာလေးနဲ့ဘယ်ရုံးမှာဘလို့ဝန်တန်းလှုပ်စားမလဲအကျန်းလို့တမကြတော့တနေကုန်တညလုံးကုန်းကြုံလို့သူများနားပါဆိုမှနားရတယ်စားပါဆိုမှစားရတယ်ဒီကြားတဲ့လောက်တာကိုင်နာအဆက်ဟက်မတဲ့ရင်ယောက်ျားချင်းအဆူဟောက်ခံရသေးတယ်လူဝါဘယ်နေရာမှာပဲပြားနေနေစိတ်ကဖောင်းကြွနေတော့ခတ်တယ်နေစွမ်းရင်ကသူအားသာကြောကျကြောမယ်ကိုယ်လာကြောတာမျိုးဆိုရင်နည်းနည်းမှမခံတတ်ပါဘူးလူပြိုပေါက်စားလို့ခေါ်ကြတော့အရွယ်ရိုင်းတော့ကဆိုအလုတ်တွေစုံလှုပ်ဖူးတယ်ဘယ်လုတ်ထဲမှာမှမမြဲပါဘူးယောက်ျားလေးပဲပညာမတတ်ရင်အလုတ်ကျန်းလုံးရမှာပေါ်လို့ဆိုပြီးတော့သူတို့ကပဲဟိုအလုံးမှာဆက်ပေးဒီအလုတ်ထဲထည့်ပေးနောက်တော့အလုံးလက်လွတ်ရတဲ့ထီသူဖြစ်သွားတယ်နေကျင်သလိုနေလှုပ်ချင်သလိုလှုပ်မှားရင်မှောက်အိတ်တဲ့တကယ်ရမစားရလို့မှောက်အိတ်ရတာပဲဖြစ်ပါတယ်လူနေတော့ခြုံကြားစိတ်နေတော့ဘုံပြားဆိုတာမျိုးပင်မဲ့နေစွမ်းရင်မှာအတိုင်းဝိုင်းမရှိအပေါင်းအသင်းကမတောင့်တင်းနေဆက်ရမှာပဲနီးတလို့နေတော့သူကအလုံးမရှိရောင်ချချနဲ့ကပိုင်းနိုင်လို့အလစ်သမားလို့ငွေရဖို့ဆိုသူမှောက်ခိုကယ်ရီလှုပ်ပေးလိုက်တာတွေပါရှိတယ်ငငယ်ကဟိုလိုဒီလိုကလေးကချေလေးအခုကြတော့ဘာမှန်းညာမှန်းမသိနိုင်တဲ့မိခိုးရောင်စက်ဝင်းတွေကလူနေစွမ်းရင်ကအဖြူရောင်တတ်မဟုတ်ပါဘူးဒါပေမဲ့အမဲရောင်လူသားလည်းမဟုတ်မင်းကွာလူတော်လူကောင်းလှုပ်ရှားဖို့ဆိုတာအခြေတစ်ခုရှိမှဖြစ်တာကွာအဲ့ဒီအခြေကငွေဖြစ်ချင်ဖြစ်မယ်အတိုင်းဝိုင်းကွန်ထရက်တစ်ခုဖြစ်ချင်ဖြစ်မယ်ငွေရှိလို့လူတော်လူကောင်းဖြစ်နိုင်တယ်လို့သူ့ကိုပံ့ပိုးတဲ့အခြေအနေတိုင်းဝိုင်းကြောင့်လူတော်လူကောင်းဖြစ်သွားတာမျိုးပေါ့မင်းတို့ငါတို့လူကောင်းတွေလူတော်လူကောင်းဖြစ်ချင်ရင်တော့ရှာပေါ်မျက်ပေါက်သွားမှာပဲရှာပေါ်မျက်ပေါက်သွားမှာဆိုလို့ငွေရအောင်ရှာပေမဲ့အမောင်လောကမှာဒုစရိုက်သမားဖြစ်သွားရင်တော့ဘဝဆုံးပြီအဲ့လိုပြောကြတာကိုလည်းသူ့သဘောပေါက်နေရပြီးတော့သူ့ရဲ့ဘဝကမှောင်သွားသလိုလင်းသွားသလိုလို့အဖြူရောင်လို့အမဲရောင်လို့ဒီနေ့ထီတော့သူကမိခိုးရောင်စက်ဝင်းထဲမှာပဲရှိလို့နေပါတယ်ဘယ်မှာပဲနေထိုင်နေလို့ကတော့ဘာမှဖြစ်လာမှာမဟုတ်ဘူးဆိုရင်ရောက်လာသူကသူ့ရဲ့လက်ထဲက secret တို့ကိုယူပြီးတော့လွှင့်ပစ်လိုက်ပါတယ်မင်းကွာလူဝါသာမင်းသားယုံနဲ့သူများတိုက်ရှိမှာအစီခံထိနေတဲ့ secret ကိုလက်ကြားညှက်ထားတာမမိုက်ပါဘူးမင်းဘယ်သွားမလို့လဲမင်းထက်ဘယ်သွားရမှာလဲကွာဗါလဲဒီလောက်ခြောင်ကြပြီးတော့တန်ရုံနေကြမှာစိတ်တစားသမားလို့ထိုင်နေတဲ့မင်းရှိရောက်လာတာကိုလမ်းကြုံလို့ဝင်လာတယ်များထင်နေလို့လားမင်းထက်ကသူ့ဘေးမှာဝင်ထား၍ဘေဘီကိုလိုက်ကြည့်တယ်စိတ်ငြိမ်ရက်ွက်ကြည့်မို့လမ်းတွေချင်းချင်းကလူသူမမြင်ရပဲငြိမ်သက်တိတ်ဆိတ်နေပါတယ်ဗါလဲမင်းကဒီမှာထိုင်ပြီးတော့တိုက်ထရထွက်လာမဲ့ကားတစ်စီးကိုဓမြတိုက်ဖို့ကြံစီနေရလားဒါမှမဟုတ်မင်းရုပ်အားကိုနဲ့တထေးသမီးတယောက်ကိုမာတကထုံနှလုံးမှုပြီးတော့စူးစားတော့မလို့လားဟာဒီတရောင်းစားကလည်းရောက်ကလေးကငွေပါတဲ့စကားမပြောဘူးစက်တည်းရုပ်လိုက်တာပြောငါ့ကိုရှာတာပါလဲအမဲပြောပေါ်ကလူကိုဆဲလဲဆဲသေးမှန်လဲမှန်သေးလေးတောင်ပြန်လိုက်စမ်းပါနေစွမ်းရင်ကဘာမှမပြောပဲမင်းထက်မျက်နှာကိုပဲစိုက်ကြည့်နေပါတယ်မင်းအဲ့ဒီလိုကြစ်ကငန်ပြောနေတာကိုပဲလူတွေကစိတ်ဝင်စားနေကြတာဖြစ်မယ်ပညာလေးကလည်းတက်တကိုးကွာဟဲ့ကမင်းပြောမှာဒါလားမဟုတ်ဘူး
ဒါမဲ့အခုမပြောမင်းမှာရေခမ်းနေရမဟုတ်လားလာထမင်းသွားစားမယ်ရမကနဲ့မျောမယ်ပြီးမှအလုပ်ကိစ္စပြောမယ်ဦးကြညိုတို့နဲ့ပဲလားဟုတ်တယ်ဒါမဲ့ဒီတစ်ခါသူတို့မင်းမညစ်ရတော့ပါဘူးကွာနှစ်ယောက်သားထလာခဲ့ကြပါတယ်မင်းထက်ကသူ့လက်ထဲကို secret လိတ်မီးညှိ၍လာထည့်ပေးတယ်လမ်းပေါ်မှာမိခိုးမထွက်အောင်လက်ထဲမှာ secret ပျောက်သွားအောင်ကန်၍ခိုးတောက်တဲ့အတက်လဲသူတို့ကျွမ်းကျင်ကြပါတယ်ဦးကြညိုခမည်းကောင်လေးရစိတ်ချရပါမလားမင်းခိုင်းကြည့်လေမင်းရတပည့်ရင်ဆိုတဲ့ကောင်တွေထက်မตายရင်ကြိုက်တယ်လို့ပြောသူတို့ကဓာတ်ရိုက်ဖန်ထားတဲ့ဗီဒီယိုကင်မရာကနေစွမ်းရည်ပုံကိုအပေါ်ဆုံးထက် control ခန်းထဲကနေကြည့်နေကြခြင်းဖြစ်ပါတယ်အတိုက်ခိုက်ရတယ်ပေါ့တက်ရတာပေါ့လှင်လဲလှင်နေသူ့သမိုင်းကလမ်းပေါ်ကသမိုင်းဆိုတော့လူရည်လေတာကြောင့်ပို့ပြီးတော့လှင်တာပြီးတော့စိတ်ဆက်တယ်မင်းလိုချင်တဲ့ပုံတစ်ထက်တည်းပဲโอเคဒီလိုဆိုခမရတို့ကျုပ်ကစွတ်ချရအောင်မှာပေါ့နေအောင်ကျုပ်ကိုမင်းစွတ်မချနဲ့အောင်ဘာဖြစ်လို့လဲဒီကောင်လေးကိုမင်းဝယ်လို့ရမှာမဟုတ်ဘူးသူကငွေပဲမှတ်တာကွာအမှားကိုမချစ်ဘူးမိုးတောင်ကအာပါတရားရှိပြီးတော့တိုက်ချွတ်ထားတဲ့တနက်ကိုတစ်ခုချင်းပြန်ပြီးတော့တက်လိုက်ပါတယ်ဒီလိုလူတွေကိုကြိုးချီဖို့ကအလွယ်ဆုံးပေါ့ဦးကြညိုရခမရဒီနေရာမှာညံ့သွားပြန်ပြီကြည့်ထားကျုပ်ဘယ်လိုလုပ်မလဲဆိုတာမိုးတောင်ကတနက်ကိုခါကြတဲ့ထဲလိုက်ပြီးတပည့်လက်သားတွေချက်ရံပြီးတော့အောက်ထပ်ကိုဆင်းသွားပါတယ်ဦးကြညိုကပြုံးနေလျက်မင်းတော်တယ်ဆိုရင်စူးစမ်းကြည့်ပါအောင်လေတကယ်တော့ရင်ဆရာခေါ်ဖို့ကျုပ်ကဝင်မလေးတက်ပါဘူးအသက်က40နီးပါး40လောက်ပဲရှိအောင်မယ်အနေရဝစ်စုံပေါ်မှာကောက်အေးကြီးရှိအဖြူကြီးထပ်ဝစ်ထားတဲ့အပြင်စပေတိုကက်ကက်ကိုနောက်မှာအပြောက်သိမ်းပြီးတော့ဖိထားတဲ့အတွက်နိုင်ငံခြားအရှေကားတွေတဲကမှောက်ခိုရာစာကြီးတွေနဲ့တထက်တယ်သူကိုယ်တိုင်ကဒီပုံဒီစတိုင်မျိုးထွင်တာကျဉ်းနေပုံလဲရပါတယ်လှပတော့လှေကားကျဲကြီးပေါ်မှာတပည့်လက်သားတို့နဲ့ဆင်းချလာပုံကတခန်းတနာပေမဲ့နေစွဲရင်ကတော့မျက်စိနောက်တဲ့ဟန်နဲ့ခက်မဲ့မဲ့ကြည့်မိတယ်ဒီလိုလူဒန်းစားတွေကတော့ဒါပါပဲထို့သူကသူနဲ့ရှေ့တက်တဲမှာထိုင်၍တိုက်ကြီးထဲမှာနေရင်တက်ထားတဲ့မျက်မှန်နှက်ကိုဟန်ပါပါဆွဲပြီးတော့ချွတ်လိုက်ပါတယ်မင်းနာမည်ဟာမျက်နှာကိုတက်တဲကြည့်၍မင်းနေပေမဲ့နေစွဲရင်ကမဖြစ်ပဲပြန်ပြီးတော့ကြည့်နေတယ်ဟက်ကောင်မင်းကိုဆရာကြီးမင်းနေမှာမကြားဘူးလားကြားတာပဲဘာလို့မဖြစ်ရလဲမဖြစ်စလို့မဖြစ်တာပေါ့ငါဒီကိုလာကြရသူ့နာမည်ကိုသိတယ်ငါ့ကိုဒီနေရာခေါ်ကြရသူငါ့ကိုသိလို့ခေါ်တာလေဒီမှာဦးမိုးတောင်စကားတွေအပေါ်မပြောပဲခမ ्या ဘာဖြစ်ချင်လဲဆိုတာဒါပြောပါကျုပ်ကကောင်းညှိတ်ချင်ညှိတ်မယ်ခချင်ခမယ်ကျုပ်နာမည်ထည့်ပြီးတော့ပြောလိုက်တာနဲ့ခမ ्या မှာပြေစုံသွားနိုင်လားမိုးတောင်ကမျက်မှောက်တုံငနဲ့ဖြစ်သွားပြီးမှမရည်ချည်ရည်ချင်နဲ့ရေပြစ်လိုက်ပါတယ်ရှင်းလာစီလားကိုလူမင်းကိုကငွေပေးမဲ့သူကိုမကြည့်မအောင်မင်းမစိုးရင်ဘူးလားဘာလဲဘာငွေပေးမှလဲခမ ्या ကျုပ်ကိုအလကားပေးမှလားအလကားပေးမယ်ဆိုရင်ရောကွာပေးမယ်ဆိုတာပေးရလောက်မသေးကြဘူးဦးမိုးတောင်ခမ ्या ကျုပ်ထင်ထားတဲ့လောက်မဟုတ်ပါလားကျုပ်နဲ့ခမ ्या အလုံးလုံးမှာငွေနဲ့လားလေနဲ့လားဘာပဲဖြစ်ဖြစ်မင်းလေတန်နည်းနည်းပြင်မို့တော့လိုမယ်ကွာလုံးဝမပြင်နိုင်ဘူးကျုပ်အလုံးလုံးမှာကခမ ्या နားမှာခြေစုပ်လက်နဲ့ပြုတ်ဖို့မဟုတ်ဘူးတချင်းဆိုပြနေဖို့လည်းမဟုတ်ဘူးငိမ့်ညောက်တာရတာလို့ကြည့်ရင် TV မှာစိုးကြမယ်ပြောကြမယ်စီစီကိုတွားကြည့်ပြီးတော့ခမ ्या ကြိုက်တာရွေးမင်းထက်ငါတို့ပြင်မယ်ဟာနေပါဦးကွာမင်းထက်ကထားရမလို့ဖြစ်နေစေနေစွမ်းရင်ကနေရာကနေထသွားပြီဖြစ်ပါတယ်အဲ့ချိန်မှာပဲမိုးတောင်ကမျက်စာပစ်လိုက်တော့သူ့ဘေးမှာတရားယောက်ကဓမြောက်တစ်ချောင်းထုတ်ပြီးတော့လှစ်ခနဲပစ်ပေါက်လိုက်တယ်ဟာစွမ်းရင်မင်းထက်အလက်နကြားအော်ဟစ်မိတယ်နေစွမ်းရင်မင်းထက်အော်တန်ကြားတာနဲ့ရှောင်လိုက်ပြီးသားဖြစ်သွားပါတယ်ဒါကခေါင်းပေါ်ကနေရိတ်ခနဲဖြတ်ပြေးပြီးတော့တကားဘေးနိုင်ရန်မှာအရှိန်ပြင်းပြင်းနဲ့စိုက်ဝင်သွားတယ်နေစွမ်းရင်ကိုယ်ချာကနေလှည့်လိုက်တာနဲ့နောက်ထပ်ဓာတ်ကိုထုတ်ယူလိုက်တော့တယောက်ကိုလှမ်းပြီးတော့မြင်လိုက်ပြီးရိတ်ခနဲတစ်ချက်ခေါ်လိုက်တာနဲ့အနားကိုရောက်လာတဲ့အတွက်ထို့သူဘာမှလှုပ်ရှားချိန်မရတော့ပဲဓာတ်ကိုင်နဲ့လက်နဲ့မေးပြားကိုဇက်တိုက်ကန်ချက်များထိပြီးတော့ဓာတ်ပြုတ်ကြလျက်လူပါရိုက်ထွက်သွားပါတယ်တယောက်ကနေစွမ်းရင်ကိုခြေထောက်နဲ့ခုန်ကန်တယ်တယောက်ကတစ်ဖက်ကနေပိတ်ပြီးတော့ကာသလိုနံချက်ကိုကျတဲ့ဝက်စစ်တုံနဲ့ဖြတ်ပြီးတော့ရိုက်တယ်ဘလို့မှမလို့တော့မှန်းသိပြီးတော့မင်းထက်ဟာငနဲဖြစ်သွားပြန်တယ်ဒါပေမဲ့နေစွမ်းရင်ကပြေးကန်သူရဲ့ခြေထောက်အောက်ကိုငုံပြီးတော့ဝင်တယ်အဲ့ဒီနောက်ကြောဘက်ရောက်သွားတော့ထိုသူဘက်ကိုခြာကနေပြန်လှည့်၍ခက်စစ်ကိုစောင့်ပြီးတော့ကန်ပြန်လိုက်ပါတယ်ဝက်စစ်နှစ်ချောင်းနဲ့ကြက်ချေကန်ဝှေ့ပြီးတော့ရိုက်လျက်ရှေ့ဘက်လာတော့တယောက်ရဲ့ရိုက်ချက်အောက်မှာဒဇာကန်ဖြစ်သွားတဲ့အတွက်အော်တန်နဲ့ကြီးထွက်ပေါ်လာပြီးသွေးတွေဖြာကနေဆင်ထွက်လာတယ်ဟေးရက်မိုးတာဝုန်းကနေထားရက်ပြီးတော့ကမန်းကရန်တားလိုက်ပါတယ်သူ့ကမှသွေးဆက်တွေစွန့်ထင်းကုန်ပြီရှုပ်ရက်ခတ်သွားတဲ့အခြေအနေတွေရက်ဆိုင်သွားတဲ့အခါမှာခေါင်းမှာသွေးချင်းချင်းနီလျက်လဲကျနေတော့သူ့ရဲ့လက်ဝဲရံဓာဝိစာငတိတယောက်သေပြီလားရှင်ပြီလားမသိဟဲ့သူ့ကိုတဲသွားစမ်းအမျက်စစ်ဆေးပြီးတော့ငါ့ကိုအကြောင်းပြန်ဟုတ်ကဲ့ဆရာ
မိုးတောင်ကအစားမတန်ပြက်ရင်းနေတဲ့မျက်နှာကြီးကိုမထိတတိအပြုံးနဲ့ချုပ်လွှာတင်ပြီးမှနေစွမ်းရင်ဘက်ကိုလှဲမင်းပြန်ထိုင်ပါကိုရိုအေးစစ်စစ်ဆွေးနွေးကြတာပေါ့နေစွမ်းရင်ကဂျာကက်အိတ်ထဲကိုလက်နှစ်ဖက်ထည့်၍ဂယုမဆိုင်စွာခေါင်းကိုခါလိုက်ပါတယ်ကျုပ်လက်မခံတော့ဦးမိုးတောင်လာခဲ့တော့ကတော့ခမကျုပ်ကိုပဲဝဲမြမတန်နဲ့ရွှေကွက်လို့ယူဆနိုင်တဲ့အနေထားပဲအခုတော့ကျုပ်ကတသိန်းတန်ရွှေခွက်မှန်ခမသိသွားပြီသူတို့ထက်ကျုပ်မသားရင်ဟိုးမှာပါသွားတဲ့တယောက်ကကျုပ်ဖြစ်နိုင်တယ်လို့တိတ်ဆိတ်စွာတိတ်ဆုပ်သွားနိုင်သေးတယ်အဲ့ဒီခမလက်ခံလားမိုးတောင်ကစူးစိုက်ကြည့်နေပြီးမှစက်ခနဲ့ခေါင်းညိတ်လိုက်ပါတယ်မင်းအတွက်ကိုကရော်ကြီးပေးရမယ်ပေါ့ဟုတ်တယ်အဲ့လိုလိုရေးတိုရှင်မှကျုပ်ကကြိုက်တာကိုလူတယောက်ကမင်းကြောက်သိမလားရှစ်မလားမသိရသေးဘူးဒါကျုပ်နဲ့မဆိုင်ပါဘူးငါချက်ထဲမှာဆိုပြီးတော့ခွေးနဲ့ရှူတိုက်တာခမကောင်းပြီမင်းတို့ကိုရော်ကြီးပေးမယ်အလုပ်ကိစ္စဆွေးနွေးကြရအောင်ထိုင်ပါနေစွမ်းရင်ကသူ့ကိုအမြင်ကတ်စွာကြည့်နေကြတဲ့ဒေါသမျက်ဝန်းတွေကိုဝှေ့ကြည့်၍ပြုံးလိုက်ပါတယ်ကျုပ်ဒီနေ့ဆန္ဒမရှိဘူးဦးမိုးတောင်ပေးမဲ့ငွေကိုပေးပါကျုပ်နားကျင်တယ်မိုးတောင်ကနေရာမှာပြန်ပြီးတော့ထိုင်ချပြီးမရည်စင်မဲရှည်ပြန်တယ်မင်းအဲ့လောက်မတောင်းဆိုတဲ့မှုထင်နေနေစွမ်းရင်ဒါငါရဲ့ပိုင်နဲ့ငါလက်ထရားငွေကိုမင်းထင်တယ်လို့အလွယ်တကူမရနိုင်ဘူးတိတ်ရတာပေါ့ဒီမှာမိုးတောင်လူတယောက်ကိုတနက်နဲ့ချိန်ပြီးမှအနာယူတက်တယ်ဆိုရင်ခမလက်ထဲကိုတနက်မရောက်သေးတဲ့၍ခမကျုပ်ကိုမနိုင်ဘူးဆိုတာမယုံရင်စမ်းကြည့်လိုက်စမ်းပါတခုတော့ရှိရနော်လမ်းဘေးရပစ္စည်းပဲမဲ့တခါအရောက်တည်ရင်တခါတန်ကြီးတက်မယ်ခမတနက်ထက်ကျုပ်ကဥသွားရင်တော့ကျုပ်ကဒီထက်ရိုင်းချင်ရိုင်းမှာနောင်နာမရစေချင်လို့ကြို့ပြီးတော့ပြောထားတာနှခမ်းမှာအပြုံးမပြတ်ပေမဲ့မိုးတောင်ဖြုံသွားပါတယ်တပည့်တော်ကြီးငတီးကိုဖြုတ်ချလိုက်တဲ့လှုပ်ရှားမှုများကမျက်စီထဲကမထွက်သေးကိုကသူ့လိုတော်ရင်တောင်မှသူ့ထက်တော်မှသူ့ကိုနိုင်မယ်တနက်ထက်လူကမမြင်နိုင်ပေမဲ့တနက်စီလက်မသွားနိုင်မီသူကလက်ထပ်ပို့ပြီးတော့မြန်သွားမှာကိုမယုံလို့မဖြစ်မိုးတောင်ကအခြေအနေကိုအမြန်ဆုံးတွက်ဆပြီးကိုကလည်းတနက်တွေပါပါလာတဲ့အထိပဋိပက္ခတွေဖြစ်ဖို့မလိုလားပါဘူးကောင်းပြီမင်းလိုချင်တဲ့ငွေကိုကိုပေးလိုက်မယ်ဘယ်နေ့မင်းပြန်လာမလဲအလုံးရှိရကိုအကြိုင်းမစောင့်နိုင်ဘူးတပတ်ခါโอเค1000နဲ့တအုပ်ချက်ချင်းရောက်လာမင်းထက်ကကြပြကြရကောက်ယူလိုက်ပါတယ်တက်လေဝိုင်းဝန်းနေကြတော့တာရဲမျက်လုံးများကိုသူ့ကယူမဆိုင်စွာနေရဲသွားပြီဖြစ်ပါတယ်မင်းကမိုးတောင်ရဲ့လူတက်လားတက်ဟာခမလူကိုဝယ်မှာလားပစ္စည်းကိုဝယ်မှာလားယူမှာတော့ပစ္စည်းကိုပဲဒါမဲ့လူကိုယုံကြည်မှဖြစ်မှာလေဒါဆိုရတယ်ကျုပ်ပစ္စည်းကျုပ်ပြန်သိမ်းတယ်နေစွမ်းရင်ကသူ့နောက်မှာရက်နေကြတဲ့မိုးတောင်ရဲ့လူ3ယောက်ကိုတက်တေထူပြမနေပဲစပွဲပေါ်မှာတင်ထားတဲ့အတက်ချီ case ကိုပြန်ပြီးတော့ဆွဲယူလိုက်ပါတယ်ဟေးဒီလိုမလုံးနဲ့လေပန်နာဆိုတဲ့တရဝဝကြီးကသူ့လက်ဖောင်းဖောင်းကြီးနဲ့အတက်ချီ case ကိုလှမ်းပြီးတော့ဖိလိုက်တယ်ဒါပေမဲ့နေစွမ်းရင်ကတစ်တာကိုလွတ်အောင်ဆွဲယူပြီးတော့ပန်နာကြီးလက်ဖမိုးကိုအသာလေးဖိလှန်ပစ်လိုက်ပါတယ်ပန်နာကြီးကော့ကနေညှပ်ပါလာသလိုသူ့နှစ်ထင်မှာတနက်ပြောင်းဝါတစ်ခုကတိတ်ကပ်ပြီးသားဖြစ်သွားတယ်တိချလိုက်စမ်းပါတနက်တစ်ချက်နဲ့ငါမသိဘူးဆိုရင်မင်းတို့ဆရာကြီးလည်းမရှင်ဘူးဆိုတာမြင်သွားရတာပေါ့ဟေးဖဲလိုက်စမ်းလက်ကအစမတန်နာကျင်နေပြီမို့ပန်နာကြီးကလှမ်းပြီးတော့အော်တယ်တနက်သမားကတနက်ကိုပြန်ပြီးတော့ရုပ်တယ်ဒါပေမဲ့နေစွမ်းရင်ကတနက်လက်ကင်ကိုဘယ်လန်းနဲ့ပင့်ရိုက်ပြီးတော့ညာလန်းနဲ့မျက်နှာကိုထိုးချလိုက်ပါတယ်တနက်ကအခန်းထောင်းကိုလွင်ထွက်သွားတယ်ထို့သူနောက်ကိုရိမ့်ရိုင်လန်းကျသွားတယ်ဟဲ့ကောင်မင်းတယောက်ကရှေ့ကိုတက်လာတယ်ညညရက်နေစမ်းနေစွမ်းရင်ကစပွဲပေါ်ခြေထောက်တစ်ဖက်တင်ထားလိုက်ပြီးငါရှေ့မှာတနက်တွေနဲ့ကိုယ့်ရုပ်ကရတိတ်မလုံးနဲ့ငါ့ကိုမှဘာလက်နဲ့မှစောင့်မလားအဲ့ဒါကိုသဘောပေါက်အားလုံးငြိမ်ကြသွားပါတယ်ပန္နာကြီးကသူ့လူတွေကိုမကြင်မနှက်ဝေ့ကြည့်၍လက်ပွားကိုစုံနေစေတနက်ကအတန်တိတ်ပြောင်းတက်ထားတာမဟုတ်နေရာတကပြစ်လို့မရပါဘူးလူရည်မလဲတဲ့သူ့လူတွေအနေထိုင်မတက်တော့ကိုယ်အတုံးမကြတာလူသိရတဲ့အဖြစ်ကျုပ်တို့ရောင်းဝယ်ဖြစ်ပါပြီဒါနဲ့မောင်ရင်နာမည်ပြောပါဦးနေစွမ်းအင်းပန္နာကြီးကလိုက်ရွတ်ကြည့်တယ်ဘလောက်ပါလဲအနီ14ပွင့်ကျုပ်ကအဖြူမာတာအဖြူ10လုံးနဲတာပေါ့ဘလောက်တဲ့လဲ150ပန္နာကြီးကပစ္စည်းတွေကိုကြောက်ကြည့်မှန်ဘလူလေးနဲ့တေချာစစ်ဆေးတယ်အဖြူတွေကျုပ်သိမ့်မကြိုက်ဘူးဒါမဲ့ထားလိုက်ပါမင်းဆရာကိုပြောလိုက်ကျုပ်ဆရာမဟုတ်ဘူးအလုံးရှင်ဟင်ပန္နာကြီးကအံ့ဩသလိုတစ်ချက်ကြည့်ပြီးထားပါတော့သူ့ကိုပြောလိုက်ပါအဖြူတန်းတန်းရတဲ့လောက်လိုချင်တယ်ကြိုက်စေးပေးမယ်လို့ငွေရပြည့်နဲ့အတက်ကြီး case ကိုစိုက်ကြည့်ရင်မိုးတောင်ကတဟာဟာရှီလိုနေပါတယ်ငါကကြောက်ကြောင်ဘာမှမသိတဲ့ကောင်ဘာမှမဟုတ်လောက်တာတွေထည့်ပြီးတော့အယူလှုပ်လွတ်လိုက်တာပန္နာကြီးကပြောတဲ့အတိုင်းပဲပေးလိုက်တယ်တဲ့လားငါကဖြုတ်ချလိုက်ပေမဲ့ तू ကခွေးကြီးပုံပေါ်မကြပဲပန်းမွေရပေါ်ပြုတ်ကျသွားတာကိုပြောစမ်းဘာတွေဖြစ်ကြသေးလဲဒ
ဒီကောင်လက်ကတော့တကယ်ရင်နေဆရာအပြောလေးရိုင်းနေဘာကောင်ဖြစ်ဖြစ်ဂယုမဆိုင်တတ်တာတယောက်ကဖြစ်ခဲ့တာတွေကိုပြန်ပြီးတော့ပြောပြတယ်မိုးတောင်ကခေါင်းတငိမ့်ငိမ့်နာထောင်နေပါတယ်ငါတို့ဖွဲ့ထဲမှာဒီလိုကောင်မျိုးတယောက်ရှိရင်ပြီးပြီထိုစကားကိုသူ့ရဲ့လက်ရရန်တပည့်ကြီးကြောက်ပုံကမကျင်နဲ့ဒီလောက်အထင်မကြီးပါနဲ့ဆရာရဲ့တတောင်ထက်မြင့်တဲ့တောင်ဆိုတာအမြဲတမ်းရှိပါတယ်သူ့ထက်တော်တာမတွေ့သေးလို့သူ့တော်နေတာပါပက္ခနဲ့ထားပြောတယ်ငါလည်းဒါပြောတာပဲလေသူ့တော်တယ်ဆိုတာကိုမင်းလက်မခံရင်မင်းသူ့ထက်တော်အောင်စူးစမ်းပေါ့နန်ချက်ကူတိုင်းရင်အောင်မှာဘလို့ခံသွားရလဲမင်းမြင်လားသူနဲ့ကျွန်တော်ရှင်းစင်ပါတယ်ဆရာအခွင့်မပြုလို့ပါမိုးတောင်ကဟက်ခနဲ့ရှိလိုက်ပါတယ်ငါခြေတစ်ဖက်သူ့တက်ထားတာသူသိပေမဲ့တစ်ဖက်ကအကောင်းတိုင်းပဲလို့ထင်သေးရင်တော်သေးတာပေါ့ကွာထားခုံလိုက်မှာနှစ်ဖက်လုံးအတုမှန်သိသွားဘလို့လုံးမလဲမိုးတောင်ရဲ့ခနုခနဲ့လေတန်းကြောင့်ကြောက်ပုံမျက်နှာရဲကနေဖြစ်သွားပါတယ်အားလုံးထဲမှာနေဆန်းရင်ကိုမကျင်တဲ့ကြသူတချို့ကမျက်နှာတွေတည်နေကြသလိုတကယ်တော့ဒါကိုလက်ခံသွားကြသူတချို့ကတော့ပြုံးစီစီဖြစ်ကုန်ကြပါတယ်ဒီကောက်ဘက်မှနေလဲခေဟောင်းနားမှာတွေ့ရစရာစမ်းချောင်းမှာတော့သူ့ဆွေမျိုးတွေဟက်ကောင်နေငါလိုချင်တာတခုလေလေကွာမင်းတို့အဲ့ဒါတွေဟိုကောင်နဲ့ကွာတာမေးလိုက်ရင်လိုချင်တာတက်ခနဲ့မရဘူးအတိအကျမသိလို့ပါဆရာမသိရင်မသိဘူးပေါ့ကွာနန်ချက်ကူနဲ့မင်းဒီကောက်ဟိုရှာအလုံးရှိရလို့ပြောပြီးတော့ပအောင်ခေါ်ခဲ့သူမလာနိုင်သေးရင်ဘယ်နေ့လာမလဲအတိအကျမေးလာခဲ့ငါထင်တယ်ပဏာကြီးတို့အုပ်စုဒီကောက်ကိုလက်လွတ်ခံမှာမဟုတ်ဘူးကို့ရဲ့ရောက်အမြန်ဆုံးကျုံသွင်းထားမှာအမမင်းကအိမ်မေးပါတွေဝယ်လို့ပါလားမီးနဲ့ပါနဲ့ဒီအိမ်ဘယ်လောက်ပေးရလဲမြင်းထက်ကပိတ်20ပြင်အောင်တွတ်မို့အိမ်လုံးလေးကိုနန်းတော်ကြီးရဲ့ရောက်နေသူလိုတန်းတော်လှက်ပတ်ကြည့်နေပါတယ်အိမ်ပေါ်မှာကျုံစပွဲတစ်လုံးကျိန်ကလထိုင်နှလုံးနဲ့ရှုပ်ကစ်ပပလေးထဲမှာ TV တစ်လုံးအောက်ဆက်နှလုံးကိုမှန်ပိတ်မထားတဲ့ရှုပ်ကစ်ပထမထပ်မှာပဲဒီတိုင်းထည့်ထားတယ်တဲ့အိမ်လုံးမှာပစ္စည်းရတာပဲဖြစ်ပါတယ်မင်းကလည်း TV ဝယ်ပြီးတော့ TV အိမ်မှာဝယ်မှာပေါ့ကွာစပွဲခင်းတို့ကလထိုင်ကြောမီတို့ခန်းစီတို့အယောင်လှလှလေးတွေတက်နိုင်ရန်တွေမှာပြောင်းနေမဲ့အစားပိုစတာတွေဝယ်ကပ်ပကြီကားလေးတွေဝယ်ချိတ်ပြတောက်ပြောရင်ခန်းစီမကာရသေးတော့တကားမရှိတဲ့အိတ်ခန်းကိုလဲပင်းရှည်ကြည့်ပြီးတော့အခန်းကအကျယ်ကတင်လေးပါလေးဝယ်မထည့်ထားဘူးဖျောင်းပစိုးလေးပါလေးမခင်းကျမ်းပေါ်မှာတင်ဖြူလေးတစ်ချက်နဲ့မနှိမ့်လိုက်တာကွာမိဖို့ကြောင့်မှစားဖို့စားခွက်ရောရှိရလားဘာလဲအပြင်မှာပဲဝယ်စားနေမှာလားအိုးနဲ့အိမ်နဲ့ဖြစ်မှာတော့ကိုယ့်ဟာကိုချက်ပေါ်ကွာမင်းကြည့်ရတာမိမယူဖို့အိမ်ဝယ်တာတော့ဟုတ်ပုံမရပါဘူးမင်းထက်မင်းပါစက်ခဏပိတ်ထားမလားငါပိတ်ပေးရမလားကျမ်းပေါ်မှာခြေတစ်ပတ်စင်းထိုင်လျက်စီကရက်တောက်နေတော့နေစွမ်းရင်ကိုမင်းထက်ကလှည့်ကြည့်လိုက်ပါတယ်ငါကတခါတည်းပြေးဆောင်သွားပြောတာပါကွာဒါမှမဟုတ်ကိုမစီစေတက်ရင်လေမိမတယောက်လောက်ကောက်ယူလိုက်မင်းလည်းဒီလိုပဲကောက်ယူထားလိုက်တာလားမင်းထက်မျက်နှာကြီးရှုံမဲ့သွားပါတယ်ကောက်ယူတာတော့ဟုတ်မလားကွာလမ်းပေါ်ပစ္စည်းမှမဟုတ်တာမင်းတို့ကောင်ရေးစားထားနေလဲမဟုတ်ဘူးသဘောကျတာတွေ့ရင်ချက်ချင်းယူပြလိုက်ဖို့ပြောတာမင်းထက်ကမျက်စောင်းကြီးထိုး၍အထုံးမပြရသေးတဲ့စောင်းတဲ့ကောင်ခြေနှောက်ထုတ်တွေကိုဖြီလို့နေပါတယ်ငါဆိုတာတွေဘာမှမပူရဘူးမိမယူတာနဲ့အိမ်တန်းငှားတာမင်းတို့အိမ်ပိုင်းတော့မဟုတ်ဘူးငါမိမတိတ်တော်တာကွာငါထားတဲ့အခန်းလေးကိုများစင်ပြင်ထားတာကော့ကြော့နေရပဲအခုလည်းအိမ်ပိုင်းမရှိပါဘူးဒါမဲ့မင်းလာကြည့်ပါလားငါအိမ်မှာနေစွမ်းရင်က secret ကိုတွေမှုတ်ထုတ်ရင်ပြုံလိုက်ပါတယ်လိုက်မကြည့်တော့ပါဘူးမင်းပြောတာကိုယုံနေအဲ့လောက်တော်လဲဆိုမင်းမိမငါခဏငါလေငါအိမ်မှာပြေးဆောင်သွားရင်ပြန်ပေးမယ်ဟုတ်ကောင်ဒါတော့မထိနဲ့နော်ငါမှရှက်ရှက်ပပဒါလေးပဲရှိတာမင်းကောက်ယူထားတာပဲကွာမင်းလည်းကောက်ယူပေါ့မိမဘာလို့ဖို့လဲကွာမင်းတို့ပွားစီဝေဖန်တဲ့ကောင်မျိုးအိမ်လာရင်ဝေဖန်စရာမရှိအောင်ပြင်ဆင်ပေးရုံပဲလဲတည်လိုက်ပါလားမင်းမှတ်ထားနော်မင်းမိမရမှငါခဏငါမယ်မပေးကြည့်နေစွမ်းရင်ကတဟားရှိပြီးမင်းအခုရင်ငါလေမင်းငါရင်ငါငါမှာပေါ့မငါနိုင်ဘူးမင်းစီရောက်ပြီးရင်ငါမိမငါစီပြန်လာတော့မှာမဟုတ်ဘူးတခါတည်းမျိုးကန်းသွားမှတိတ်ကြိုင်မပြန်ချင်လဲကန်ချလိုက်မှာပေါ့ကွာအပိုင်မြူချင်မှာဦးဆိုစွမ်းရင်တော့နော်ပတ်စံချီဖို့လာတာမလို့တီးခံနေတာမဟုတ်ရင်ဘာဖြစ်လဲမင်းထက်ကခေါင်းနဲ့စာကိုပွေ၍အခန်းထဲတည့်သွားရင်အားလုံးလုပ်ပေးပြီးမှပြန်မှာပေါ့ကွာဟဲမင်းထက်ကအိတ်ခန်းထဲမှာနေရတဲ့ကြားခင်းကျဲပြင်ဆင်ပေးပြီးမှနေစွမ်းရင်ရှိမှလာထိုင်ပြီးငါ့ကို1000လောက်ချီးစမ်းပါမိမအမွေခနီးနေတော့ငါဘာမှမမေရမလို့ဖြစ်ဘူးရှည်ခန်းနေပြီမင်းမဘယ်နှယောက်ရှိပြီလဲ2ယောက်ခွဲဘာလဲ2ယောက်ခွဲအပြစ်မှာ2ယောက်ကွာဘိုက်ထဲမှာတပိုင်းလူမဖြစ်သေးတာများနေပြီမင်းလောက်တာကိုင်းတာရှော့တော့ဟမ်ဘာလဲကွာမင်းဟာလေရှင်းပြောနေစွမ်းရင်ကမင်းထက်လက်မောင်းကိုလက်သီးလှမ်းထိုးလိုက်ပြီးတော့မင်းအခုလုံနေတာတွေကိုပြောတာကွာကို့မှာသားတွေမယားတွေနဲ့တပြုတ်တမကြီးလုံနေတာထောင်စော်နန်းနေမင်းတခုဖြစ်သွားရင်သူတို့ဘယ်လိုလုပ်မလဲ
ယူထားတော့မိမငငယ်လေးအလှပါကြိုက်သေးကုတ်ကလေးကိုတော့မှအလှပြတ်မှာဆိုလို့နှုံးမတိုက်ချင်တာနေပါမင်းတို့ဒီလုံးတွေမလုပ်ဖို့အဲ့ဒီကောင်မလေးကမတားဘူးလားတတိထားပါလို့တော့ပြောရှာပါတယ်တော်သေးတာပေါ့နေစွမ်းရင်ကဘောင်းမီအိတ်ထဲကဖြစ်တယ်လို့ထိုးကျိတ်ထည့်ထားတဲ့ပတ်စံလေးကိုဆွဲထုတ်လိုက်ပါတယ်ရော့ဈေးဝယ်လာတာအဲ့ဒါပဲကြံတယ်1000တော့ကြောင်ပါအကုတ်ယူသွားမင်းစားဖို့ခြံထားအောင်လေငါစားခဲ့ပြီယူသွားမင်းတရက်ပိုင်းဘာမှမလှုပ်ရှားနဲ့နော်စစ်စေးရေးတွေကြက်တယ်မင်းရောမင်းထက်ကပတ်စံကိုအိတ်ထဲထိုးထဲ၍သူ့အတွက်စိုးရိမ်နေသေးတယ်ငါတကောက်ကြက်ပါဘာဖြစ်ဖြစ်ပူးစရာမရှိဘူးမင်းဦးမိုးတောင်နဲ့အဆင်ပြေလားအဖြူအနီဆိုငါလှုပ်တယ်အမောက်လုံးဝမလှုပ်ဘူးသူတို့ကမကျင်တတ်ကြဘူးလေသူတို့မကျင်တတ်ရင်နောက်ကျောကဓာတ်နဲ့ထိုးတာကွကြောက်စရာကောင်းတယ်မင်းကဘာဖြစ်လို့လဲမကောင်းမှုလုပ်တာစေတို့ပေမဲ့မူရစ်စေးတော့ငါဘယ်တော့မှမလုပ်ဘူးငါဖေကအဲ့ဒါကြောင့်တည်ခဲ့ရတာငါလိုလူတွေအများကြီးပြတ်သွားကုန်မှမျိုးလဲငါကြောင့်မဖြစ်စေရဘူးဒါကြောင့်သူတို့ငါ့ကိုတိုက်နဲ့ကားနဲ့ဖျားယောင်းတာတော့မှငါလက်မခံခဲ့တာမင်းထက်ကငင်းငိုက်သွားပြီးတော့မင်းခံယူချက်ကကောင်းပါတယ်ဒါမဲ့အန်နီရဲ့ကြီးရဲ့စွမ်းတတိတော့ထားငါမင်းရည်ချင်းရှိတဲ့အတိုင်းကြီးပွားတိုးတက်အောင်သူတို့နဲ့တွဲပြလိုက်တာငါကြောင့်မင်းတစ်ခုဖြစ်သွားမှာတော့စိုးရိမ်နေငယ်တငယ်ချင်းမဟုတ်ပေမဲ့လမ်းပေါ်ရောက်ပြီးဆိုကြတဲ့ကတွဲပတ်ပြီးတော့ပြေးဖို့ပြေးဖက်သူ့ထက်တာကမင်းထက်ကဘွဲရပြီးသားဟိုလုံးဝင်လုံးဒီလုံးဝင်လုံးနဲ့ဝင်ငွေပြတ်တယ်တိတ်မရှိဘွဲရဖို့ကိုအားနဲ့ကိုရုပ်ကန်ငွေရှာရဲသူနဲ့လက်တွဲမိသွားကြခြင်းဖြစ်ပါတယ်ဘွဲရပြီးသွားတဲ့အချိန်မှာငွေကိုရေလိုတုံးနိုင်လာတော့အစိုးရဝန်ထမ်းလုပ်ဖို့ကိုစိတ်မကူတော့ပဲရောက်တော့ပေါင်တော့ဖြစ်သွားခဲ့အခုကျတော့ဖြူလို့လည်းမရမဲလည်းမမဲခြင်းမခုလောကထဲမှာလက်တို့လက်တောင်းနဲ့သူ့အဖြစ်ကအထက်မရောက်အောင်မရောက်ဒါနဲ့ပန္နာကြီးတို့ဘက်ကလည်းမင်းကိုအလံဖြူပြထားတယ်ဆိုသူ့ဟာသူဖြူဖြူမဲမဲငါစိတ်မဝင်စားပါဘူးမင်းကဘာလို့စိတ်ဝင်စားတာလဲစားဝိနေရပြည့်လဲဖို့ပဲဒါတွေနဲ့ဖြစ်လာတဲ့အဆောက်အယောင်တွေမလို့ခြင်းဘူးဒါဆိုငွေရရင်မင်းဘာလုပ်မလဲအဖြူနဲ့အနီကြိုင်မယ်နိုင်ငံသားဝယ်လက်တွေတဲ့မထည့်ဘူးသူတို့ကမှတကယ်ပေးတာကွာပြီးတော့မင်းကဒါတွေကျွမ်းလို့လားဘယ်သူမှစိတ်ငဲရွှေ့ခဲကြိုင်ပြီးတော့မွေးလာတာမရှိဘူးပြောရင်သူတက်ပြင်းချပြီးတော့ဒူးစရိုက်ကိုငါစိတ်မဝင်စားပါဘူးဒါမဲ့လူတွေဘယ်လောက်ထိကြော်လွားစားတော့နေကြတယ်လဲဆိုတာတော့စိတ်ဝင်စားတယ်အဲ့လူမျိုးတွေငါ့အောက်မှာပြားဝတ်သွားတာကိုကျင့်တတ်တယ်ငါတော့သူတို့အမြဲနိုင်နေအောင်စူးစမ်းမှာပဲနေစွမ်းရင်ကနိုင်ကြီးတွေနေရာကနေထားလိုက်ပါတယ်ဖက်သွားမှလဲချိန်ထားတာရှိတယ်နှစ်ယောက်တို့ထွက်ကြပြီးတော့နေစွမ်းရင်ကအိမ်ကိုတော့ခတ်တော့အိမ်ကလေးကိုမင်းထပ်ကြည့်၍ကျင့်တတ်သွားမိပါတယ်ဘာပဲဖြစ်ဖြစ်ကိုယ်တငယ်ချင်းတယောက်အခုလိုအခြေအနေလေးနဲ့ဖြစ်သွားတော့ဝမ်းသာရသည်သာနိုင်ကိုကြည့်တော့ညနေ9နာရီခွဲပန်းချံထဲမှာလူတွေကရှုပ်လာပြီးစောင့်နေတဲ့သူကမလားနေစွမ်းရင်ခုံနှန်းလေးပေါ်ကနေထားလိုက်ပါတယ်ထီလေးတွေကွယ်လို့တမျိုးဘသူကြည့်ကြည့်ရှိရှိဂယုမဆိုင်စွာချစ်တေးတည်နေကြတဲ့စုံတွေအတီးတီခုံနှန်းလှလှလေးတွေကိုကြော့ဖြတ်ပြီးတော့သူပန်းချံအပြင်ကိုထွက်လာခဲ့ပါတယ်ပန်းချံတကားဝါမှာ secret တလိပ်ကိုဝယ်တော့ရင်ဒီဘက်ကိုပြန်အလှဲ့သူ့ရဲ့ရင်ဝင်ထဲကိုဣကနေတိုးတိုက်ဝင်လာတဲ့အထီအတွေ့ကမိန်းကလေးတယောက်မှသူသိလိုက်တယ်မိန်းကလေးကသူ့ရဲ့ရင်ဘတ်အင်ကြီးစားကိုစုပ်ဆွဲထားလျက်နဲ့နောက်ကိုအလက်နှကြားလှည့်ကြည့်လိုက်ပါတယ်ဒုက္ခပါပဲညှိကုံတော့မယ်ဒီမှာဒါလေးခဏနော်သူ့လက်ထဲကိုတစုပ်တရာထိုးထည့်ပြီးတော့မိန်းကလေးကတေလူမျောပါပြေးထွက်သွားပါတယ်ဂျင်းမောင်းမီဂျင်းကြက်ကတ်တော်လေးနဲ့စပင်ရှည်တွေကိုနောက်ဖက်ခက်မြင့်မြင့်မှစူစီထားတဲ့မိန်းကလေးပုံစံကိုနောက်ကလိုက်မကြည့်ပါပဲမြန်ဝင်ထဲမှာကြံနေခဲ့တယ်သူရှေ့ကိုသာလှမ်းကြည့်လိုက်မိပါတယ်တွေ့ပြီတမထွားကြိုင်းတဲ့လူတစ်ယောက်နဲ့ခက်တွေ့တွေ့ရှည်ရှည်လူ2ယောက်ပန်းချံရဲ့တစ်ဖက်ဂိတ်မှာလူချင်းခွဲလိုက်ကြတယ်လူထွားကသူနဲ့တတရပြေးလာပြီးတော့2ယောက်ကမိန်းကလေးပြေးသွားတဲ့နောက်ကိုတစ်ဖက်ကပတ်ပြီးတော့လိုက်တယ်သူလက်ထဲကကင်မရာအသေးစားလေးကိုဂျာကင်ထဲထည့်လိုက်ပြီးတော့ပြေးလာတဲ့လူထွားကိုခြေထိုးခံလိုက်ပါတယ်ဟာ sorry ဗျာတောင်းပန်ပါတယ်လူကြီးကမကျင်တတ်ပေမဲ့သူ့ရေးနဲ့သူ့မို့ခြေတစ်ဖက်ထော်လျက်နဲ့ပဲဆက်ပြီးတော့လိုက်သွားပါတယ်နေစွမ်းရင်စုကလေးတွေပါတဲ့ရောက်စုပ်ဘောလုံးကွင်းလေးတွေရောင်းနေတဲ့ဈေးတဲ့နာလှစ်ခနဲ့ကပ်၍တလုံးကိုကောက်ယူလိုက်ပါတယ်အဲဒီနောက်တမန်တလင်းပေါ်မှာတစ်ချက်နှစ်ချက်ပုတ်ကြည့်၍တစ်ဖက်ကပတ်ပြေးသွားကြတဲ့လူ2ယောက်ဘေးပေါင်းနဲ့တက်တက်ကိုရောက်လာတဲ့အခါမှာဘောလုံးကို2ယောက်ရှေ့ကိုပစ်သွင်းပေးလိုက်ပါတယ်ရှေ့ကတယောက်6ယောက်ကြားတဲ့ဘောလုံးဝင်သွားတဲ့အတွက်ဟန်ချက်ပြတ်သွားစဉ်နောက်ကတယောက်ကအရှိန်မထိန်နိုင်ပဲဝင်ဆောင်မိတယ်အဲဒီနောက်လူစီကားချိန်မို့ဘေးလူများကိုပါထိခိုက်မိကုန်ပြီးတော့ထိုနေရာမှာရှုပ်ထွေးသွားပါတယ်ဟေးဒါဘယ်သူပြစ်လိုက်တာလဲဘောလုံးတဲ့ခမလဲရွေးချယ်ဝယ်ယူနေသူတွေဝိုင်းဝိုင်းလည်နေတာမို့သူ့ဘောလုံးဘလို့ချန်ပီယံရောက်သွားမှမသိပဲပိုင်ရှင်မဲနေတော့ဘောလုံးကိုသူ့ပဲပြေးပြီးတော့တောင်းရပါတော့တယ်အခုဘောလုံးမှာကွာ
ဒီမှာရွေးနေကြရင်ပုတ်ပြုတ်ကြည့်ရင်လိန်သွားတာဖြစ်မှာပါအခုတောင်းမှန်ပါတယ်နော်ရှုပ်ရှုပ်ထွေးထွေးဖြစ်ကုန်ကြသူလူတွေကိုကြည့်ပြီးတော့နေစွမ်းရင်တယောက်တည်းပြုံးလိုက်မိပါတယ်အိတ်ထဲလက်ကိုနှိုင်းလိုက်တော့လက်တော်အားစာခန်းရှိတဲ့ကင်မရာပြားလေးကိုဆန်လိုက်မိတယ်သွားပြီမင်းလို့ချင်းငါ့ကိုရှာပြီးတော့လိုက်ခဲ့ပြီးတော့မိတ်ကလေးရေပြစ်ကွင်းထဲကိုဝင်နေတဲ့အရာဝတ္ထုကလှုပ်ရမ်းလို့နေပါတယ်1စက္ကန့်2စက္ကန့်3စက္ကန့်လှုပ်ရမ်းနေတဲ့မှုတ်တုပ်လေးကဖွာကနေဆင့်ထွက်သွားတယ်လက်ခုပ်တန်ကကြောရဲ့နောက်ကနေကပ်ပြီးတော့ထွက်လာပေမဲ့နေစွမ်းရင်လှည့်မကြည့်ပါဘူးနောက်ထပ်မှုတ်တုပ်လေးတစ်ထုပ်ထပ်ရောက်လာတယ်သူထပ်ပြီးတော့ပြစ်ချလိုက်တယ်နောက်တစ်ထုပ်ရောက်လာပြန်တယ်ပြစ်ချက်ကတစ်ချက်နဲ့တစ်ချက်ဇက်တိုက်ဖြစ်လာပေမဲ့ပြစ်မှတ်ကကွက်တီလှုပ်ရမ်းနေတဲ့အထုပ်လေးတွေပြေးမရှောင်တာပဲဖွာကနေလွင်းစင်ကောင်းနေတာတကယ်တော့လေကွာမင်းဘယ်တော့မှတနက်ပြစ်ကျစ်နေရလဲနေစွမ်းရင်အန်အော်လောက်ပါရဲ့မိုးတောင်ကိုယ်တိုင်သူ့နောက်ရောက်နေတဲ့ဖြစ်ကိုနေစွမ်းရင်ကဂယုမဆိုင်စွာတနက်ကိုထမ်း၍ရှောက်ထွက်သွားပါတယ်တနက်ပြစ်လေးကျင့်ခံနေမှဒိုင်းငနေပြစ်တန်တို့ကြားနေရတယ်မိုးတောင်ကနေစွမ်းရင်နောက်ကအသာလျှောက်လိုက်ရင်ခါးကြားမှာထိုးထားတဲ့ပစ္စတိုစူးဆိုင်ကြည့်နေတယ်ဒီကောင်ဒီလောက်ထိအစွမ်းထက်နေပြီလားသူတွေးနေစေနေစွမ်းရင်ကခါးကြားမှာတနက်ကိုဆွဲထုတ်၍လှုပ်ရှားဝဲပြတ်နေသောလေအိတ်လေးတွေစီကိုထိုးချိန်လိုက်ပါတယ်တနက်တန်ရောပောက်ကွဲတန်တွေပါစူညံသွားတယ်တခြားပြစ်ခန်းလူတချို့ပါလှည့်ကြည့်ကြတယ်မိုးတောင်လက်ခုပ်တီးဖို့ရောရီမောချီးကျူးဖို့ပါမေးလို့နေပါတယ်မျက်နှာပြက်ကြီးပြက်ပြီးတော့နှက်ခမ်းတင်းနေစေလျက်တိတ်ကျသွားတယ်ခမကျုပ်ရှိတဲ့နေရာဘာလာလောက်တာလဲဦးမိုးတောင်အော်မိုးတောင်ကချောင်းတစ်ချက်ဟန်ပြီးတော့ခက်မဲ့ရှိလိုက်ပါတယ်မင်းနဲ့ကိုဆွေးနွေးစရာရှိလို့မလိုဘူးတင်နေခမဆွေးနွေးမှာကိုကျုပ်ကလက်ခံမှာမဟုတ်ဘူးအချိန်မို့အလုံးရှုံးမခံတာကောင်းမယ်ထင်တယ်နေစွမ်းရင်ကတစ်ချက်မှလှမ်းမကြည့်ပဲတနက်ပြည့်စင်တွေရှိသမျှကိုပတ်လျှောက်ရင်းပြစ်ချလိုက်ထိုးချိန်လိုက်နဲ့အေးအေးလူသာနေစွမ်းရင်မိုးတောင်ကနေစွမ်းရင်ရှေ့ရပိတ်ရက်လိုက်ပြီးတော့ကားပေါ်ခဏလိုက်ခဲ့ပါကျုပ်တို့ပြေးလေအကျိုးရှိမှာပါခမကျုပ်ကိုချိန်ချောက်နေရလားဦးမိုးတောင်ဘယ်ဒီလိုဟုတ်မလဲနေစွမ်းရင်မင်းရှိတဲ့နေရာထိကိုယ်တိုင်ရောက်လာပြီးတော့ဖိတ်ခေါ်နေတာလုံးဝချိန်ချောက်မှုမပါဘူးညှိနှိုင်းနေတဲ့သဘောပေါ့နေစွမ်းရင်ကအတန်ကြာစိုက်ကြည့်နေပြီးမှကားရက်ထားတဲ့နေရာကိုလှမ်းကြည့်လိုက်ပါတယ်ဘာဖြစ်လို့လဲအမအောင်မကြောက်လို့တိုးဝင်လာပြီးမှပိုးစုံကျူးကိုဖမ်းပြီးတော့မီးရိပ်ဆွဲဖို့မကြိုးစားပါနဲ့နေစွဲပိုးစုံကျူးကမင်းသွားမဲ့လမ်းအတွက်အလေးရောက်မပေးနိုင်ပါဘူးအလင်းရောက်နဲ့ဝေးလေအမှောင်ကလှလေပဲနေစွဲရင်ကမဲ့ပြစ်လိုက်ပါတယ်ဘယ်သူမဆိုကိုလိုအပ်တဲ့အရာတက်မိုးအကြီးဆုံးပါပဲဦးမိုးတောင်ခမည်းအတွက်မှောင်လေကောင်းလေပဲဆိုတော့အမှောင်ကလှနေမှာပေါ့ဒါဆိုမင်းကဘာလို့လိုအပ်တယ်လဲပြောလေတိုက်လားကားလားမိန်းမလားမရတာမရှိစေရအောင်ဟာဟာနေစွမ်းရင်ကရှိလိုက်ပါတယ်ကျေးဇူးတော်တင်စရာကောင်းပါတယ်ဒါပေမဲ့မတင်ဘူးခမစေနာနဲ့ဖန်ဆင်းပေးမဲ့သူမှမဟုတ်တာဦးမို့တာခမပြောတာတွေကိုလည်းကြောက်စိတ်မဝင်စားဘူးစကားတခုနဲ့ကိုထက်ခါမပြောပါနဲ့နေစွမ်းရင်မင်းဘဝမှာပြေဆုံးတာတွေအများကြီးရှိပါသေးတယ်တကယ်စည်းစိမ်ဥစ္စာကိုမင်းခံစားဘူးသွားရင်အခုလိုမျိုးမင်းရောက်ရဲနိုင်တော့မှမဟုတ်ဘူးမင်းရဲ့တွက်လက်ထက်မြတ်မှုတွေနဲ့ဘဝကိုအများကြီးပြေဆုံးအောင်ဖန်တီးနိုင်သေးတယ်အချိန်တွေကိုအကျိုးရှိစွာအသုံးချလိုက်စမ်းပါနေစွမ်းရင်ကကုရှင်ကိုခက်ရှော့မိနေရမှာကားတကားကိုခြေထောက်နဲ့ကန်ဖွင့်လိုက်ပါတယ်။ဟာနေရဲ့တကားကဒိုင်းကနေစောင့်ပွင့်သွားပြီးတော့ပြန်ကန်တက်လာတယ်။ဒါအောင်နေစွမ်းရင်ကခြေထောက်နဲ့လှမ်းထောက်ထားလိုက်ပြီးတော့ဘဲဖြူမှောင်ကိုကျုပ်ဘယ်တော့မှမလုပ်ဘူးဦးမိုးတောင်တခါလေးပြောလိုက်မယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျုပ်ကိုဘာမှထပ်ပြီးတော့မဆွေးနွေးပါနဲ့။ဘာဖြစ်လို့လဲနေစွမ်းရင်ဘိမဲဖြစ်ဖြစ်ရတနာပဲဖြစ်ဖြစ်တရားမဝင်တဲ့ပစ္စည်းဟာမှောင်ခိုပဲ။မင်းတို့ငါတို့မှာအစွမ်းထင်းတွေရှိခဲ့ကြပြီလူတော်လူကောင်းဖြစ်မလာနိုင်တော့ပါဘူးကွာလူတော်လူကောင်းဖြစ်ဖို့လဲကျုပ်စိတ်မဝင်စားဘူးကျုပ်ကမကောင်းမှုကိုလုံးချင်လုံးမယ်လူဆိုးတယောက်ဖြစ်ချင်ဖြစ်မယ်အရာရာကျုပ်ဆန္ဒအတိုင်းပဲမင်းဆန္ဒအတိုင်းပဲကိုရိုဘက်ကဖြစ်စေခဲ့တာမင်းသိပါတယ်အခုလဲအားလုံးမင်းသဘောကျဖြစ်ရမှာပါတချီရဲနဲ့ဒီတက်တန်းမှာမင်းလှုပ်ရှားခဲ့သမျှတွေထက်အများကြီးတာစေရမယ်စိတ်ကူးမလွဲပါနဲ့နေစွမ်းရင်ဒီပွဲမှာမင်းဝင်လိုက်ရင်အားလုံးလွယ်လွယ်လေးနဲ့ပြီးသွားမှာပါနေစွမ်းရင်ကမိုးတောင်ကိုစူးစူးဆက်ဆိုင်ကြည့်ရင် secret ထုတ်ပြီးတော့တောက်လိုက်ပါတယ်ဟိုဘက်ကလှုပ်ရှားမဲ့ type ကိုငါကြိုသိထားတယ်ကွသူတို့မှအထူးလေးကျင့်ထားတဲ့မကူကောင်နှစ်ကောင်ပါတယ်ဒီကောင်တွေကတကယ်ကြေးစားစစ်တွေဒါကိုမသိငါလို့ကိုတို့ပွဲစားဖို့ဒိတ်မလုပ်သေးပဲထားတာဒါမဲ့မင်းသာပါမယ်ဆိုရင်လုပ်ရဲဒီပွဲကမင်းရဲ့ပွဲပဲနေစွမ်းရင်ဘယ်မှာလုံးမှာလဲသူတို့ကတော့ညီနောင်မှာလှုပ်ချင်တယ်ဒါမဲ့ငါတို့ရွေးချယ်ခိုင်းတယ်ဒီကရွေးရဲ့နေရာကိုသူတို့လာလိုက်မယ်မရွေးနဲ့သူတို့ချိန်တဲ့နေရာကိုပဲသွားတာပုတ်ကောင်းတယ်ဘယ်သူတွေလိုက်မှာလဲမင်းကြိုက်တဲ့ကောင်ကိုခေါ်သွားကြိုက်တယ်လို့စီမံအရာဝယ်အောင်မြင်သွားရင်သုံးပုံတစ်ပုံမင်းယူနေစွမ်းရင်စက်ကနေကောင်းနေလိုက်ပါတယ်ကောင်းပြီတခုတော့ရှိတယ်အောင်မြင်မဆိုတာကြောက်မလို့ခြင်းဘူး
ပွဲပြီးရနဲ့ရမှဖြစ်မယ်ထိုက်တဲ့လောက်တော့ဖြစ်ရမှာပေါ့ဒါကိုမင်းပူဖို့မလိုပါဘူးနောက်တစ်ခုရှိသေးတယ်ပြောဒီရာဝဲမျိုးကျုပ်ကိုနောက်ထပ်တိုက်တုံးမမစူးစားပါနဲ့ဒါနောက်ဆုံးပဲမိုးတောင်ကရုတ်တရက်စကားမပြန်မဲခက်ရက်ပြုံလို့နေပါတယ်ပြီးမှမင်းတို့လူကိုဘသူကရောကြိုးတုပ်ခိုင်းလို့ရမှာမို့လို့လဲကားထဲမှာ secret မီခိုးတွေမှုံမိုင်းသွားပါတယ်မီခိုးတွေလွင့်ပြဲသွားချိန်မှာနေစွမ်းရင်ကကားပေါ်မှာမရှိတော့ပါဘူးကားပြင်မှာရက်နေကြတဲ့လူတွေကားထဲကိုပြန်ဝင်လာကြတယ်အဆင်ပြေလားဆရာတော်တော်မလွယ်ကြောပဲဒီကားကိုထက်ကင်မှုတိတ်တော့မလွယ်ဘူးနောက်ထပ်ဆိုတာလိုပါသေးတယ်ဆရာအခုပါလာရင်ပဲပွဲသိမ့်ပါတယ်အလုပ်ဖြစ်မှာမနေမနှောကြီးဥစ္စာသူပါရင်85ရာခိုင်နှုန်းကတိတ်ကြနေပြီလေကြောက်ပုံမျက်နှာကြီးကတုံမုံလို့နေပါတယ်ပြောနေကြတဲ့စကားလုံးတွေကသူ့မျက်နှာကိုပိတ်မှန်နေတဲ့အတိုင်းကားတိတ်ငနဲ့စောင့်ခုံထွက်သွားတယ်မိုးတောင်ကကားမောင်းတဲ့ကြောက်ပုံကိုဖြတ်ခနဲ့လှည့်ကြည့်လိုက်တယ်မြဝန်းတို့ကအေးဆက်လျက်ခေါင်းစိုးဆွဲတာအဖြူအနက်ကက်လန့်စင်လက်ရှည်နဲ့ဘောင်းမရှိအနက်ကိုဝတ်လိုက်ပါတယ်တနက်နဲ့ပေါက်တာတက်လက်ပါတဲ့ခပ်ပတ်ကိုဆွဲပတ်လိုက်တော့လက်နက်နဲ့ခပ်ပတ်ကကိုယ်ပေါ်မှာအံဝင်ခွင်ကြားဖြစ်သွားတယ်ဂျာကီအနက်ကိုထပ်ပြီးဝတ်လိုက်တော့တနက်ကခပ်ပတ်ပါပျောက်သွားပါတယ်နေစွမ်းရင် secret လေးထုတ်၍မင်းညီလိုက်တယ်သူ secret ကြိုက်တယ်စေးသမားမဟုတ်ပဲ secret ကိုကြိုက်တာတက်တက်ဖြစ်ပါတယ်အားစိတ်များဆိုသူ့ရဲ့လက်ထဲမှာ secret ရှိနေတတ်သေးတာအပြင်ထွက်တော့မှမို့ secret ကို2ရှိုက်3ရှိုက်ဇက်တိုက်ဖွာလိုက်ပြီးမှခွက်ထဲကိုထည့်လိုက်တယ်အိမ်တကားတော့ယူပြီးတော့တကားပိတ်ဖို့တတိရလိုက်တဲ့အတွက်အိတ်ခမ်းထဲပြန်ဝင်ရတယ်ခေါင်းရည်ပြတင်းတကားပိတ်ဖို့ဒါပေမဲ့သူ့ခန်းထဲဝင်လိုက်တာနဲ့နှာခေါင်းထဲကိုမှုရဲနဲ့တမျိုးကဝင်ရောက်လာပါတယ်သူ့ခြေလမ်းတွေချက်ချင်းနှိမ့်ကျသွားတယ်အိတ်ခမ်းထဲမှာအဝတ်ဘီရိုတွေအဝတ်စင်တွေမရှိပေမဲ့ဂျိမ်းမှာအင်ဂျီလေးငားတဲ့ချိတ်ထားတယ်ခရီးသွားဗိတ်တက်တစ်တာတစ်လုံးဒါပဲရှိတယ်အိမ်ပြန်အိပ်ရောက်သားနေတတ်တဲ့အတွက်အဆောင်ရောင်မဲ့တော့သူ့ရဲ့အခန်းထဲမှာတယောက်အိတ်ကတင်တစ်လုံးသာမြင်သာထင်သာရှိပါတယ်အခန်းဝေးကနေကြည့်လိုက်မိစဉ်သူ့မျက်စိရှိကျမ်းပြီးမှမှန်ရောက်တစ်ချက်လင်းကနေဖြစ်သွားတော့နေစွမ်းရင်ဒုတစ်ချက်ကွေးပြီးတော့လွှာကနေခုန်တက်လိုက်ပါတယ်သူကပေါ်တက်တဲ့ကိုတက်သွားတာနဲ့သူ့ရဲ့မျက်နှာစီကိုရိတ်ခနဲ့ဖြတ်ဝင်လာတာကခြေပြားတစ်စုံလေထဲမှာပဲထိုခြေထောက်တွေကိုသူပုတ်ထုတ်ပစ်ပြီးတော့ထရံကိုထောက်ကန်၍ဇွန်းပစ်ကြလာတယ်တစ်ဖက်ကလည်းသူ့လိုပဲသူပုတ်ထုတ်လိုက်တဲ့ခြေထောက်ကိုပြန်ကန်၍ဇွန်းတစ်ပတ်လေကျလာတဲ့ပုံကပုံပြတ်ပန်ပြန်မဟုတ်နှစ်ယောက်ကျမ်းပေါ်မှာခြေထောက်မိတာနဲ့ခြေပြားတစ်ဖက်သူ့ရဲ့ခက်ဆက်ကိုဝင်လာပြန်ပါတယ်သူ့လက်ဖွားနှစ်ဖက်ရှက်၍ဘေးဆောင်ထောင်ပြီးတော့လက်ပနောက်နဲ့တွန်းထုတ်ပစ်လိုက်တယ်မျက်နှာကိုလက်သီးချက်တွေစက်တိုက်ဝင်လာတယ်နေစွမ်းရင်ကရှောင်းလိုက်ပုတ်ထုတ်လိုက်နဲ့ကိုဖြတ်ကနေလှည့်ပြီးတော့ရန်သူကိုဝင်ပြီးတော့ပူလိုက်ပါတယ်ချက်ကြီးပူပစ်လိုက်တဲ့အတွက်ရန်သူမဆုတ်အားပဲဖြစ်သွားတယ်နေစွမ်းရင်ကကြောပေးလျက်သားဖြစ်ပြီးတော့ထိုသူဘိုက်ကိုတထောင်နဲ့တိုက်လိုက်ပါတယ်စက်တိုက်အောက်မေးဖျားကနေပင်၍လက်သီးနဲ့စောင့်ထိုးချလိုက်တယ်တစ်ဖက်ကအခြေအနေပြည့်ရင်သွားတာနဲ့ချက်ချင်းပြန်လဲ၍ဒူးနဲ့စက်တိုက်ဖို့ပခုံးနှစ်ဖက်ကိုစုပ်ကင်တဲ့အခါမှာရှီလျားသောသပင်တွေဖျို့ဖျဲပြန်ကျနေတဲ့ကောင်မလေးတယောက်သူတစ်ချက်ငိုင်သွားတာနဲ့မေယိုကြကြနနကြီးထိသွားပါတယ်ဒေါသကဟုံးကနေပြန်ဝင်လာတယ်နှကန်းနောက်မှာအသွေးတွေကျနေတဲ့မိန်းကလေးရဲ့ဘိုက်ကိုလက်သီးတစ်လုံးပစ်သွင်းလိုက်ပါတယ်သူမကနောက်ခြေတလန်းဆုပ်၍ကိုနွဲ့ပြီးတော့ရှောင်လိုက်တယ်ထိုလက်ကိုနေစွမ်းရင်ဖက်ကနေဖမ်းဆုပ်ပြီးတော့ဆွဲလှိပ်ပစ်လိုက်ပါတယ်သူမကကြော်လေးကော်၍သူ့ရင်ဝင်နဲ့ပါလာပေမဲ့လည်းဖနှောက်နဲ့ပေါက်ဖို့ကြိုးစားလိုက်သေးတယ်နေစွမ်းကခြေကိုခွဲ၍သူမကိုနောက်ကနေတအားဆွဲဖက်ပစ်လိုက်တယ်ဒါတိုက်ကွက်မဟုတ်ပါဘူးဒေါသဖြစ်ဖြစ်နဲ့တမင်အနိုင်ကျင့်လိုက်ခြင်းဖြစ်တယ်တလောက်တောင်စွာရသလားရှစ်မယုံပါနဲ့နော်အခုလို့ဘာလို့ရမှာလဲမင်းကငါ့အိတ်ခမ်းနဲ့ခိုးဝင်နေတာမင်းနဲ့ငါတရားတစ်ဖြစ်ရှင်းပြိုင်ပြီးပြီငါနိုင်တယ်ငါပြုသမျှမင်းနှုတ်ရမယ်လူဘာဝလို့ကဲသူမကစောင့်ခုံပြီးတော့နေစွမ်းရင်ကိုခေါင်းနဲ့တိုက်ပြန်တယ်ဟေးမင်းစွာလာကြည်လားဒီလောက်ဆိုမင်းအစ်စ်ကိုမင်းသိတယ်မီလေနောက်ထပ်ပြီးတော့ငါတုံ့ပြန်လာရင်မင်းရုံးပါတယ်မပြောနဲ့နော်မိန်းကလေးငြိမ်ကျသွားပါတယ်မင်းဘာတူလဲနေစွမ်းရင်ကသူမပါနာကိုနှက်ခမ်းကပ်ပြီးတော့မေးလိုက်တဲ့အတွက်မိန်းကလေးကမျက်နှာကိုစက္ကနဲ့လှည့်ပစ်တယ်သူပြုံးလိုက်မိပြီးတော့မင်းနေတာဖြေလေရှစ်စီယာကင်မရာလာယူတာဟင်သူအံ့ဩသွားပါတယ်မင်းဟိုတနေ့ကပန်းချက်မှာဝင်တိုက်သွားတယ်မိန်းကလေးလားဟုတ်တယ်ဒါများကွာမင်းပစ္စည်းပဲလိုချင်ငါးစီမှာလာတောင်းလို့ရတာပဲဘာဖြစ်လို့ခိုးဝင်နေရလဲလူကိုတိုက်လိုက်ခတ်လိုက်တာအသေးသက်မဲ့ရန်သူတွေကြနေတာပဲတောင်းမလို့လာတာပဲဒီရောက်တော့ရှင်မမရှိတာဒီကမစောင့်နိုင်လို့ကိုဟာကိုဝင်ယူဖို့ရှာနေတာရှင်ဝင်လာတာလူတန်ကြားတာနဲ့အပေါ်မှာတက်ပြီးတော့ပုံလိုက်တာပေါ့အဲ့ဒါငါမှန်းသိတော့ဘာလို့ဆင်းမလာတာလဲဆင်းလို့ရတော့မလားရှင်မဲငါဘာဖြစ်လဲဆက်ပြောလေ
မိကလေးကနေရင်ထိုင်ရင်ဒေါသတွေကြီးပြီးတော့ဘေးတိုင်းမြင်နေရတဲ့ပါမို့လေးကရဲတွလို့နေပါတယ်ရှင်မာရီလာမေးနေရလဲတယောက်တည်းဆိုပြီးတော့ထင်တိုင်းလုံနေတာကိုဒီကဘလို့လုပ်ပြီးတော့အတန်ပေးရမှာလဲဟမ်အော်သူ့သဘောပေါက်သွားပါတယ်အပြင်ကပြန်ရောက်လာတာနဲ့သူ့အဝတ်စားလဲနေကြတာကိုသူမဘယ်လိုမျက်နှာလွှဲနေရရှာမလဲသူအတော်မတတ်ရှိလေမိကလေးဒေါသဖြစ်လေရှစ်မရီနဲ့လေတာအော်၍မရမကရုံကန်มาတော့တယ်နေစွမ်းရင်ကအတင်းအကျပ်ဖတ်ထားလျက်နဲ့ဘာဖြစ်လို့ဒီလောက်ရမ်းလို့နေတာလဲကွာမင်းအဲ့ဒါလိုလုံနေတဲ့၍လုံးဝလှုပ်မပေးဘူးမိကလေးရုံကန်မှုတွေရက်ဆိုင်သွားတယ်လှုပ်ခက်ဆဆောက်ပြောတဲ့လေးကိုသူအသေးရသွားပါတယ်တန်းချက်မှာတော့ကမိကလေးတယောက်ဆိုတာကိုပဲသူသိလိုက်တာမျက်နှာကိုလည်းတေချာမကြည့်ဖြစ်လိုက်ပါဘူးအခုကျတော့လေတိုက်ခိုက်နေတော့ကအုတ်ထုတ်ဆောင်ထားတဲ့ဂျင်းပင်တီရှပ်နဲ့ကောင်လေးတယောက်လိုပဲသူမှတ်ခဲ့တယ်မေးပြားကိုပင့်ထိုးလိုက်တော့မှထိချက်ပြင်းပြီးသူမမျက်နှာလန်ထွက်သွားလျက်ထိုးသိပ်ထားတဲ့သပင်တွေကကန်နဲ့အားနဲ့အုတ်ထုတ်ကပြုတ်ကျသွားခြင်းဖြစ်မယ်သူလှုပ်ပေးလိုက်တော့သူမကအုတ်ထုတ်ကိုပြန်ပြီးတော့ကောက်တယ်ခက်ဆက်လောက်ထိဝဲဖြာနေသောသပင်တွေကဝဲကနေဝိုက်ကနေခါသွားပြီးတော့မျက်နှာလေးသူ့ဘက်ကိုပြန်လှည့်လာတယ်ကဲဒီအပစ္စည်းပြန်ပေးဘာပစ္စည်းလဲရှင်းဦးကြောင်မလုံးနဲ့နော်နေစွမ်းရင်ကတိတ်ချကြည့်တော့မှဝင်းနဲ့လှပနေတဲ့မျက်နှာတွယ်လေးကိုမချို့မချင်းစိုက်ကြည့်နေပြီးတော့မင်းကဘာပုံနေရှောက်လိုက်လာလို့ခွေးပြေးဝက်ပြေးပြေးနေရတာလေဘာလဲမင်းကစုံတော့လားမဟုတ်ပါဘူးအပျော်တန်းဓာတ်ပုံလိုက်ပြီးတော့ရိုက်နေတာအပျော်တန်းရိုက်တယ်ဆိုလေရန်ကုန်မြို့ပေါ်မှာအိမ်စီတိုက်တာတွေဒီလောက်ပြုတ်ညံ့နေတာအပျော်တန်းပုံလှလှပပဘာမှရိုက်စရာမရှိပါဘူးတိဘာသာဘာပုံမဲရရရှင်နဲ့မဆိုင်ပါဘူးကင်မရာကိုပြန်ပေးမှာပါဘယ်လိုဖြစ်နေရလဲမင်းနဲ့မယားတည်တဲ့လားနရတီဟုတ်လားသူမျက်ခုံးနှစ်ဖက်ပင့်တက်သွားပါတယ်ဒါဆိုတီလို့ခေါ်တာမကောင်းပါဘူးမင်းကနရတီလို့ပဲခေါ်မယ်ခေါ်စရာမရှိတော့ပါဘူးရှင်နဲ့တီဘာမှပတ်သက်ဖို့မရှိတော့ဘူးဒီလိုမပြောနဲ့လေဟိုနေ့ကပဲမင်းပြေးလို့လွတ်အောင်မင်းနောက်ကကောင်တွေကိုငါတားပေးလိုက်တာကျေးဇူးတင်ခံခြင်းလို့လားကျေးဇူးတင်ခံခြင်းမင်းကငါလိုက်ရှာမှာပေါ့အဲ့လောက်မပြောဝင်ကိုတိတ်ပြီးတော့ထင်ကြီးမနေနဲ့ကြီးတာပဲကိုအထင်ကြီးမှဘာလို့လို့အောင်မြင်မှာပေါ့မင်းဘာလို့လို့မအောင်မြင်ပါဘူးဓာတ်ပုံရိုက်တယ်ပြေးရတယ်အခုငါ့ရင်နဲ့ခိုးဝင်တယ်ငါ့ကိုရှုံးတယ်အောင်မြင်တာဘာရှိလဲအောင်မြင်တာကိုရှို့ပြီးတော့အရှုံးကိုပြထားတာဆိုရင်ပြတာကိုပဲမြင်နေရှင်ကရောကိုလူတော်ကြီးလို့ထင်เสียရလားနေစွမ်းရင်ခေါင်းတညိမ့်ညိမ့်ဖြစ်သွားပါတယ်မင်းတော်တယ်တခုတော့ရှိတယ်မင်းကစုံတော့တရားမဟုတ်ဘူးဆိုရင်တော့တိတ်ကိုအနေရများနေပြီနဲ့တည်းငါပြောရတယ်မင်းရဲ့ဖက်လင်ထဲမှာဖိုတိုကော်ပီတွေပါနေတယ်မဟုတ်လားမဟုတ်ဘူးသူတို့ကိုရိုက်လိုက်မိတာဘာပုံနေလဲဘယ်တိမှလဲဒီကသူတို့ရိုက်တာမှမဟုတ်တာရိုက်လိုက်ပြီးမှသူတို့တဲကြီးမဲကြီးလိုက်လာလို့ပြေးရတာသူတို့ကဘာပြောလဲဘာမှမပြောဘူးဖက်လင်ထုတ်ခိုင်းတာအဲ့ဒါမင်းအတွက်အရေးမကြီးထုတ်ပေးလိုက်ပေါ့ကွာဘာဖြစ်လို့အနေရဖြစ်ခံပါလဲဒီကမဟုတ်တာလို့တာမှမဟုတ်တာဘသူ့ကိုကြားရမှာလဲမကြောက်ရင်ဘာလို့ပြေးနေရလဲသူတို့ကအင်အားများတော့ရှောင်ရတာပေါ့ငါတယောက်တည်းကိုကြားတော့မင်းနိုင်လို့လားနရတီကသူ့မျက်လုံးထဲကိုပြန်ပြီးတော့စိုက်ကြည့်လိုက်ပါတယ်ရှင်ကသူတို့အားလုံးထက်တော်တယ်အာကငါပါလားမင်းချီမုန်းတာကိုတော့တေချာထုတ်ဖို့တိန်ထားဖို့တဲ့နေချီမုန်းပြီးမှနရတီကမျက်စောင်းထိုးပြန်နေမိခဏမျက်စောင်းထိုးမနေနဲ့လှတဲ့မိန်းကလေးတွေမျက်စောင်းထိုးတဲ့တံယောက်ျားတွေမခံနိုင်ဘူးငါလည်းယောက်ျားပဲရှင်လည်းတော်တော်စကားများတဲ့လူပဲနော်ဘက်မှလည်းကင်မရာကိုမင်းပြန်ယူအထက်ကဖက်လင်ကိုဒီမှာထားခဲ့ဘာပြောတယ်နရတီဆက်ခါသွားပါတယ်မင်းအနေရများလို့ပြောတာရှင်ပူစရာမလိုတီဝါဒနာပါလို့စိတ်ခံစားပြီးတော့စူးစမ်းပန်းစားရယူထားတဲ့ပုံတွေကိုဘာမဟုတ်တာနဲ့ဆုံးရှုံးခံရမှာလားဘာမဟုတ်တာမဟုတ်ဘူးကွာမင်းသိသွားနိုင်တယ်ဒီလိုလူတွေဘာကောင်းလဲဆိုတာမင်းနားလေလို့လားအိုးလဲမလို့ပါဘူးတိပစ္စည်းတိကိုပြန်ပေးပြီးရောမင်းနဲ့ငါဒီပုံစံမျိုးနဲ့နောက်ထပ်တစ်ခါမတွေ့ပြရစေနဲ့သူလဲထွက်လာတော့နရတီကထွက်ပြီးတော့လိုက်လာတယ်တကားပါရောက်မှမှန်ရောင်လက်ခနဲ့ဖြစ်သွားတဲ့အတွက်သူ့နောက်လှည့်ကြည့်မိတယ်အုတ်ထုတ်ရှိပေါ်မှာမှန်ဝိုင်းလေးပါနေခြင်းဖြစ်ပါတယ်စပင်တွေဖားလျားချလျက်သားနဲ့နရတီကအုတ်ထုတ်ကိုစောင်းထားလိုက်တဲ့အတွက်သူမပုံစံလေးကအယံမြင့်ကိုဟန်တွယ်လေးနဲ့နွဲ့လေးလှလို့နေပါတယ်ဒါပေမဲ့ရှင်နာမခံတော့မွေဝေးမလေးလိုလက်မြန်နာကပုံစံလေးနဲ့မလိုက်နေစွမ်းရင်ကကို့အတွင်းထဲကိုပြုံး၍အတက်အစင်းတကားမကြီးနောက်ကထုတ်တန်းလေးပေါ်ကိုလှမ်းပြီးတော့နှိုက်လိုက်တယ်လက်စတတော်သူကဒီမှာထားတာကိုသူမကတော့ခက်ခဲရင်းတွေလှမ်းလောရှာနေခဲ့တယ်နေစွမ်းရင်ကနောက်ကိုပြန်လှည့်လာပြီးတော့အလွယ်တကူထားတာပါလားဆိုပြီးတော့ပင်ပန်းသွားတာကိုဒေါသထွက်နေရလားငါပြန်လာတာပဲမင်းကျေးဇူးတင်အောင်ဒီကင်မရာငါကို့ပေါ်မှာပဲရှိနေတာအခုငါဝင်လာမှထိုးတင်ထားလိုက်တာဟင်ဟုတ်တယ်လေဒါအောင်မင်းဒီလောက်ခက်ခဲရင်းရှာဖွေလိုက်ယူမယ်လို့ငါဘယ်ထင်မလဲ
လမ်းမှာအမတ်တမဲ့ပြန်တွေ့ရင်ပေးနိုင်အောင်ပစ္စည်းကလည်းပြပြသေးသေးလေးဆိုတော့အိတ်ထဲမှာပဲထားတာပေါ့ငါပြန်မလာရင်မင်းအိမ်နိုင်ချုပ်ပြီးတော့ရှာတာတော့မှမတွေ့ဘူးနေစွမ်းရင်ကကင်မရာလေးကိုလှမ်းပြီးတော့ပေးတယ်နရတီကလှမ်းယူတယ်နှစ်ယောက်လက်ပြောင်အလွယ်လေးမှာခြံဝါးစီမှာလှုပ်ရှားမှုတစ်ချက်နဲ့အတူဝင်းကနေလက်သွားတဲ့အရာတစ်ခုကမျက်လုံးတောက်မှာရှုပ်ရှက်ခတ်သွားပါတယ်နေစွမ်းရင်နရတီလက်ပြားလေးကိုစောင့်ဆွဲလိုက်ပြီးတော့တကားအကွဲ့တဲ့လှဲ့ဝင်ရင်တက်ဆက်တဲ့တကားရွက်ကိုကန်ထုတ်ပစ်လိုက်တယ်နေစွမ်းရင်တကားရွက်ကိုချက်ချင်းဆွဲပြီးတော့ဖွင့်လိုက်ပါတယ်ဓာတ်တက်လက်နဲ့စာတစောင်းဓာတ်ကိုဖြုတ်ယူ၍စာကိုဖွင့်ဖက်လိုက်တယ်နေစွမ်းရင်ညီနောင်ရွာမှာမင်းသိမင်းရှိတယ်လိုက်မလားနဲ့လှန်သွားသူပြုံးလိုက်မိပါတယ်မင်းကလှန်သွားဆိုရင်ငါဓာတ်သွားပေါ့ကဲနရတီမင်းပြန်တော့နရတီကထွက်မသွားသေးပဲကင်မရာကိုခါးချကွယ်တဲ့ထိုးထည့်ပြီးတော့ရှင်ကရောဗာလဲကလေးကချေမဝိပါနဲ့ကောင်းကောင်းဖြေစမ်းပါကောင်းကောင်းဖြေတာပဲဓာတ်ထက်ပုံမှန်တာဆိုရင်လူဆိုမင်းကစုံနောက်တယောက်ဖြစ်နေရင်နောက်တစ်ခါထုတ်တန်းပေါ်ပင်ပင်မမတ်တက်နေရမှာဆိုလို့ကြို့ပြောလိုက်တာရှင်နရတီမျက်နှာလေးရဲကနေဖြစ်သွားပြီးတော့အိမ်မောကဆင်ပြေသွားပါတယ်ပျော့နွဲ့ဝိဝဲသွားတဲ့ဆက်နွယ်တွေကိုလှမ်းကြည့်ရင်နေစွမ်းရင်ပြုံးလိုက်မိတယ်တော်တော်လှတဲ့ကောင်မလေးတောင်ဆောင်နှစ်ဘေးမှာရွက်ဖြင့်တဲကြီးတစ်လုံးကိုလှမ်းပြီးတော့မြင်နေရတယ်နေစွမ်းရင်နဲ့ကြောက်ပုံတို့၃ယောက်ရင်မောင်တမ်းမြော့ရှောက်လာခဲ့ကြပါတယ်ခဏတားစည်းတန်တဲ့သူဘောင်းမရှိပေါ့ပေါ့လောင်းကုတ်ဖာဖယိုဖျဲနဲ့လူနှစ်ယောက်ကရွက်ဖြင့်တဲနာရောက်ခါနီမှာရှေ့ကနေဖြတ်ပြီးတော့တားလိုက်တယ်ဘာလို့တာလဲလက်နက်တွေပါရင်ဒီမှာထားခဲ့ပါဘာဖြစ်လို့ထားရမှာလဲငါတို့ကဖျားဝေးပြဖို့လာတာမဟုတ်ဘူးဒါတော့မှန်တယ်လေအခုဟာတက်ရေးကြီးတဲ့အချိန်မို့လို့ဆရာချင်းကိုယ်တိုင်အမိတ်ထုတ်ထားတာမင်းတို့ဆရာအမိတ်ထုတ်ရင်မင်းတို့မကင်နဲ့ပေါ့ကြောက်ပုံကတလုံးမကြမ်းပြန်ပြောတယ်သူတို့တယောက်မျက်နှာတယောက်ကြည့်၍အချက်ပြကြတယ်ဒီမှာအဲ့ဒီအမိတ်ကိုမင်းတို့အတွက်ထုတ်ထားတာကွာအယောင်းဝယ်ကိစ္စမှာငိမ့်ချင်းနဲ့ပြီးသွားစေချင်လို့လက်နက်မဆောင်စေချင်တာငါတို့တွေလည်းဘယ်သူမှလက်နက်မဆောင်အဲ့ဒါမင်းတို့ကိစ္စပဲမင်းတို့လက်နက်ဆောင်တာမဆောင်တာလဲငါတို့မြင်ရတာမဟုတ်ဘူးဆောင်မဆောင်စိတ်လည်းမဝင်စားငါတို့ကမင်းတို့ချိန်တဲ့နေရာကိုလာရတာဖျားဖို့မဟုတ်ဘူးမှောင်ခိုလုပ်ဖို့လက်နက်ကိုဆောင်ရမယ်ကြောက်ပုံကဇွတ်တရွတ်ပြောတယ်နေစွမ်းရင်ကဂယုမဆိုင်စွာဆက်လျှောက်တယ်သူ့လက်ထဲမှာပစ္စည်းတစ်တာနဲ့နေအောင်ကြောက်ပုံကိုတယောက်ကဖက်ခနဲ့ဂုတ်ဆွဲတယ်နောက်တယောက်ကအထီးတို့ကိုနှစ်ယောက်လုံးဇက်တိုင်းဆင့်ကန်လိုက်ပါတယ်ပေါ်ရမစားရသေးပဲမုံနိုင်တန်ပေးလာတယ်စွဲရင်နောက်ကိုတစ်ချက်မှလဲမကြည့်ပါဘူးဒါသူတို့တမင်ရန်စားတဲ့လှည့်ကွက်တွေသူရွက်ဖြင့်တဲဝါရောက်လာမှဘွားကနေပေါ်လာတဲ့ကတုံးပြောင်ပြောင်နဲ့ကလာရုံနဲ့တယောက်ကသူ့ရဲ့တကူလုံးကိုဆူဆူဝါကြည့်ပြီးတော့လက်လန်း၍ပစ္စည်းပြပါမပြနိုင်ဘူးမင်းကဘာကောင်းလဲကလရုံနဲ့ကတုံးကမက်ရိုဆိုတဲ့ကြေးစားပဲဖြစ်ပါလိမ့်မယ်ထို့သူမျက်နှာကြီးတင်းသွားပြီးတော့နေစွမ်းရင်လက်ထက်တက်တာကိုခြေထောက်နဲ့လှမ်းပြီးတော့ခတ်လိုက်တယ်နေစွမ်းရင်ကမရှောင်တက်တာကိုလက်နှစ်ဖက်နဲ့ဖိဆုပ်၍တဲ့ခံပေးလိုက်ပါတယ်တက်တာဘလို့ဖြစ်သွားသည်မသိနေစွမ်းရင်လက်ဘွားနှစ်ဖက်ထုံကျင်သွားပြီးတော့ကတုံးမရှိလဲအုတ်နရံကိုပြေးကန်လာရတယ်လို့ဖြစ်ပြီးတော့နာကျင်သွားတဲ့ခြေထောက်ကိုဟန်လို့ပြန်ထောက်လိုက်ပေမဲ့လည်းနေစွမ်းရင်နာမည်ကြီးတာကိုကိုယ်တိုင်မြင်တွေ့သွားရပါတယ်နေစွမ်းရင်ကတက်တာကိုရင်မက်ရှိမှဓာတ်ကရန်၍လွှာကနေခေါ်ဝင်လာတယ်ကတုံးမက်ကိုနောက်ဆုတ်လိုက်ပါတယ်ဒါပေမဲ့ခြေထောက်ကမျက်ခနဲ့ဖြစ်ပြီးတီတီလေးနောက်ကျသွားတဲ့အတွက်စတိုက်ခေါ်ဝင်လာတဲ့နေစွမ်းရင်ကသူ့မျက်နှာကိုတက်တာနဲ့စောင့်ပြီးတော့တိုက်ပစ်လိုက်ပါတယ်တိုက်ကွက်ကမဆမ်းပါဘူးရိုးလေးပဲဖြစ်တယ်ဒါပေမဲ့ရိုးလို့နေတဲ့အတွက်ကတုံးမက်ကိုခြေလမ်းမှားပြီးတော့မျက်နှာတစ်ပြင်လုံးဆယ်ထက်တိုက်ပေါ်ကနေမှောက်လျက်ပြုတ်ကျသွားသူလိုပြားကျသွားပြီလားထင်ရလောက်အောင်အသေးခိုက်သွားတယ်ထိမိသည့်အားကပြင်းတယ်နှာခေါင်းရိုးကျိုးပြီးတော့သွေးတွေတရဟောကျလာပါတယ်ရှေ့သွားတွေကျိုးနေကုန်တယ်ဒါပေမဲ့အထူးလေးကျင့်ထားတဲ့ခန္ဓာရည်အားကမတ်ဟုတ်ပြင်းနေစေခါစားရတကောက်ကိုဆွဲထုတ်၍ခြေကိုချဲခါကုပ်၍နေစွမ်းရင်ခြေထောက်ကိုပတ်ပြီးတော့ဆွဲသူတစ်တာနဲ့လွှဲချရင်ခုံရှောင်တယ်တကယ်ဆိုတစ်တာကလည်းအလေးကျရနင့်လို့နေပါတယ်လှုပ်ရှားရတာလွယ်ကူတာမဟုတ်လှုပ်ချထားဖို့ကလည်းအထဲမှာရှိနေတာတွေကဂျုံမှုတ်ဖွဲမှုတ်နေမဟုတ်ပါဘူးအဲ့ချိန်မှာပဲကတုံးမက်ရိုရဲ့တကောက်ကဝီကနေရှေ့ထွက်လာပါတယ်ရိတ်ခနဲ့လျှက်တစ်ပြက်ကြီးလဲပင်းစီပြေးဝင်လာတဲ့အတွက်နေစွမ်းရီကောင်းထဲမှာလင်းလက်သွားတယ်အသက်အောက်၍ကိုလှန်ချလိုက်တော့ဝီကနေဖြတ်တန်းသွားပြီးတော့ပုတ်ကတ်၍သွားပါတယ်ချက်ချင်းပြန်လွှဲလာတဲ့တကောက်ကတမနိဆက်တီကျိုးနဲ့ငကားတကောင်ပေါက်တယ်လို့ဝီကနေဝေါ်ကနေလူတွေကိုမျိုးဖြုတ်၍ပစ္စည်းကိုအလက်ကားယူဖို့ကြံသားသူတွေကိုနေစွမ်းရင်ဒေါသထွက်သွားတယ်တကောက်ဆက်ဝိုင်းတန်းမှာလွတ်အောင်ခုတ်ထွက်လိုက်ပြီးတော့ဝီကနေခေါင်းထောက်တက်သွားတဲ့တကောက်ဝိုက်ကြမလားမီတစ်တာကိုလွှဲပြီးတော့ပစ်ထည့်လိုက်ပါတယ်
တစ်တာကစတီဂျိုအရှိန်နဲ့ပြေးရိုက်တယ်လို့မန်ဟုတ်ပြပြနဲ့တန်းဝင်လာတဲ့ဓာကတောက်ဆွဲခံလိုက်ရတယ်လို့ဖြစ်ပြီးတော့တစ်တာကိုတပတ်ပြန်ပြီးရစ်သွားတယ်။တကောက်ကကရုံးမဲတို့ရဲ့လက်ဘေးကိုငေါက်ခနဲ့ပြေးပိုင်းတော့ကိုလက်နဲ့ကိုစီပြန်လာတဲ့အတွက်ကရုံးသိလူမျိုးပါရှောင်လိုက်ရတယ်။တေးပြရလွတ်သွားပြီမဲ့လည်းစူးစားကိုကင်ထားတဲ့လက်မှာလက်ကဝစ်ကိုတိတိဖြတ်ထွက်သွားပါတယ်။သူ့ရဲ့အော်ဒါနဲ့ကြီးကြောင့်တိုက်ခိုက်နေကြတဲ့ကြောက်ပုံတို့အုပ်စုတွေပါရက်တက်ကုန်ကြတယ်။တော်ထဲမှာအစာဖြောက်နေကြတဲ့လူရိပ်တွေစီမှာလှုပ်လှုပ်ရှားရှားအတန်တွေထွက်ပေါ်လာတယ်။နေစွမ်းရင်ကတဆက်ဆက်ခါနေတဲ့လက်ပြက်ကြီးကိုကန်ထုတ်ပစ်ပြီးတော့စတီဂျိုနဲ့ရစ်ပတ်နေတော့တစ်တာကိုကောက်ယူလိုက်ပါတယ်။တစ်တာနဲ့ဂျိုးကိုဖြီး၍တစ်တာကိုခြေထောက်နားမှာချတယ်။ဓာတ်ကိုကောက်၍စက်ကြာမွေးသလိုတဝီဝီမြည်အောင်ဝှေ့ပြလိုက်ပါတယ်။အဲဒီနောက်စက်ခနဲ့လွှဲပေါက်ပြလိုက်တယ်။တကောက်ကရွက်ဖြစ်တဲ့အမိုးကိုငကားတကောက်လိုပြေးပြီးတော့ပေါက်တယ်။မလုံနဲ့ဂျိုးကတင်းသွားပြီ။သူတစ်ချက်တုတ်ဆွဲလိုက်တာနဲ့ရွက်ဖြစ်တဲ့စုပ်ပြက်ပြိုပြက်သွားမှာဖြစ်ပါတယ်။တဲဝါမှာကရုံးတယောက်ထပ်ပြီးတော့ပေါ်လာတယ်။ဒါပေမဲ့ထို့သူကတော့တရုတ်တိုင်းကားတွေတဲအားလိုမျိုးခေါင်းတစ်ချက်လုံးကရုံးပြောင်နေပေမဲ့နောက်စီမှာစပင်စုထားလျက်ကြောပေါ်မှာစီးချထားပါတယ်။ငါတို့ကဖိတ်ခေါ်ပါတယ်။မင်းအထက်ကိုဝင်ခဲ့ပါ။နေစွမ်းရင်ကစူးစားကိုလက်ခုပ်မှာဆွဲရစ်ပြီးတော့ခက်ဆဆစောင့်ဆွဲကြည့်တယ်။ရွက်ပြတဲ့ကြီးကတကောက်တစ်ချောင်းနဲ့အသားလေးချိတ်ဆွဲလိုက်ုံနဲ့ကြွတ်တက်လှုပ်ရှားသွားတယ်။သူကယွန်းရှားသလိုခက်မဲ့မဲ့ပြုံးပြီးတော့ဒီနေရာမှာဘယ်သူမှအိမ်ရှင်မရှိဘူး။ငါ့ကိုမင်းတို့ဖိတ်ဖို့လည်းမလို။ဘယ်မှလည်းမင်းတို့ဆရာအထက်မှာရှိတယ်။မင်းဝင်လာရင်ငါတို့၃ယောက်ရှိတယ်။အေးစစ်စစ်ဆက်လုပ်ကြရအောင်ဝင်ခဲ့ပါ။ဖိတ်ခေါ်နေပေမဲ့လည်းဆန်ရှည်မတ်ရိုရဲ့မျက်လုံးများကစူရဲပြင်းထန်လာပါတယ်။မြေပြင်မှာဒူးထောင်ညင်ညွတ်နေသောကရုံးကိုမကြည့်ပေမဲ့အန်ကျိတ်ထားတဲ့သူ့မေးကြောကြီးကထောင်ကားလို့နေပါတယ်။နေစွမ်းရင်ကမဲ့၍မယုံကြည်တဲ့အရာကိုယုံပေးဖို့ငါမျက်မမြင်မဟုတ်ဘူး။မင်းဆရာကိုခေါ်ထုတ်မလားငါဖြတ်ထုတ်ရမှာလား။ကျိုးကိုလက်ခုံမှာနောက်ထပ်ရစ်ပတ်၍စောက်ဆွဲလိုက်တော့ရွက်ဖြစ်တဲ့ကလှုပ်ရှားကြွားရွာလာပါတယ်။ဆန်ရှည်ကတက်ခောက်ပြီးခါထောက်တယ်လို့ထည့်ထားတဲ့လက်တစ်ဖက်လှုပ်ရှားလာပါတယ်။ဒါပေမဲ့နေစွမ်းရင်ကသူ့ထက်ဦးတယ်။ပြစ်မှတ်ကကိုယ့်အသက်ပေမို့ပြစ်မှတ်ကိုလွဲလို့မဖြစ်ပါဘူး။ဒါကြောင့်မသိကြတာကိုမကင်မဲဓာတ်ကိုကင်လိုက်တယ်။လက်ခနဲ့ဝင်တောက်သွားပြီးတော့ဓာပါလေးရမြားတစင်းလိုပြေးထွက်သွားပါတယ်။သူထင်တယ်လို့တနက်ချင်းရှေ့ရမှာမဟုတ်ပဲဓာတ်နဲ့ပြစ်လိုက်ပြီးမှန်တိလိုက်တာနဲ့ဆန်ရှည်ထိတ်ခနဲ့ဖြစ်ပြီးတော့တနက်ပြစ်ချိန်မရတော့ပဲခုံရှောင်လိုက်ရတယ်။အဲ့ဒီချိန်မှာပဲသူ့အနာကိုနေစွမ်းရင်ကလှိမ့်ဝင်လာပြီးနန်ကြားစီကိုခြေပြားနဲ့လှမ်းပြီးတော့ထောက်ကန်လိုက်ပါတယ်။ဆန်ရှည်ထပ်ပြီးတော့ခုံရပြန်တယ်။ခုံလာရင်တနက်နဲ့ထိုးချိန်လိုက်တော့နေစွမ်းရင်ရိတ်ခနဲ့ခုံထား၍တနက်ကင်တဲ့လက်ကိုလက်ဝါးထောက်၍စောင့်ထိုးလျက်လဲမျိုးစီကိုလည်းလက်ချောင်းများနဲ့ပဲဆက်ပြီးတော့ထိုးလိုက်ပါတယ်။သူပုံစံကဒူးကွေးထားတဲ့အတွက်မြောက်တကောင်ရက်နေတဲ့ကဲ့သို့ဖြစ်လို့နေတယ်။လက်ကဝဲသွေးကြောတွေကြပြောက်ကပြန်ဖြစ်ကုန်တဲ့ကဲ့သို့ပြင်းစွာနာကျင်လျက်တနက်ကိုဘယ်လိုမှစောက်ကင်မထားနိုင်တော့ပဲလွတ်ချလိုက်ရပြီးတော့လဲမျိုးစီကိုဝက်လုံးထိုးတန်းဝင်လာတဲ့လက်ချောင်းများကိုတေလူမျောပါရှောင်လိုက်ရပါတယ်။ဟေးရက်ဆန်အတန်နဲ့တူထွက်လာတာကပိုင်မီအထင်နဲ့လက်မယွန်းလူသက်သမားများလှုပ်ပြီးတော့အောင်သေးအောင်သားစားဖို့အထက်ကနေအသင်ထိုင်ပြီးတော့စောင့်နေခဲ့တဲ့ဦးမို့ချင်းသူကတစ်ချိန်ဓမြကြီးငမို့လို့နာမည်ကြီးခဲ့တယ်လို့အခုပြန်ပြီးတော့စခန်းထခေါင်းထောင်လာတော့တထေကြီးဦးချိန်ဟူ၍ဖြစ်ပါတယ်အရက်ကလွန်မင်းစွာရှေ့၍စုတ်ချွန်းချွန်းမျက်နှာမျက်စိမိမိနဲ့အကြီးတန်လာတယ်သူ့လက်ထဲမှာတနက်နဲ့ကိုယ်တော့လက်နက်ထားခဲ့စီလျက်သူတို့ကလက်နက်ကိုစီနဲ့ဒေါသနဲ့ဆက်ရိုင်းဝင်နေပြီဖြစ်တော့နေစွမ်းရင်ကဆန်ရှည်ကြီးကိုတရဇက်တိုက်ခိုက်နေရကနေဖြတ်ခနဲ့ခွာ၍ဦးမို့ချိန်ထန်ခုံဝင်လိုက်ပါတယ်။လုံးလေလှက်တိုက်နေကြတဲ့နှစ်ယောက်ကိုပြစ်ဖို့သူ့လူကိုလူရွေးနေစေချက်ချင်းကြီးအနားကိုရောက်လာတဲ့အတွက်တနက်နဲ့ထိုးချိန်လိုက်ပေမဲ့လည်းဦးမို့ချိန်နောက်ကျသွားပါတယ်။တနက်ကင်တဲ့လက်ကိုစောက်ကင်ချိုးလိုက်ခြင်းခံလိုက်ရပြီးတော့နည်းနည်းမှမလုံးနဲ့ဦးမို့ချိန်သူတနက်နဲ့သူ့ကြောကိုပြန်ပြီးတော့ထောက်ခံလိုက်ရတယ်။တပည့်တပန်းများနဲ့လက်နက်အားကိုနဲ့သာဆရာကြီးလောက်ရက်ဆက်ခဲ့ပေမဲ့တိုက်ခိုက်တက်ဖြတ်ဖို့အစကလေးကမကျွမ်းကျင်ခဲ့တော့ကိုကအသက်ကြီးအရွယ်အိုပြီးမို့မစွမ်းတာတောထဲမှာခမားလူတွေရှိနေတာကြုတ်တည်တယ်အားလုံးထွက်ခိုင်းပါဆန်ရှည်ကြီးလည်းမဝင်ရဲပဲရက်လို့နေပါတယ်နေစွမ်းရင်အရေးချင်းကိုလည်းသိနေပြီသူတို့ဆရာကြီးရဲ့အသက်ကလည်းနေစွမ်းရင်လက်ထဲရောက်နေပြီမို့တနက်ကိုမကောက်ရဲသလိုရှေ့လည်းမတိုးရဲဟေးလှန်သွားဟိုကောင်တွေကိုခေါ်ထုတ်စမ်းလက်နက်တွေပါချခိုင်းဦးမို့ချိန်ချင်းနေအားလုံးကိုဝေ့ကြည့်ပြီးတော့မတက်တာတဲ့လေတံနဲ့လက်နက်တွေပါချကြောက်ပုံတို့၃ယောက်ထဲမှာတယောက်ကလဲနေပြီးတော့တယောက်ကလက်မှာသွေးစိမ့်ရှင်ရှင်ကြားလျက်ဒါပေမဲ့ကိုဘက်ကအသာစီးရသွားပြီးမှသိပြီးတော့လဲနေသူလည်းပြန်ထလာတယ်
ဒဏ်ရာရနေသူကလည်းခုတ်ထပြီးတော့အာလုံးတန်းစီဝင်လာသူတို့ရဲ့လက်နက်တွေကိုသိမ်းဆည်းလိုက်ပါတယ်။နေစွမ်းရင်ကသူ့တပွေးပွေးတည်ထားနေရတဲ့ပစ္စည်းသက်တာကိုခြေထောက်နဲ့ကန်၍ရှေ့ချပြပြီးခမတို့ဘာဖြစ်လို့ရုံမာကြတာလဲ။ဘာရုံမာတာလဲ။မင်းတို့ကြိုက်တဲ့နေရာကိုချိန်ခဲ့ရင်လဲငါတို့လာရင်မင်းတို့စီကံတိုင်းဖြစ်ရမှာပဲ။အခုမင်းတို့လာတော့လဲငါတို့စီကံကိုလိုက်နာပေါ့။မင်းတို့ကစဖောက်တာ။ခမတို့ကတော့လက်နက်တွေနဲ့ကျုပ်တို့ကလက်မြောက်ဝင်လာရမှာလား။ငါတို့ကဆောင်ထားတာမင်းတို့ရိုးသားရင်ဘာမှဒီလိုဖြစ်လာဖို့မရှိဘူးမင်းဘာလို့ချက်လဲနေစွမ်းရင်ငွေကိုလိုချင်တာလားလူကိုတတ်မှာလားတိုက်တယ်လို့စီစဉ်ငါတိတ်ခါတော့မဖြတ်စည်းပါနဲ့အော်တိတ်ခါလည်းရှိကျင်သေးတာ哦တတ်ချင်တဲ့ယူကျင်ယူတဲ့ဒါပေါ့ကျုပ်ကလူတတ်သမားမှမဟုတ်တာခမ ्या ကိုတတ်ပြီးတော့ဘာလို့ရမှာလဲပစ္စည်းလဲအလကားမယူနေပါအောင်လူတတ်ပြီးပစ္စည်းကိုအလကားသိမ့်ဖို့အကြံကြီးကြံထားကြတာဆိုတော့ခမ ्या တို့မှာငွေရောပါရဲ့လားပါတယ်ပြောတဲ့အတိုင်းအတိအကျပဲအထဲမှာငွေသွားစစ်စံအထီကလက်ကတန်ရာကိုစုပ်ပြီးတော့တဲတဲပြေးဝင်သွားပါတယ်ပြီးတော့ငွေတက်တာကိုဆွဲ၍ပြန်ပြီးတော့ထွက်လာငွေအပြည့်ပဲကိုနေကဲဥမို့ချင်းပစ္စည်းတက်တာကိုကောက်ပြီးတော့ခဏတို့သွားတော့နောက်နိုင်ဝက်ကြရင်လက်နက်တွေကိုဒီမှာလာပြီးတော့ပြန်ယူအချီကြီးခံရပြီးထင်သားရမှသဘောတွေခရရည်လိုကောင်းနေတော့နေစွမ်းရင်စကားများကြောင်းဥမို့ချင်းတန်းတော်ဖြစ်ပြီးတော့အသက်ဘေးကလွတ်တာတော့မှဝမ်းသာရမှန်းမသိဆက်ရှိကတော့ပစ္စည်းကိုကမကနကောက်၍တေချာစစ်ဆေးနေပါတယ်ဟုတ်တယ်ဆရာချင်းတောင်းမယ်လူနည်းစုနဲ့လူများစုသူတို့မရှိမလားခံလိုက်ရတဲ့အတွက်မကြေချမ်းမိမဲ့လဲလက်နက်မဲ့ထပ်ဖြစ်နေပြီမို့ပြောတဲ့အတိုင်းနာခံရုံသာဘာဖြစ်လို့လွတ်ပေးလိုက်တာလဲနေစွမ်းရင်သူတို့ကစညစ်တာနောက်မညစ်ရတော့ပါဘူးရန်ညိုးရန်စားတွေမတင်စေချင်လို့ကြောက်ပေါ်ဘာမှမပြောတော့ပါဘူးအစာနေစွမ်းရင်အပေါ်မနာလိုမိခဲ့ခြင်းများလဲသူ့ရင်ထဲမှာမရှိတော့ပါဘူးသူနဲ့ကိုရဲ့ကွာဟာချက်ကိုတိတိပပမြင်လိုက်ရပြီမို့နေစွမ်းရင်ကသူ့ပြိုင်တာတဲ့လူမဟုတ်မှန်းသူ့နားလဲသွားပြီဖြစ်ပါတယ်အဲ့ဒီချိန်မှာပဲဟာရဲတွေဟာရှေ့ရထွက်သွားကြတဲ့ဥမို့ချိန်တို့အုပ်စုလဲကစင့်ကလေးကကွဲပြားပြေးထွက်ကုန်ကြတာမြင်လိုက်ရတယ်တောင်မဆောင်ပြေးစင်းကြောက်ပုံကအတွေးကြုံရှိသူမို့အော်ပြေးတယ်ဟေးလက်နဲ့ချလိုက်စမ်းတနတ်တန်တွေကတောင်ဆောင်တစ်ဝိုက်မှာစုညံလို့သွားပါတယ်ထို့သူအာကနေကာကနေလဲကြကုန်သူတွေထဲမှာအထင်းနဲ့ငခွေးပါပါတယ်အထီထနေစွမ်းရင်စွဲမနေနဲ့ပြေးကြောက်ပေါ်ကလမ်းအော်ရင်တောင်ဆောင်ကနေလှိမ့်ချသွားတယ်ဟက်ကောင်စိတ်မလျှော့နဲ့ထမြန်ငခွေးကရဲတွေလက်ထဲတန်းရောက်သွားပါတယ်ဖမ်းမိသူတွေကိုတခါတည်းလက်ထိတ်ခတ်ကြတယ်အထီးခတ်များအဖမ်းခံရမှာဆိုတဲ့အတွက်စူးစားပန်းစားထရှာပါတယ်ဒါပေမဲ့ဘယ်လိုမှမရနေစွမ်းရင်ကလည်းတရွတ်တိုက်ဆွဲခေါ်နေသေးတယ်ခေါ်နေရင်အုံနောက်ထဲဖောက်ဝင်သွားပြီလားထင်ရလောက်အောင်နားထဲမှာပောက်ကွဲထုဦးသွားပါတယ်ဘလို့မှမတက်တာတော့ပဲနေစွမ်းရင်ငွေတက်တာဆွဲပြီးတော့ကိုလွတ်ယုံပြီးတော့ပြေးရပါတော့တယ်အထီးကသူ့အမိခံလိုက်ရပေမဲ့လည်းဝမ်းမနေတော့ပါဘူးမရိုင်းပါသည်ဆိုတော့နေစွမ်းရင်ရဲ့ခေါင်းဆောင်ပိသားသည့်စိတ်ဓာတ်ကိုကျင့်နှက်စွာခံစားရင်းကိုနေလွမြောက်ပါစေလို့သာတိုးတိတ်စွာဆုတောင်းလို့နေမိပါတယ်သူမြင်သမျှစုယုံမိလာကြတဲ့လူတွေထဲမှာဘိန်းပြူတတာကြီးနဲ့အတူဥမို့ချိန်နဲ့ဆန်ရှည်ကြီးပြီးတော့ဥမို့ချိန်ရဲ့တပည့်တပန်းများသူ့လိုခြေထောက်ကိုတနတ်မှန်၍မပြေးနိုင်သူတွေကအများအပြားဟောဒီမှာလက်ပြက်ကြီးဆရာဒါဆိုလက်ပြက်နဲ့တယောက်လွတ်သွားတာပေါ့နေပါစေလက်ပြက်နောက်ကိုလိုက်ရုံပဲငွေတက်တာနဲ့ကောက်လိုက်နေကြတယ်မဟုတ်လားဟုတ်ကဲ့ဆရာဒူရဲအောင်မြင့်ကိုတို့လိုက်သွားပါတယ်ရဲတွေကရွက်ဖြင့်တဲတဲကိုဝင်စစ်ပြီးတော့လက်နက်တွေကိုတင်လိုက်ပါတယ်စတီဇိုတန်လန်နဲ့တကောက်ကြီးကိုပါဖြုတ်၍တေချာစစ်ဆေးနေတယ်။ကောက်လိုက်တဲ့လက်နဲ့တကယ်ပညာရှင်နှစ်ကောင်လွတ်နေတာပဲ။ဟေးချက်ချင်းပြတ်ဆောက်ဒီအခန်းတွေကိုလူဖြန့်ရှာကြ။အထီးခြေထောက်ကဒဏ်ရာကိုအန်ကျိတ်ခံရင်ပြုံးလိုက်မိသေးတယ်။နေစွမ်းရင်ကိုသူတို့မမိနိုင်ဘူးဆိုတာသိနေပြီးသား။ဝမ်းသာလိုက်တာနေစွမ်းရင်ငါငွေပြန်ရတာတခုတည်းကြောင့်မဟုတ်ပါဘူး။မင်းလိုလူမျိုးထောင်ထဲမှာဘဝဆုံးသွားမှာနှမျောလို့ပါ။ငါလဲဆရာကြီးနဲ့ထပ်တူပါပဲနေစွမ်းရင်ပဋိပက္ခရှိခဲ့ဘူးတာတွေကိုမေ့လိုက်ပါ။ငါ့ကိုမရဲ့မိတ်ဆွေဖြစ်အတိမတ်ပြုပါလို့တောင်းဆိုပါတယ်။ကြောက်ပုံကလက်ကန်၍လှက်လိုက်လဲပြောတယ်။နေစွမ်းရင်ကကန်းလာတဲ့လက်ကိုကြည့်၍ခေါင်းခပြစ်လိုက်ပါတယ်။ခင်ဗျားတို့ကြီးကျူးကြတာတွေကိုကျုပ်ကပြောင်းဝင်သွားမှာမဟုတ်ဘူး။တည်ရဲတက်ရဲလို့အထင်ကြီးကန်းလင့်လာတာတွေကိုလည်းကျုပ်လက်မခံဘူး။သူကစပွဲပေါ်ကငွေတစ်တာကိုလှမ်းကြည့်ပြီးတော့ကျုပ်အတွက်ဝေစုပဲပေးပါ။မင်းပခုတ်ကတနတ်တန်ရာကိုခင်ဗျားစီကိုကျုပ်ဒဏ်ရာလာပြတာမဟုတ်ဘူးဦးမိုးတောင်ဘလို့တိမ့်သိမ့်လုံးမှပျော့ပြောင်းမလာသည့်နေစွမ်းရင်ကိုမိုးတောက်ပါမှထပ်ပြောဖို့စိတ်မကူတော့ပါဘူး။ကောင်းပါပြီ။ကို့မှာခွဲဝေပေးစရာတပည့်တွေလည်းရောသွားပြီဆိုတော့အဲ့ဒီတက်တာတွေကငွေမင်းတဝက်တိတိယူသွားပါ။ကျုပ်မလို့ခြင်းပြောထားတဲ့အတိုင်းသုံးပုံတစ်ပုံပဲယူပဲ။
အဖမ်းခံလိုက်ရတဲ့အထီးတို့နှစ်ယောက်အတွက်နောက်ပိုင်းကသူတို့မိသားစုတွေကိုခမထောက်ပံ့ရအောင်မှာမဟုတ်လားဟုတ်တယ်ဒါဒီငွေကိုအားကိုးဖို့မလိုပါဘူးသူတို့အတွက်လုံးဆရာရှိရလုပ်ပေးပြီးရေကိုတို့လည်းနိုင်ငံသားကိုလစ်တော်မှာဥမို့တို့တောင်မှမိသွားရဲဆိုတော့ကြောမလုံတော့ကာလာတစ်ခုအထိတော့ရှောက်တိန်နေမှဖြစ်မယ်မင်းကပို့အရေးကြီးရနေစွမ်းငွေအိမ်နဲ့ပြောင်းနေတာဆိုတော့မင်းကိုတဲတဲမဲမဲလိုက်ကြမှာပဲကိုတို့နဲ့လိုက်ခဲ့မလားမလိုပါဘူးကျုပ်ကမြန်မာနိုင်ငံကနေဘယ်ကိုမှမသွားဘူးမလို့ရင်ဝင်နေလိုက်ရုံပဲကြောက်ပုံနဲ့မိုးတောင်မျက်လုံးချင်းစုံသွားပါတယ်မိုးတောင်ကငွေတစ်တာကိုဆွဲ၍အပေါ်ရန်တလွာကိုတက်ချပြီးတော့အိမ်မဲလေးတစ်လုံးနဲ့ထည့်လိုက်ပါတယ်ပြီးတော့နေစွမ်းရင်ရှေ့ကိုတိုးပေးလိုက်တယ်အောက်မှာနှစ်လွာကျန်တယ်အဲ့ဒါသုံးပုံတစ်ပုံပဲနေစွမ်းရင်ကဒိုင်ယာနဲ့ပတ်တီးစီးထားရတဲ့ပခုံးနဲ့လက်ကိုမှတ်လို့ပဲတစ်ဖက်နဲ့လမ်းယူလိုက်တယ်ခင်ဗျားတို့လည်းပုံကြပါလေဒါမဲ့ဘယ်အကြောင်းနဲ့ဖြစ်ဖြစ်တစ်ချိန်ချိန်မှာကျုပ်ကိုဆက်သွယ်ဖို့မစူးစမ်းပါနဲ့သူချကနေလှည့်ထွက်လာခဲ့ပါတယ်ညအမောင်ထဲမှာတုံးဝင်ပြောက်ကွယ်သွားသည့်နေစွမ်းရင်ကိုအဆအဆုံးငေးကြည့်နေမိပြီးတော့ငါတို့ရန်ကုန်ပြန်မစင်းတော့ကြောက်ပုံဟိုမှာကြံခဲ့တဲ့ကောင်တွေကိုလူဖြန်းရှောင်နေဖို့လှမ်းပြီးတော့အကြောင်းကြားဒီကနေတခါလေလစ်မယ်ကြောက်ပုံကမိုးတောင်ပြောတာကိုစိတ်မဝင်စားနေစွမ်းရင်ကိုဆရာကြီးဘလို့ထင်လဲဘလို့မှထင်မနေနဲ့ကို့ရေးကို့တွေးဒီကောင်ဘလောက်အကျက်တဲဖြစ်ဖြစ်လွတ်နေမှာပဲတကယ်တော်တဲ့ကောင်မိုးတောင်ကခနိုးခနဲ့ပြုံးပြီးတော့ကြည့်တယ်အခုတော့ဝင်ခံသွားပြီလားဆိုတဲ့အကြည့်မင်းဘယ်သွားမလို့လဲဆိုရင်လွင့်ချင်ရလွင့်မှာပဲရှော့တော့အိမ်ကတော့တင်မထားနဲ့နော်ကျန်တာငါ့အိမ်ကိုမင်းကြိုက်တယ်လို့လို့နေစွမ်းရင်ကတော့တွဲလေးကိုမင်းထက်ရှိမှပြစ်ချပေးလိုက်ပါတယ်ကိုကြီးစွမ်းရင်ကဘယ်ဟိုသွားမှလဲရင်အတိအကျတော့မဟုတ်ဘူးပေါ့ဒါမဲ့မြန်မာပြည်တောင်ပိုင်းလားမြောက်ပိုင်းလားအရှိလားအနောက်လားအနီးဆက်ဆုံးပြောခဲ့လေမင်းထက်ရဲ့မိန်းမရွှေနီကကလေးနီတာရဲလီအတွက်နှုတ်ဘူးဖြော်ရင်လှမ်းပြီးတော့မေးလို့နေပါတယ်ကလေးကိုနိုးမတိုက်ပဲတနခါရအောင်ဝမ်းဆက်နဲ့ကွေးကောက်ထားတဲ့သပင်တွေကိုဖြန့်ချထားသည့်ရွှေနီကိုနေစွမ်းရင်ကတစ်ချက်သာလှမ်းကြည့်ပြီးတော့ဘာမှပြန်မပြောပါဘူးရွှေနီကချစ်စပွဲလေးဖြစ်လျက်အမြဲတမ်းလှနေအောင်ပြင်နေအဆင့်တန်းမြင့်မြင့်နေတတ်တယ်ဒါရီယာပြဿနာမရှိပေမဲ့သူ့ဘောပူပူတတဆက်ဆက်တတကိုနေစွမ်းရင်မကြိုက်ပါဘူးဒါကြောင့်မင်းထက်စီကိုတော်ရုံနဲ့သူ့မသွားဖြစ်တတ်ပါဘူးရွှေနီမျက်လုံးတွေကသူ့အပေါ်အထင်ကြီးမှုတက်မှတ်မှုတွေရှန်ထွက်လို့နေပါတယ်တခါတလေသူ့ရှိသူ့ယောက်ျားရှိမှာပဲယောက်ျားကိုအထင်မြင်သေးစကားပြော၍သူ့ကိုတော့ဂယုစိုက်တက်တာတွေရှိတယ်ငကိုကလေးကဟမ်မဆောက်တက်တဲ့စိတ်ကထိုမိန်းကလေးကိုခေါ်ပြောဆက်ဆက်လို့စိတ်ကုန်ခန်းသွား၍ခက်တန်းနှမ်းနေလာခဲ့ပါတယ်မင်းထက်ကလည်းသူ့မိန်းမအပြောဆိုအနေထိုင်မတက်တာသူသိတယ်တငယ်ချင်းရဲ့စိတ်ဓာတ်ကိုလည်းသိတယ်ဒါကြောင့်အားလုံးကိုနားလဲအောင်စူးစမ်းနေရှာသူဖြစ်ပါတယ်ဒါနဲ့မင်းဘယ်နေ့ထွက်မှာလဲအခြေအနေကိုဝင်ထဲ၍စကားဖြတ်လိုက်တယ်အဲ့ဒါလည်းပြောလို့မရဘူးစိတ်ကူးပေါက်တာနဲ့ပေါက်တဲ့ရက်ကိုပေါက်တဲ့ချိန်ထသွားမှာပဲကိုကြီးစွန့်ရတိတ်ရှို့တာပဲဘယ်သူမှကိုကြီးနောက်ကိုကတ်မလိုက်ပါဘူးမဟုတ်ဘူးဒီကောင်ကသူ့ကိုယ်သူတော်မှအစိုးရတာမဟုတ်ဘူးဘာမှမေးမနေနဲ့မင်းထက်ကတငယ်ချင်းဖြစ်သူအာမနာတက်တာကိုသိ၍အခြေအနေမစိုးမီထင်း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 ဝင်ပြီးတော့ပြောတယ်ရွှေနီကလည်းနှကန်းလေးမဲ၍ထထွက်သွားတယ်မင်းထက်ကနေစွန့်ရင်နာဖြတ်ခနဲ့တိုး၍အနာနာကိုကပ်ပြီးစွန့်ရင်မင်းတွတ်လာလာတိတ်မလုံးနဲ့လေပကဝန်းတန်ရအကင်းသေးသေးတာလည်းမဟုတ်ဘူးပြီးတော့မင်းကိုအပူတပြင်းလိုက်နေကြတာရင်ဆိုင်တွေးတော့ပြေးုံပေါ့ကွာဒါကိုကြောက်ပြီးတော့ဘယ်လောက်ထိပုံနေရမှာလဲငါထင်တော့မင်းဟိုဘက်ကိုခဏကူးနေသိနေကွာတေးသေးမှုမဟုတ်ဘူးပြီးတော့အခုဖမ်းမိသွားတာမင်းလက်ထောက်ချလိုက်တာဒါသာပေါ်သွားရင်ဥမို့တို့နောက်ကအဖွဲအစည်းကြီးကလုံးဝညင်နေမှာမဟုတ်ဘူးတကယ်ဆိုမင်းဒီလိုမလုပ်သင့်ဘူးလောက်တော့ဘာဖြစ်လဲဘိန်းဖြူကိုငါမုန်းနေလုံးနေတဲ့လူတွေကိုပါကြည့်မရတာအဲ့ဒါကြောင့်ဒီရောင်းဝဲကိုငါလက်ခံပြီးတော့ရဲနဲ့လှည့်ပေးလိုက်တာမင်းလည်းအခုပြေးနေရတာပဲမဟုတ်လားဘာဖြစ်လဲအဓိကဒီကောင်တွေလန့်သွားဖို့ပဲအတိုင်းအတာတစ်ခုထိတော့သူတို့လှုပ်ရှားရတော့မှာမဟုတ်ဘူးနေစွမ်းရဲ့မျက်နှာမှာဘာတွမ်းမှစိုးရိမ်ပူပန်နေဟန်မရှိမင်းဘယ်လောက်ကြာမလဲကြာတော့ကြာမှာပဲအဲ့ဒီကပြန်လာရင်ငါလုပ်ငန်းတစ်ခုခုထူထောင်မယ်ဒီလုပ်တွေမလုပ်တော့ဘူးဖြစ်မှာပါဦးမိုးတောင်တို့လည်းလစ်သွားပြီဆိုတော့မင်းကိုဒုက္ခပေးမဲ့သူမှမရှိတော့တာမင်းအလုံးလုံးမှငါလည်းအလုံးနဲ့ကင်နေဖြစ်တော့မှာမမေ့နဲ့တော့တငယ်ချင်းနေစွမ်းရင်ကထိုင်ရကနေထပြီးတော့ရက်လိုက်ပါတယ်ငါသွားတော့မယ်ဟာမင်းသွားမှာကြောပွဲကြီးလေးတစ်လုံးနဲ့လားဘာယူရအောင်မလဲမဟုတ်ဘူးလေမင်းအိတ်လေးကအလွန်ဆုံးဆက်ရင်အဝတ်နှစ်စုံပေါ့ဆက်စုမနေပါနဲ့ငါအဝတ်တစ်ထည်ကိုတစ်ခုနဲ့ပဲသွားနေစွမ်းရင်မင်းထက်တို့အရာနေထွက်လာခဲ့ပါတယ်မြမပြည်ဘယ်အရက်ရဲလို့ဥတီယာမရှိသေးပဲပထမဆုံးဥတီလိုက်တာကဇီးရောက်မှန်တွေကာယံထားတဲ့ food center စီတို့အထဲဝင်သွားပြီးတော့နောက်ဆုံးတောက်စပွဲမှာထိုင်လိုက်တယ်စပွဲတို့လေးတယောက်ချက်ချင်းရောက်လာတယ်ဘာသုံးဆောင်မလဲခမအသားကင်တပွဲနဲ့ဘီယာတပူ
သူစပွဲပေါ်မှာတရောင်နှစ်ဖက်ထောက်ပြီးတော့လက်ပွားနှစ်ဖက်ပူ၍နှကန်းသားမှာကတ်ထားလိုက်ပါတယ်စပွဲတိုင်းမှာလူပြေးနေတာကိုတစ်ချက်ဝှေ့ကြည့်ပြီးတော့မျက်လုံးကကိုယ့်စပွဲကိုပြန်ရောက်လာတယ်ထူထဲတဲ့သူ့မျက်ခုံးနှစ်ဖက်စုကြုံသွားတယ်သူ့မျက်နှာရှိမှာတရီကန်ပုံထောင်ထားတဲ့ဖန်တစီပလင်းသုံးလုံးကသူ့ရဲ့မျက်ဝန်းတွေကိုဆွဲညှို့လို့သွားပါတယ်ပခုံးချင်းရှင်နေတဲ့ပလင်းနှလုံးပေါ်မှာထင်လာတဲ့အရေးတစ်ခုသူကိုအနှဲငယ်မတ်သွားတဲ့အခါမှာဘာနဲ့မှမပို့လွတ်လိုက်ပါနဲ့နေစွမ်းရင်ကျုပ်ရက်လိုက်တာမင်းသိမှကျုပ်သိပါတယ်မင်းကိုအနည်းရပေးဖို့မဟုတ်ပါဘူးခတ်တိုးပြောတဲ့နဲ့သူ့ရဲ့ဘေးကိုရောက်လာတဲ့သူကသူ့ရှေ့ရအောင်တိုးပြီးရက်လိုက်ပါတယ်ကျုပ်ကိုထိုင်ခွင့်ပြုပါခွင့်တောင်းပေမဲ့ခွင့်မပြုရသေးမီသူ့ဖာသာသူခုံဆွဲပြီးတော့ထိုင်လိုက်ပါတယ်မျက်နှာလေးတောက်ဆက်ဆက်နှာခေါင်းသေးသေးကြစ်ကြစ်နှာခမ်းအဆုလုံးလုံးနဲ့ထူးဆန်းသောမျက်နှာပုံနဲ့လူကိုနေစွမ်းရင်ချက်ချင်းမှတ်မိလိုက်တယ်ပန်းနာကြီးရဲ့လက်ရုပ်တရားကျုပ်ကိုမင်းမှတ်မိပါကျုပ်နဲ့မင်းကမှိုင်းညိုမင်းနဲ့ဆွေးနွေးစရာရှိလို့ပါသူဘာမှမပြောဘဲစူးစိုက်ပြီးတော့ကြည်နေမိတယ်ဒီလိုပါမင်းအခုခရီးထွက်မလို့ဆိုတာကျုပ်တို့သိတယ်ဖះလဲဖူးရင်လဲဦးလဲတူရင်ပေါ့မိုင်းညိုကနေစွမ်းရင်ကိုအကဲခတ်လိုက်ပြီးမှဆက်ပြောတယ်မင်းဘယ်ကိုသွားမယ်ဆိုတာကျုပ်မမေးပါဘူးဒါမဲ့ဘယ်ရက်ကိုဖြစ်ဖြစ်မင်းမရည်ရွယ်ချက်မရှိသေးဘူးဆိုတာတော့သိတယ်အဲ့တော့ကျုပ်မင်းကိုခရီးသွားလို့တဆူအပ်ချင်ပါတယ်လင်မယားဆောင်တွဲတုံးတွဲနဲ့မိတ်ကလေးတယောက်သူအံ့ဩပြီးတော့စိတ်လဲဝင်စားသွားပါတယ်မိုင်းညိုကဆက်၍သူတို့ကဒီကနေဘန်ကောက်ထိသွားကြမှာရှင်းရှင်းပြောရရင်မင်းကိုလုံခြုံရေးငှားတဲ့သဘောပဲမင်းရဲ့ခရီးစဉ်မှာဘယ်ရလို့ဥတီချမ်းမရှိသေးဘူးဆိုရင်ဒီခရီးစဉ်ကိုလက်ခံစေချင်တဲ့နေစွမ်းရင်မင်းတို့စိတ်ဝင်စားစရာကောင်းတဲ့ခရီးတစ်ခုဖြစ်မှာပါသူတို့ကဘာတွေလဲနေစွမ်းရင်ပထမဆုံးစတင်မေးလိုက်ခြင်းဖြစ်ပါတယ်မိုင်းညိုကလေးတန်းကိုအနှိမ့်ဆုံးကိုချပစ်ပြီးတော့ရိုးရိုးတနက်ကင်တက်တဲ့လူတွေပါပဲသူတို့မှပစ္စည်းပါနေတယ်အဲ့ဒါကြောင့်လုံခြုံရေးခေါ်တာဘာပစ္စည်းလဲလုံချောတွေကြီး60တီတီပါတယ်မင်းသဘောတူရဆိုရင်သူတို့ကိုမဲဆောက်ထိမင်းပို့ပေးရမယ်မင်းအတွက်10ပုံပေးလိုက်မယ်ကျုပ်ကမဲဆောက်ထိပို့ပြီးရင်ပြန်လာရုံပဲပေါ့ဆက်သွားမယ်နေအောင်မယ်ဆိုရင်လည်းသူတို့ကအဆဆတာဝန်ယူအောင်မှာပြန်လာမယ်ဆိုလဲသဘောပဲဆိုတော့မဆိုပါဘူးပြောတဲ့အတိုင်းမှန်နေရင်သူ့အတွက်စိတ်ဝင်စားစရာခရီးတစ်ခုဖြစ်မှာကအသေးချာပဲတခုတော့ရှိရယ်ခရီးကအနည်းအများလိုက်မယ်မုတ်ကြီးတို့ကိစ္စပူနေသေးတော့အစစ်အဆေးတွေရှောင်ရမယ်တရင်အနက်နဲ့လိုက်ကြမဲ့သူတွေရှိတယ်ကျုပ်စိတ်ဝင်စားပါတယ်ဒါမဲ့အသက်အာမခံနေတော့ကျုပ်မလိုက်နိုင်ဘူးကျုပ်ကိုယ်တိုင်ကဝရမ်းပြေးလေသူတို့သိတယ်မင်းတို့လိုချင်တာကမင်းရဲ့အရေးချင်းကိုယုံကြည်လို့ပဲမတော်တဆတိမ်ဆောက်သွားခဲ့ရင်ဘယ်သူမှအပြစ်မရှိဘူးမင်းလက်ခံနေဆိုရင်အခု9ပုံချက်ချင်းပေးမယ်ညရီရောက်တာနဲ့9ပုံရမယ်သူတို့ကဘာမှလဲဟိုတယ်မှာမိုင်းညိုကအင်ဂျီတဲကဆယ်လူလာဖုန်းကိုထုတ်၍ချက်ချင်းလှမ်းပြီးတော့ဆက်လိုက်ပါတယ်ပြီးတာနဲ့သူတို့ထွက်လာကြပြီကျုပ်ကပွဲစားတက်တက်ပါမင်းတို့ချင်းဆက်ပြီးတော့ပြောကြပြီတော့မိုင်းညိုကချက်ချင်းထသွားတယ်နေစွမ်းရင် secret တလေးကိုထုတ်လိုက်ပါတယ်အော်ခရီးထွက်ဖို့လာတာတော့မှအလုံးနဲ့လက်နဲ့ပြက်ခွင့်မရပါလားဖြစ်ချင်အောင်နေစွမ်းရင်ကားကြီးကတကား6ပေါင်နဲ့တောင် Ace ကားအဖြူကြီးဖြစ်ပါတယ်သူက driver ဘေးမှာထိုင်နေရစုံတွဲနှစ်တွဲကနောက်မှာတခန်းစီထိုင်ကြတယ်။ပဲခူးမှာ3ယောက်ဝင်ခေါ်ရအောင်မလို့လည်းပြောတယ်။မိတ်ကလေး2ယောက်ကနုနုငယ်လေးတွေနဲ့တမျိုးစီလာကြတယ်။ယောက်ျားတွေကအနှဲငယ်ရင်းရော်သလိုရှိပြီးတော့ရှင်းသန့်နုလွင်နေအောင်ပြင်ဆင်ထားကြတဲ့အတွက်စတိုင်ကြလို့နေပါတယ်။တလန်လုံးချစ်တဲ့နီနောတန်တို့နဲ့ခိုခိုကဲကဲရီတန်လေးတွေလည်းကြားနေရတယ်။နေစွမ်းရင်ဘယ်မှထသွားနေလို့လည်းမရပဲ secret ကိုသာတလိပ်ပြီးတလိပ်ထုတ်ပြီးတော့တောင်းနေမိပါတယ်။လုံချော90တီတီပစ္စည်းတွေကိုထိမ့်သိမ်းလာကြတဲ့လူတွေကဟန်နီမွန်းထွက်လာကြတဲ့အတိုင်းပြောကြဆိုကြတဲ့အထဲမှာဘာအကြောင်းမှအလေးနဲ့မပါဘကူမှတက်လာမဲ့စုံတွေကအဓိကတွေဖြစ်မှာလားနောက်ကစုံတွေကလောကကြီးကိုမေ့နေသလိုကာမသူကလည်းစထွက်ကလေးကဘကူမှ3ယောက်ဝင်ခေါ်မယ်လို့သာပြောပြီးတော့ပါဇက်ပိတ်သွားတာ6ဟန်တန်မှမပြူသူတို့ကရောမဲဆောက်ကိုအလဲလိုက်ကြတာပဲလားကိုအင်းလေသူကကိုတငယ်ချင်းကိုတို့ကငငယ်ကလေးကတိုင်မင်မော်တိုင်မင်ပဲချစ်ရဲ့အော်ကောင်းသားပဲမိမခိုးရအောင်အတူတူပဲနော်ရီတန်လေးတွေထွက်လာပြန်တယ်ကိုကလည်းကွာကားပေါ်မှာမကဲပါနဲ့ချစ်ရှက်လို့နန်းနာရှက်စရာလားချစ်ရဲ့သူတို့လည်းအတွေ့ပဲဟာကြိတ်ပါလားဟုတ်မှာအားလုံးမိတ်နေကြတာရှေ့မှာလူတွေနဲ့ဘာဖြစ်လဲ driver နဲ့အဖော်ပဲသူတို့ကလည်းဘာမှစိတ်ဝင်စားကြပုံမရဘူးပူမနေနဲ့ကိုဘာလဲကွာဟိုတယ်မှာ3ရက်တဲခဲ့ကြတာလေချစ်ဖြစ်မမျိုးလိုက်ရှာကြမှာဆိုလို့ကိုအပြင်ထွက်တိုင်းရှင်တုံနေတာသိလားတကယ်လို့ကိုမရှိတော့ချစ်ရမိပါလေလားခေါ်ရင်ချစ်ကပြန်မြော့လိုက်သွားမှလားယင်အိုးလိုက်ပါဦးချစ်ကကိုနဲ့လက်မှတ်ထိုးပြီးသားဥစ္စာ
ပြီးတော့ချစ်ယူလာတဲ့ပစ္စည်းလောက်ကိုမမီတို့ကဂယုစိုက်မှာမဟုတ်ပါဘူးပြောနေသမျှကိုနေစွမ်းရင်ကြားနေရပါတယ်စီးပွားရေးကြီးပွားရေးမပါခိုးပြေးလာကြတဲ့ဇုံတွေဟန်နီမွန်းထွက်လာကြတာပါလားဒါပေမဲ့သူခပ်ပေါ့ပေါ့ပဲနေလိုက်တယ်အားလုံးငြိမ်းချမ်းနေလေကောင်းလေပေါ့ဂိတ်တွေမှာစစ်ဆေးတော့သူနဲ့အရက်မောင်ပုံစံတူတဲ့မင်းထက်မှတ်ပုံတင်ကိုထုတ်ပေးလိုက်ပါတယ်အားလုံးချောမောသွားခဲ့သည်သာဘကွာထွက်တော့လမ်းမေးမှာထုတ်ပိုးတွေနဲ့ရက်ဆောက်နေကြတဲ့၃ယောက်ကိုကားရက်ပြီးတော့တင်ခဲ့တယ်။ချိုဆောင်သားမှာသပင်ကိုဘဲညာနှစ်ဖက်ခွဲချီထားတဲ့မိန်းကလေးတယောက်ရဲ့ကိုယ်လုံးနဲ့အရက်အမောင်းနဲ့အဝေးကလမ်းမြင်နေရကလေးကကြော့ရှင်လှပပြီးတော့ဆွဲဆောင်မှုရှိလိုနေပါတယ်။ကော်ဖီရောက်ဘောင်းမီရှီခပ်ပွားပွားနဲ့ကန့်လန့်စင်လက်ပြက်လေဟိုက်နိုးနှစ်ရောင်ကိုကြက်လေးဝတ်ထားတဲ့အတွက်အမှုအမောက်တို့ကထင်းလို့နေတယ်။ဖြူတာမဟုတ်ပဲဝင်းဝင်းဆက်ဆက်အသားရောင်လေးကအင်းကြီးရောင်နဲ့ရော်၍ဝင်းလဲလို့နေပါတယ်။ဘေးရမိတ်ကလေးကအနှင်းငယ်အရက်ပူ၍အသားညိုတယ်။ပြီးတော့အသက်အားဖြင့်လဲ15နှစ်လောက်သာရှိအောင်မဲ့အပြင်စပင်တိုကက်ကက်လေးနဲ့တကယ်နုနုငယ်ငယ်မိကောင်ပေါင်းမလေးဖြစ်ပါတယ်။ခဏတို့ကလည်းနောက်ကျလိုက်တာကာရက်တာနဲ့အပြစ်တင်တဲ့ဦးစိုးကြားလိုက်ရတယ်။မောစိန်ငုတ်တုံနဲ့တလန်လုံးစကားမပြောခဲ့တဲ့ဒရိုင်ဘာကထွက်လာကြတဲ့နောက်ကျတာဗျ။ဒီလူနဲ့စကားသွားပြောနေရတာ။နေစွမ်းရင်ကိုထိုလူကငုံကြည့်တယ်။ပြီးတော့ကုန်းစားထားတဲ့နှက်ခမ်းရဲရဲကိုခက်စစ်စစ်ကြိတ်ဖိ၍မေ့လိုက်ပါတယ်။လုံစုံရေးထည့်ပေးလိုက်မယ်ဆိုတာသူ့လားဟုတ်တယ်နေစွမ်းရင်ကတော့ထိုသူကိုစိတ်မဝင်စားတော့ပါဘူးသူမျက်လုံးတို့ကရွဲလက်နေသောမျက်ဝန်းညိုလေးအစုံနဲ့ထိတ်တိုက်စုံစည်းနေ၍ဖြစ်ပါတယ်နရတီသူ့စိတ်ထဲကနေမြည်ဟီးသွားတယ်နရတီကသူ့ကိုစူးကနေကြည့်ပြီးတော့မျက်ဝန်းလေးတွေမှာဖြိုးကနေဖြတ်ကနေအယောင်တွေပြောင်းလဲသွားပါတယ်စုလာလေထိုသူကသူ့မကိုလှမ်းခေါ်တယ်အော်စုဖြစ်သွားပြီလားနေစွမ်းရင်မထိတထိပြုံးဖြစ်သွားပါတယ်ကျမတို့ကမထိုင်ကြဘူးကိုလေးရှေ့မှာပဲထိုင်မယ်မဟုတ်တာစုရဲ့နောက်မှာအကျယ်ကြီးပဲဟာဟိုမှာခိုင်ရွှေဝါလဲပါသေးတယ်သူနဲ့ကိုလေးနောက်မှာထိုင်လေကျမကဘယ်မှာဖြစ်ဖြစ်ကားစီးရဲ့ခေါင်းထဲမှာထိုင်ရမှစီးတာဒုက္ခပဲကွာကိုလေးဆိုသူမျက်နာကမချစ်မရဲဟန်တွေဖြစ်ပြီးတော့နရတီကိုအတင်းပွေးခေါ်တော့မလို့စားမတက်ဝါမတက်ဖြစ်နေပါတယ်ကဲဟိုလူခမနောက်ခန်းသွားလိုက်ဗျာမသွားနိုင်ဘူးနေစွမ်းရင်ကခက်ပြက်ပြက်ပြောတယ်မသွားလို့မဖြစ်ဘူးလေခမကကျုပ်တို့ငါထားတဲ့အလုပ်သမားပဲထားတဲ့နေရာမှာနေပေါ့ကျုပ်လက်ခံခဲ့တာလေမင်းတို့လက်တို့လက်တောက်ခိုင်းတာခေါင်းညိတ်ဖို့မဟုတ်ဘူးဒီကားပေါ်မှာပါတဲ့လူကိုကကွယ်ပေးဖို့ငါပြောတာကိုပဲမင်းတို့နားထောက်ရမှာအဲ့ဒါနားလေလားအောင်မဲကိုလေးကမကြင်မချမ်းရှေ့ကိုခြေတလန်တို့၍အနီးကပ်ပြီးတော့ငုံကြည့်တယ်မျက်မှန်တက်လျက်အနက်နဲ့လိမ်မော်ဆက်ကြားထားသောခေါင်းစိုးဆွဲတာလက်ရှည်ပေါင်းမိအနက်နဲ့ဂျင်းချက်ကထပ်ပြီးတော့ဝစ်ထားတဲ့နေစွမ်းရင်ကိုမြင်လိုက်ကလေးကသူကြည့်လို့မရကားတစ်စီးလုံးမှာသူဟာရှေ့ကမ်းမှာထင်းရှင်းလို့နေပါတယ်အနီးကဆက်သွယ်ပေးပို့လိုက်တဲ့သတင်းအရနာမည်ကျော်ဝရမ်းပြေးလူဆိုတယောက်ငှားရမ်းထည့်ပေးလိုက်တဲ့ဒါဝရမ်းပြေးလူဆိုရောက်လာဝစ်စားထားတာတွေကတကယ်အကောင်စားမသိရင်ရှူတရားပြန်လာတဲ့ရုပ်ရှင်မင်းသားအတိုင်းအီတီကိုလေးမကျင်တတ်ပါဘူးဘာပဲဖြစ်ဖြစ်မင်းတောင်ဝင်အခုမပါသေးဘူးနောက်ခန်းမှာသွားထိုင်ကွာတမင်ခက်ကြော်ကြော်ပြောပြလိုက်မိတယ်နေစွမ်းရင်က secret တို့ကိုမှန်ချ၍အပြုံတောက်ထုတ်လိုက်ပါတယ်ထိုင်မပေးဘူးဆိုရင်မင်းဘာလုပ်မလဲဟင်နေစွမ်းရင်မျက်လုံးများကိုအနီးကပ်မြင်တော့ကိုလေးတွန့်သွားတယ်ထိုမျက်လုံးတို့ရဲ့ဆူရှာခြင်းကသူ့အပေါ်တစုံတရာနဲ့ဖိမိုးလိုက်တယ်လို့မျိုးဘာလို့ရမလဲကွာငါတို့ကချစ်သူတွေမင်းနဲ့ရှေ့မှာတွဲပြီးထိုင်လိုက်တော့တဘာဝကြပါမလားမကြရင်သူ့ကိုမင်းခေါ်ပေါ့မင်းတို့တွေရှေ့မှာဖြစ်ချင်တိုင်းဖြစ်နေကြမှာငါနောက်ကနေငုတ်တုတ်ထိုင်ပြီးကြည့်နေရမှာလားကိုလေးကလှစ်ခနဲရှိလိုက်ပြီးမင်းငုတ်တုတ်မထိုင်ချင်ရင်ဟိုမှာဗတ်ပဲ့နေရလေးရှိရလေသူလည်းအားငယ်နေရှာတာနောက်ကိုခေါ်သွားလိုက်ပေါ့မင်းငါအတွက်စီမံပေးဖို့မလိုပါဘူးမင်းလုံးရမှာအချိန်မရှိဘူးနောက်ခန်းမှာသွားထိုင်ကြခရီးဆက်မယ်လာပါစုရသူကနေစွမ်းရင်ကိုတူးပြိုင်မပြောရတော့တဲ့အတွက်နရတီကိုလှည့်ခေါ်ပြန်တယ်ကျမရှိမှပဲထိုင်မယ်ကိုလေးနောက်မှလုံးဝမထိုင်နိုင်ဘူးအတိတ်ပဲမရှိတာပဲစုရမင်းကိုဘာဖြစ်လို့ဂလာကစားတွေကြီးလုံနေတာလဲကိုနဲ့လက်ထပ်ဖို့ဆုံးဖြတ်ပြီးလိုက်လာခဲ့ပြီးမှဘလို့တွေဖြစ်နေတာလဲအဲ့ဒါလည်းမထက်ရသေးဘူးလေကိုလေးကရောကျမကိုဒီလောက်လေးတော့မှအလိုမလိုက်နိုင်ဘူးလားကိုလေးကမျက်နှာကိုချက်ချင်းရှော့ချ၍မဟုတ်ပါဘူးစုရဲ့ကိုကလည်းစုနဲ့နောက်မှာလွတ်လွတ်လပ်လပ်ထိုင်စလို့ပြောတာပါကဲဒါဆိုကိုဘူတာနောက်မှာသွားထိုင်ပြကြောက်ရှိမှထိုင်မယ်နေစွမ်းရင်ဆိုတဲ့လူမင်းကားမောက်ရအောင်ငါဒရိုင်ဘာလိုက်လောက်တာမှမဟုတ်ပဲဒါတော့မင်းတက်ကတ်တာယောက်ျားချင်းကိုချင်းစာပေါ်ကွာမဆနိုင်ဘူးကိုလူငါလိုက်လာတာမိန်းမတွေနဲ့ပလူးနေတဲ့ကောင်မျိုးစောက်ရှောက်ဖို့မဟုတ်ဘူးပြောတာတခြားမြင်နေရတာတခြားမင်းတို့ကိစ္စတွေဘာမှထပ်ပြောလားမပြောနဲ့ငါစိတ်မဝင်စားဘူးဒီမှာရှင်စကားပြောတာကြမ်းလာကြလားနန္ဒတီကလှမ်းပြီးတော့ရန်တွေ့တယ်ဘာလဲချစ်ချင်တိုင်းဖြစ်နေကြတယ်လို့
ပလူးနေကြရဲ့လို့ရှင်မရိုင်းဆိုင်ပါနဲ့ဟုတ်တယ်အဲ့ဒါငါတို့ပါထိပါတာကားရပါအတန်ထွက်လာပါတယ်နေစွမ်းရင်ကကားတကားကိုတော့ဖွင့်၍အောက်ကိုဆင်းလိုက်တယ်ထိပါတယ်စော့ကားတယ်ထင်တဲ့ကောင်အားလုံးဆင်းလာခဲ့ပေါ်တင်မဲစိန်ခေါ်ချတယ်မိမလိုရှာစားထိုးတာသူမကြိုက်ပါဘူးကိုရဲ့တခီးရဲ့တွားနေကြရဲ့သူ့ချင်းချင်းရံမများပါနဲ့ကိုကမများချင်ပါဘူးပြောနေရချစ်မကြောက်လားတားတဲ့သူနဲ့ပြောတဲ့သူကအတိုင်ဖောင်းညီလိုနေပါတယ်ကားပေါ်အဆင်မဲ့သူမရှိမျက်နှာချင်းစာရက်နေတဲ့ကိုလေးကလည်းမလို့နေစွမ်းရင်ကသပင်တစ်ချက်ခါထုတ်ပြီးတော့မင်းတို့ထဲမှာထွက်လာမဲ့သူမရှိဘူးပေါ့အေးဒါဆိုငါပြောမယ်ကို့အကြောင်းနဲ့ကိုခရီးဆောင်တဲ့ဒီပါဇက်ပိတ်နေကြပါငါပြောတာနားထောင်ပါအခုစရာစပြီးတော့ဒီကားပေါ်မှာငါလူကြီးဒါတော့ယောက်ျားချင်းပဲကွာနောက်ဆုံးခန်းကနေအတန်ထွက်လာတယ်ယောက်ျားချင်းပဲဆိုရင်မင်းတို့ကို့လန်းကိုမထွင်တက်လို့ငါ့ကိုငားလာတာမဟုတ်လားဒါဆိုငါဒီကနေလှည့်ပြန်သွားမယ်ဟာအဲ့လိုတွေမလုပ်ကြပါနဲ့ဒရိုင်ဘာကိုဘူတာကပြက်ပြတလဲဝင်ကြတယ်ကိုလေးတို့ကိုပိုက်တို့ကလည်းကိုဟီးကိုတိတာပဲဗျာတိခံကြပါသူကကို့ဧည့်သည်အလျှော့ပေးလိုက်လို့တိတ်ခါမကြပါဘူးဒါဆိုငါကိစ္စကိုဘယ်လိုရှင်းမလဲကိုလေးကလည်းမှုန်တေးတေးကိုလေးကမဆုနဲ့ဒီမှာပဲထိုင်မယ်ဆိုရင်ကိုလေးပဲကားမောက်လိုက်ပါအစကတည်းကသူ့ကားမောက်ရတော့မှာကိုသိလို့နေပါတယ်စုနာမှာသူ့နေကျင်တာကိုဒီမိတ်ကလေးကသူ့ချစ်ကိုလက်ခံလိုက်ပါခဲ့ဒီမှာလွယ်၍သူ့ထံမှဘာကိုမှလက်မခံခဲ့ပါဘူးအနာကလက်ကင်နာလေးလောက်မှမကြိုက်ကို့မချစ်လို့လားစုရဲ့အဲ့လိုမေးရင်အချစ်ကိုကျမနားမလဲဘူးကိုလေးကျမသိတာစိတ်ညစ်တာပဲပထွေးနဲ့နေတဲ့ဒုက္ခကနေလွတ်ချင်တယ်ကျမဘဝအတွက်အားကိုးရတဲ့ထာဝရလက်တွဲပေါ်လိုချင်တယ်အဲ့ထဲမှာချစ်တာတွေမြစ်တာတွေမပါတာတော့သိကြတယ်စုကခက်ပြက်ပြက်ပဲဝင်ခံတယ်သူ့ကိုမချစ်ပဲအားကိုးရှာခဲ့တာပဲဆိုတာပေါ်လွင်နေပါတယ်ဒါကြောင့်သူချိန်မကင်မီလက်မကင်မီဖြစ်နေခြင်းမင်းလူဆိုတာလဲမတဲ့တာကိုပို့ပြီးတော့စားခြင်းနဲ့မမိတာကိုတောင်းခုပြီးတော့လှမ်းခြင်းနဲ့စုဟာကြည်လေလှလေဒီကိုယ်လုံးကမမောရင်ခုန်ပဲဖြစ်ပါတယ်ဒါပေမဲ့နည်းနည်းလေးအကန့်မခံတာကိုကပျော့စိတ်ကြိုက်တယ်လို့ခံစားနေရတယ်ဒီကြားထဲမှာခရီးဆုံးသွားရင်ဖြစ်ကားကြီးရှေ့ဆက်လာတော့ကိုလေးဒရိုက်ဘာဖြစ်သွားပါတယ်စုကအလဲမှာနေစွမ်းရင်ကဟိုဘက်မှာစုဒီဘက်တိုးထိုင်လေရပါတယ်စုကခက်တီတီလေးနေစွမ်းရင်ကကားမှန်နေရနေနောက်ခန်းနဲ့ဝင်သွားတဲ့ခိုင်ရွှေဟာဆိုတဲ့ကောင်မလေးကိုလှမ်းကြည့်တယ်အားလုံးထဲမှာသူမကအငယ်ဆုံးဖြစ်တယ်လို့မျက်နှာလေးကလည်းအတိတ်မင်းနေသူကဲ့သို့ငင်းငင်းငငိုင်လေးဖြစ်နေပါတယ်တလန်လုံးဘသူနဲ့မှစကားမပြောဘသူကမှလည်းမကြည့်သူလှမ်းကြည့်လိုက်တိုင်းငင်းနေတာပဲမြင်ရပြီးတော့မျက်ဝန်းထဲမှာမျက်ရည်လေးတွေဝေးတက်လာလည်းရှိတယ်ဒီကောင်မလေးဘသူနဲ့ဘလို့ပတ်သက်နေတယ်နေစွမ်းရင်တန်တရားတွေပွာလာခဲ့ပြီဒီအုပ်စုထဲမှာလုံးချော60ကိုဘသူကင်ထားတယ်လေယောက်ျား3ယောက်ထဲမှာတော့မိန်းကလေးတွေကိုထိဖို့ညှိဖို့စူးစမ်းနေသူကြီးဖြစ်ပါတယ်ဒါဆိုဒရိုင်ဘာဘူတာပေါ့မဖြစ်နိုင်ပါဘူးထွက်လာခဲ့မိသည့်ကိုခီးကိုတန်တရားဖြစ်လာခဲ့မိပါတယ်ဘာတွေလဲတရားကြီးကိုဖြတ်တော့ကုရှင်ကိုမြင်၍အိမ်မောကျသွားခဲ့တဲ့နရတ်တီဦးကောင်းလေးကနေစွမ်းရင်ပခုံးပေါ်တိတ်အေးငဲကြလာပါတယ်ကိုလေးလက်ကြည့်ပြီးတော့မျက်နှာကြီးပြတ်နေတယ်နေစွမ်းရင်ကမသိသလိုနေတယ်ဒါမဲ့တစ်ချက်တော့ကြည့်ဖြစ်လိုက်သေးတယ်မရှိပေမဲ့ထူ၍ကော့နဲ့နေတော့မျက်တောင်လေးတွေပိတ်လျက်ရှက်ဖြာပြီးတော့နရတ်တီမျက်နှာဖူဖူလေးကနေမြန်းဆိုရင်းနေတဲ့သူမအကြောင်းကိုနေစွမ်းရင်မတွေးချင်ပါဘူးခေါင်းနဲ့မထဲမိအောင်လဲနေပစ်ခဲ့တယ်သူမဘသူနဲ့ဘလို့ပဲပတ်သက်သူနဲ့မဆိုင်တွေးဆောင်ခဲ့ဘူးတာတွေကိုမေ့ထားခဲ့တယ်ဒါပေမဲ့စုံရွယ်တုံရွယ်လုံးတခရီးတဲ့တွားနေကြတဲ့အဖြစ်ကမတွေးဘဲနေလို့မရအောင်ထူးဆန်းလို့နေပါတယ်ပြီးတော့ထမင်းစားပါညာကိစ္စကိုမြို့ထဲမှာမလုပ်ပဲတော်လန်းမှာပဲကားပေါ်မှာလုပ်ကြတယ်မြို့ထဲမှာဆင်းဝယ်ကားပေါ်မှာစားကြသူလိုလူရတော်မှာတွာလာရဲသေးတယ်သူတို့ကဘာကြောင့်ခိုးကြောက်ခိုးဝဲနေကြတာလဲဟဲ့လူထမင်းမစားဘူးလားမစားဘူးကုကီတစ်ထုပ်စား၍ရေတက်မှုမောနေတော့သူ့ကိုလေးကလှမ်းပြီးတော့မေးတယ်သူကစီဂရက်ထုတ်တော့ရင်ကားဘေးမှာပဲရက်နေလိုက်ပါတယ်စားလို့ကောင်းရလားဆိုကောင်းမကောင်းမျိုးချလိုက်တာပဲကျမစိတ်ထဲမှာတမျိုးစီဖြစ်နေလို့ပါကိုလေးရဲ့ဘာမှမမေးပါနဲ့နော်စုရဲ့ခိုးရလိုက်ကြတဲ့မိန်းကလေးတိုင်းဒီလိုခံစားရတာပါပဲကိုနားလဲပါတယ်ကိုလေးသူတို့ကလည်းခိုးလာကြတာပဲလားယင်ဒါဘောစုရဲ့သူတို့ကြတော့စုလို့မဟုတ်ဘူးသူတို့ချစ်သူနဲ့သူတို့ပြောနေကြတာတွေ့လားစုကိုမတနာဘူးလားယင်ဘာဖြစ်လို့လဲကိုလေးကိုကြတော့သူတို့လိုချစ်သူကိုယူရကျင်တာကိုမရဘူးလေလက်ထက်တော့မှာပဲကိုလေးရဲ့အခုနေတော့ကျမစိတ်တုံးမချနိုင်သေးတာကိုခွင့်လွတ်ပါနောက်ခန်းကကြတော့တို့ဆက်ရီမောတန်တွေကြားနေရပါတယ်ခိုင်လေးစားလေညီမလေးနေမကောင်းလားကြိုက်တာမပါလို့လားဘုဒ္ဓအတန်ခုကြတော့ထိုလူအတန်ကခတ်ချွဲညူတူမဟုတ်ပါဘူးခိုင်စားကျင်စိမ်မရှိလို့ပါ
စားကြစိမ့်မရှိတာအဖော်မဲ့နေလို့ပါကွာလာကိုကြီးနဲ့တူတူစားမယ်ဖူတာဘလို့စီယုံလိုက်သည်မသိကားပြန်ထွက်တော့ခိုင်ရွှေဝါဆိုတဲ့ကောင်မလေးရီရီမောမောဖြစ်လာတယ်အခုချိန်ထိအန်နီယဆိုတာလည်းမတွေ့ဘာအဖို့အထစ်မှလည်းမရှိနေစွမ်းရင်တိုက်ပွဲဝင်ရတာကိုမကြောက်ပါဘူးဒီလိုကချိခကြောက်ကြီးစဲတန်းတွေကြားနေရတာကိုစိတ်ရှုံမိတယ်အတွဲတွေမြင်ရတာဝါသနာမပါတတ်၍ပန်းကြံနေတော့မှသူ့စိတ်နဲ့သူဘယ်တော့ခါမှမသွားဖြစ်ခဲ့သူအခုကြမှာဒုက္ခတွေ့နေတယ်ဒီခီးကိုလိုက်ခဲမိတာမှားပြီလို့ကြီးစွာသောနှောင်တဖြစ်လို့နေပါတယ်သူထင်တာကလောဘဇောနဲ့ပြေးလွှားတိမ်းရှောင်ကြရမယ်စုံရွယ်တွေအကြံတူညံတူစီးပွားဘက်တွေတကယ်တွေ့နေရတာကတနေ့တည်းတစ်ချိန်နဲ့ဟန်နီမွန်ထွက်လာကြတဲ့တငယ်ချင်းတွေလို့ပြောပြီးတော့ခေါ်ပြောရင်းနှီးကြတာလဲမဟုတ်တဲ့ခက်ခဲခဲစုံတွေညီနောင်ရွာရောက်ခဲ့ပြန်ပြီနောက်တစ်ခါမင်းတို့သွားနေကြတော့ကွာငါတို့နဲ့ခိုင်ရွှေဝါရွာမှာနေခဲ့မယ်ကိုလေးကမျက်နှာကိုညှိုးငယ်အောင်ပြင်ဆင်၍ညင်းညူတယ်လို့ပြောတယ်မင်းတို့ငါတို့ဆိုတာဘယ်သူတွေလဲနေစွမ်းရင်ကပြန်မေးတယ်ငါရဲ့စုရဲ့ခိုင်ရွှေဝါရဲ့နေခဲ့မယ်မင်းတို့သွားနေကြအိုးဘာဖြစ်လို့နေကြရမှာလဲကိုလေးဒီကစနနဲ့မြရီကိုရောက်နေပြီပဲဟာကိုလေးနေမကောင်းစုဘလို့မကိုခေါင်းမထူနိုင်တော့ဘူးဒီမှာတညတော့နားမဖြစ်မယ်ခိုင်ရွှေဝါကလည်းကို့ကိုအထည့်လိုက်တဲ့မိတ်ကလေးသူ့ကိုပါခေါ်ထားရမှာကျမမနေချင်ဘူးမြရီရောက်မှပဲနားပါကိုလေးရဲ့သူတို့ကျေဖြစ်နေတာကိုနေစွမ်းရင်အသာကြည့်နေလိုက်ပါတယ်ဘလို့မကိုမဟန်နိုင်တော့လို့ပြောနေတာပါစုရဲ့မင်းကိုနည်းနည်းမှမညာတာတော့ဘူးလားယင်တညလေးနဲ့ဘာဖြစ်သွားမှမလို့လဲဘာမှမဖြစ်တော့ဘူးထင်ရင်ကိုလေးလည်းမြရီကြမှာနားပေါ့ကျမဒီမှာတော့မနေခဲ့နိုင်ဘူးဒါကဘလို့ဖြစ်တာလဲစုမင်းကကို့ကိုမယုံကြည်တဲ့သဘောလားကိုလေးအတန်ကချက်ချင်းတင်းမာလာတယ်ယုံကြည်လို့လိုက်ခဲ့တာပေါ့ဒါမဲ့ဒီမှာတော့မနေခဲ့နိုင်ဘူးကိုလေးကမှုံယုံနေတဲ့စင်ရိုင်းလိုဖြစ်နေပါတယ်နရတိလက်ကိုခတ်တင်းနဲ့စုပ်ကင်လိုက်ပြီးတော့ကိုဆက်သွားလို့မရတော့ဘူးစုမင်းမနေခဲ့မှဖြစ်မှာအိုးမနေဘူးမင်းကိုနောက်လိုက်ခဲ့တာမဟုတ်ဘူးလားအကျက်မကင်ပါနဲ့ကိုလေးရဲ့ကျမများရီကိုရအောင်သွားမယ်မဲဆောက်ရောက်မှကိုလေးနဲ့လက်ထပ်မှာပါဟိုကိုမရောက်မချင်းခရီးသွားလို့ပဲကျမနေချင်တယ်မင်းကိုရောကိုလေးကပေါင်းသင်းမမယ်လို့ပြောနေလို့လားမင်းမခိုင်ရွှေဝါလဲမိမအဖော်ရှိနေတာပဲနရတိကလက်ကိုပြန်ယုံတယ်ကိုလေးကမလို့ဒီပြင်အတွဲတွေကသူတို့စိတ်ဝေဒစားကြည့်နေကြတယ်ကိုလေးကမျက်နှာကြီးတင်ပြီးတော့မင်းတို့ပုံကကိုလေးကိုတိတ်ခါချစော့ကားနေတယ်လို့ပဲဒီတစ်ခါတော့ကိုအလျှော့မပေးနိုင်ဘူးဆိုမင်းကိုနဲ့ဒီမှာနေခဲ့ရမယ်မနေဘူးအခြေအနေကရုံရင်းဆန်ခတ်တွေဖြစ်လို့နေပါတယ်မင်းအလျှော့မပေးလို့မရဘူးကိုလေးသူ့လက်ကိုလွှတ်လိုက်ပါနေစွမ်းရင်ကတစ်ဖက်လက်စီကရက်တောက်နေရမှစီကရက်ကိုတောက်ထုတ်ပစ်လိုက်ပြီးလှည့်လာပါတယ်သူ့သဘောမပါပဲမင်းဘာမှလုပ်လို့မရဘူးမင်းနဲ့ဘာဆိုင်လို့ဝင်ပါလာလဲနေစွမ်းရင်ဒါငါတို့ရဲ့ကိုကြီးကိုတာသူကငါနောက်ကိုခိုးရလိုက်လာတဲ့မိတ်ကလေးမင်းသူ့ကိုလက်မထက်နိုင်သေးဘူးမဟုတ်လားအဲ့အတွက်မင်းသဘောနဲ့မင်းလောက်ပိုင်ဝင်ဘာမှမရှိဘူးအဲ့ဒါငါတို့ချင်းညှိနှိုင်းလို့ရတယ်မင်းဝင်ပြောဖို့မလိုဒါဆိုညှိနှိုင်းပါရုံရင်းဆက်ခံမလုပ်ပါနဲ့ကိုလေနရတိလက်ကိုလှုပ်ပေးလိုက်ရပါတယ်သူဘယ်လိုမှချော့မော့ဖြောင်းဖြားလို့မရတကယ်တော့စွဆိုတဲ့မိမလာလေးကိုမြောက်ရီမရောက်မီအပိုင်သိမ်းနိုင်မှုသူစူးစမ်းခြင်းဖြစ်ပါတယ်စုကမရလေတန်မိုးကြီးလေကိုလေဒေါသထွက်လိုက်ရပြန်လျှော့လိုက်ရနဲ့ညှိနှိုင်းမှုကမပြေလဲမင်းဒီမှာနေခဲ့မယ်ဆိုတော့တဲခုတ်ကိုအိမ်ရှိလားရှိတာပေါ့ကွာငွေရှိရင်ဘာမှမဆိုဖြစ်တယ်နေစွမ်းရင်ကခေါင်းငုံငိမ့်လိုက်ပါတယ်ဒါဆိုမင်းနေမကောင်းရင်သွားနာပါဒီလူတွေအားလုံးမင်းနားမှာရှိကြလိမ့်မယ်နောက်နေ့ကျမှခရီးဆက်ကြတာပေါ့နေစွမ်းရင်ဝင်ပြောတော့နရတိကငြိမ်လို့နေပါတယ်အားလုံးနေရင်နေမဲ့သဘောကိုလေးမျက်နှာကြီးမှောက်ကုတ်နေပေမဲ့ဘာမှမပြောတော့ပါဘူးသူ့စကားနဲ့သူပိတ်မိပြီးတော့ရွာတွေကအတော်သားနာတဲ့အိမ်တအိမ်မှာသူတယောက်တည်းတဲခိုခွင်တောင်း၍နေရတယ်အားလုံးကားပေါ်မှာကားကိုတောဆက်ကြကြရက်ထားပြီးတော့ကားထဲမီးပွင့်ထားတဲ့အတွက်ကားပေါ်မှာလင်းလင်းချင်းချင်းဖြစ်လို့နေပါတယ်မဆုကိုလေးကိုနည်းနည်းပါးပါးသွားမကြည့်တော့ဘူးလားဗျမကြည့်တော့ဘူးပြုံးပြပြမျက်နှာကိုတစ်ချက်သာကြည့်၍စုကားပေါ်ကနေဆင်လိုက်ပါတယ်ည8 နာရီထိုးတော့မှမို့တော်တဲ့တောင်ထဲမှာမျက်နှာတကောင်လိုမှောက်မဲတိတ်ဆိတ်နေတယ်ကားထဲမှာမမြင်ခြင်းမကြားချင်တာတွေနဲ့သူမမနေခြင်းကားပေါ်ကဆင်းတော့လေခဏတစ်ဖြုတ်ထိုင်နေစရာလေးတောင်မှမရှိအပေါ်အပါသွားဖို့တတိယပြီးတော့မှားမိုက်တဲ့ဘက်ကိုဆန်း၍ရှောက်လာခဲ့မိပါတယ်နေစွမ်းရင်ဆိုတဲ့သူဘယ်ရောက်သွားပါလဲစုအိုးနောက်ကနေတင်းတင်းကြပ်ကြပ်ကြီးတိုင်းဖက်ခံလိုက်ရတဲ့အတွက်အကျင့်ပါနေရဲ့လက်အစုံကတင်းငနဲ့စုပ်ကိုင်လိုက်မိပြီးမှအချိန်မီထိမ့်သိမ့်လိုက်ရပါတယ်ဘာလို့တာလဲကိုလေးအဲ့လိုဇွတ်တရမလောက်ပါနဲ့လွတ်ပါဆွလို့ပါစုရဲ့ကိုလေးတယောက်တည်းအိမ်ပေါ်မှာနေပြီးတော့စုကိုဒီမှာထားရတာစိတ်မချဘူးအခုကြည့်လေစုတယောက်တည်းအိုးကျမဘာမှမဖြစ်ဘူးလွတ်ပါသူမဘယ်လိုမှယုံလို့မရ
ကိုလေးနဲ့အိမ်မလာအိပ်ပါဆိုစုရဲနော်ကိုလေးမင်းနဲ့ခွဲမအိပ်ပြရစေနဲ့ကွာမနှက်ပြန်တပတ်ခါပဲလက်ထက်တော့မင်းဟာကိုတို့ဒီညပဲရင်ခုန်ရောက်အောင်ပါဘာတွေလာပြောနေရလဲရှင်ဒီလိုမလုပ်နဲ့နော်လှပြောလို့မရရင်တော့ကိုလေးကြားရတော့မှာပဲစုမင်းကိုကိုလေးလက်လို့မခံနိုင်ဘူးကိုလေးကစုကိုလေးကိုမြေပြင်ပေါ်လှည့်ချဖို့ကြိုးစားတယ်အိမ်တွေနဲ့လှမ်းတယ်လို့ကားကလည်းမီးတွေပိတ်သွားပြီပတ်ဝန်းကျင်ကမှောင်မိုက်နေတယ်ကိုလေးရမတ်စောထန်နေတာကိုနရတိဘယ်လိုမှကာကွယ်မရနိုင်တော့ပါဘူးသူ့လှုပ်လိုက်ကိုလေးမင်းကိုလေးမျက်နှာလှည့်လိုက်တာနဲ့ခွက်ခနဲ့အထိုးခံလိုက်ရပြီးတော့မျက်လုံးထဲမှာမီးပွင့်သွားပါတယ်နေစွမ်းရင်ကသူ့အင်ကြီးရင်မတ်စားကိုစုပ်ဆွဲပြီးတော့မှတ်ထားကိုလေးလင်မယားချင်းအောင်မှတားမယားအလိုမတူရင်အတ္တမပြုတ်လို့မရဘူးသူကြည့်ပြအောင်မင်းအရင်စူးစားငါရှိမှဒီလိုမဖွဲ့မရထက်လို့ရင်မင်းလက်တွေကိုငါရိုက်ချိုးပစ်မယ်နေစွမ်းရင်ခြာကနေလှည့်ထွက်သွားတယ်နရတိကနောက်ကနေပြေးလိုက်လာတယ်ဒီမှာသူခြေလန်းတုတ်သွားပါတယ်ရှင်ဘယ်သွားမလို့လဲဘယ်သွားစရာရှိလို့လဲကားပေါ်မသွားနဲ့လေသူများမီးပိတ်ထားတာမတွေ့ဘူးလားဒါတော့သူညံ့သွားတာဝန်ခံရမယ်မျက်နှာပေါ်ကသပင်တွေကိုလက်နဲ့တတ်တင်ရင်သူနရတိကိုပြန်ပြီးတော့လှည့်ကြည့်တယ်ဘောင်းမီအနက်ပွားပွားတီရှပ်အဖြူလေးနဲ့အပါစားရှက်အင်ကြီးလေးတစ်ထည်ကိုထပ်ပြီးတော့ဝတ်ထားတယ်။စပီရှီရီကိုနောက်မှာခက်မြင့်မြင့်တင်ပြီးတော့ခြိထားတဲ့အတွက်မျက်နှာလေးကရှင်းပြောင်လို့နေပါတယ်။နေပါဦးမင်းကနရတိလားစုလားနရတိစုဖြစ်နေတာကဘာလဲနာမည်ပြောင်းပြီးတော့ယောက်ျားယူတာလားဘယ်နှယောက်ထပ်ယူဖို့အစီအစဉ်နဲ့နာမည်တွေပြောင်းနေရလဲရှင်ရင့်သီးပြန်ပြီလားဒီလိုပဲပြောတတ်တယ်မေးတာကိုဖြေစမ်းပါရှင်ကရောဘာလဲဒီဖွဲ့ရလူတွေနဲ့ဘယ်လိုပတ်သက်တာလဲမင်းပြန်မမေးပါနဲ့ငါမေးတာကိုပဲဖြေသိမေးတာကိုရှင်အရင်ဖြေလေတလဲစီဖြေမယ်ဒါဆိုငါအရင်မေးတာမင်းဖြေမေးမင်းကိုမနစ်သက်ပဲယောက်ျားတစ်ယောက်နောက်ကိုဘာဖြစ်လို့လိုက်လာတာလဲသိမနစ်သက်ဘူးလို့ရှင်ဘသူပြောလဲပြန်မမေးနဲ့လေမေးတာကိုဖြေအကြောင်းရှိလို့ပါအော်တော်တော်ရေးကြီးရဲ့အကြောင်းထင်တယ်ဘဝအပြတ်ခံပြီးတော့ယောက်ျားနောက်ကိုလိုက်လာရတာဘာလို့ဘဝပြတ်ရမှာလဲဒီမှာနေဆိုရင်ရှင့်ကိုရှင်ကက်တင်ရှင်စီလုံးမနေစမ်းပါနဲ့ရှင့်လက်သေးတစ်ချက်နဲ့ကိုလေးဆိုတဲ့လူခွေစင်းသွားမိမယ်တီဘာမှဖြစ်မသွားနိုင်ပါဘူးရှင်သူ့ကိုမကြောက်သလိုတီလဲဒီအတိုင်းပဲဒါဆိုမင်းကဟန်ဆောင်နေတာပေါ့မဆောင်ပါဘူးသူတို့ကဟန်ဆောင်နေတာဗါလဲတော်ပြီရှင်မေးတာတခုမကတော့တီမေးတာကိုပဲဖြေရှင်နဲ့သူတို့ဘလို့ပတ်သက်လဲဘာမှမပတ်သက်ဘူးဘာလို့ပါလာတာလဲတခုချင်းမေးလေမင်းဟန်ဆောင်နေတာကိုအရင်ဖြေအောင်မဟုတ်ဘူးလို့ဖြေပြီးပြီပဲသူတို့ကသာမချစ်ပဲချစ်ဟန်ဆောင်နေတာပါဒါဆိုမင်းကတကယ်ချစ်ရနဲ့စင်စင်နေတာမျိုးပေါ့ဒီပုံစံကချစ်နေတယ်လို့ထင်စရာဖြစ်နေလို့လားမေးတာကိုဘာဖြစ်လို့ဝေးလေကြောင်ဘက်တွေရှောက်ဖြစ်နေရလဲနဲ့ရသည်မင်းနဲ့သူဘလို့ပတ်သက်ခဲ့တာလဲအဲ့ဒါငါသိချင်တယ်ရှင်းရတာဘာဖြစ်လို့စိတ်ဝင်စားနေရလဲသူတစ်ချက်တော့စွန့်အားသွားပါတယ်မင်းကစိတ်ဝင်စားစရာတွေဖြစ်နေလို့ပေါ့ပြီးတော့ဒီကားတစ်စီးလုံးမှာရှိသမျှလူတွေကိုငါစိတ်ဝင်စားတာတုံးနဲ့တုံးမရင်းနှီးကြပဲခရီးတွေတူနေကြတာစမ်းတယ်ပြီးတော့ခိုင်ရှိဝါဆိုတဲ့ကောင်မလေးအခုပဲမှာလဲသူကားပေါ်မှာပဲဒရိုက်ဘာနဲ့လားဟုတ်တယ်စကားသံတွေခိတ္တတိတ်ဆိတ်သွားပါတယ်မဲဆောက်ကိုရောက်ရင်မင်းကိုလေးကိုလက်ထပ်ဖို့တော့ဆုံးဖြတ်ထားတယ်ပေါ့မဲဆောက်ကိုမှမရောက်သေးတာဆုံးဖြတ်ဖို့မလိုသေးပါဘူးဒါမဲ့မင်းသူနဲ့လိုက်လာခဲ့ပြီမဟုတ်လားသူ့ဘက်ကပြောခွင့်ဆိုခွင့်ရှိတယ်ပြောပါစေထိပါလာရင်ရောစောစောလိုမျိုးလားအဲ့တော့လေရှင်ကဟီးရိုးလောက်လိုက်ပေါ့နေစွမ်းရင်ကမှောင်ပြပြအမှောင်တွေကအလင်းအားလေးနဲ့နာရတိမျက်နှာကိုစူးစိုက်ကြည့်နေပါတယ်ကိုလေးစွမ်းငင်နေတုန်းကတော့တကယ်တမင်ပြိုလေးလိုသုံးငယ်လေးလိုအစကသူရက်ပြီးတော့ကြည့်နေသေးတယ်နာရတိကဒီကောင်လောက်ကိုအตาလေးလှဲသိမ့်နိုင်တာသူသိရနေပါတယ်အခြေအနေမြင့်တက်လာတော့မှသူဇဝေဇဝါဝင်ပါလာရတာဖြစ်တယ်ထို့အချိန်ထိသူမအသွင်ကတကယ်အားငယ်ကြောင်ရွံ့နေတဲ့ဟန်အခုကျတော့ကြက်သွေးပြိုမလေးလိုကြားလျာတက်ကြွလျက်တင်မေးတာကိုရှင်ဖြေပါဦးသူတို့တီတို့ဘယ်ထိလိုက်ဖို့ရှင်တာဝန်ယူထားတာလဲဘယ်လောက်ရတယ်လဲသူတို့ကိုဆိုတာအခုလိုဟန်နီမွန်ထွက်ကြတဲ့စုံနှဲတွေကိုမဟုတ်ဘူးငါအဲ့ဒါလောက်မကြောက်ဘူးသူတို့ပြောတော့ကအန်ရယ်ရှိနေတဲ့သူတွေကိုကာကွယ်ဖို့ဘယ်လိုသူတို့မှာတရားမဝင်ရောင်းဝယ်ထားတဲ့ကြောက်မြက်ရန်နာတွေပါလာတယ်ဒီပစ္စည်းတွေနဲ့လူတွေကိုဘေးမသိရန်မခါစေပဲမဲဆောက်ထိပို့ပေးဖို့ပဲဘယ်သူပြောတာလဲဒါအောင်မင်းမေးဖို့မလိုပါဘူးအခုတော့အပျော်ခီးတစ်ခုမှငါခက်ကြောင်ကြောင်အောင်ဖြစ်နေပြီဒါအပျော်ခီးတော့မဟုတ်ပါဘူးနရတိလီတန်ကတခုခုကိုသိထားသလိုမျိုးသူစိတ်ဝင်စားသွားပါတယ်ဒါဆိုကြောက်တွေတကယ်ပါလာတယ်ပေါ့မင်းသိလားသိတာကြောက်မဟုတ်ဘူးရှင်အညာခံရတာဟင်ဒါမဲ့သူတို့မှအနည်းရှိနေတာတော့အမှန်ပါပဲဒီထက်ပို့ပြီးတော့ဘာမှမပြောနိုင်ဘူးနေစွမ်းနေပါဦးရှင်ကရောဘာဖြစ်လို့တရားမဝင်လို့တဲ့မှောက်ခုကိစ္စတွေမှာပနေရတာလဲ
ငါလူကောင်းမှမဟုတ်ပဲတခုတော့ရှိတယ်။မောက်ကိုမကင်းမင်မဲ့ငါဘယ်တော့မှဘိန်းဖြူမလုပ်ဘူး။အခုလည်းဒီလုံးတွေကိုဘဝတစ်စစ်ချိုးမှထားခဲ့ဖို့ဆုံးဖြတ်ပြီးတော့ခီးထွက်လာတာပဲ။စွန့်ခံရင်ငှက်တင်တာမျိုးပေါ့။ငါကစွန့်သားရတာမျိုးဝါသနာပါတာ။တီတော့ဒီလိုမထင်ပါဘူး။သူမကပခုံးလေးတွန့်ပြစ်ပြီးတော့ရှင်ကအမှားကိုချစ်တာမျိုးမဟုတ်ပဲငွေကိုဖြက်လန်းလို့ကျင်တာပညာလေးလဲတော်တော့ထောက်ကြွဘိုလ်လောက်ရတာဝါသနာပါနေရလဲပါတယ်နေစွမ်းရင်ကစိတ်မဆိုးပဲဟက်ခနဲ့ရှည်လိုက်ပါတယ်ထောက်ကြွတော့မဟုတ်ဘူးကွာဒါမဲ့လူတွေကလည်းမကြောက်ရရင်နိုင်ကျင်တယ်ငါအနိုင်မခံနိုင်တာရှင်ဒါတွေလောက်ခဲ့တာဘယ်လောက်ကြာပြီလဲငါငငယ်ကလေးကလေးကချေပါဒါမဲ့ဒီလိုပြေးလွှားထိုးကြိတ်တာတွေလောက်ခဲ့တာတော့တိတ်မကြသေးဘူးရှင်ကနာမည်ကြီးပဲဒါလည်းသိတာပဲလားသိတယ်ရှင်းနာမည်ဖုန်းထဲရောက်လာကြတဲ့ကခေါင်းမပြူဝင်တဲ့လူတွေချက်ချင်းကားပေါ်ပြေးတက်ကုန်ကြတယ်ဒီခရီးကိုသူတို့ရှေ့အားကိုနဲ့လာကြတာဘလောက်ထိအန်ရကျင်းနေလို့လဲကြီးစင်ကြီးမှာပေါ့အခုတော့ဘာမှမဖြစ်သေးဘူးလေရှေ့ကဘလို့အခက်ခဲမဆိုဖြည့်ရှင်းနိုင်နေဆိုတဲ့နေစွမ်းအင်းနာမည်ရကြီးတော့သူတို့ရှေ့ကိုအားကိုကြတာပေါ့ကြောက်တွေတည်လာတယ်လို့ရှေ့ကိုဘသူပြောလွတ်လိုက်တာလဲပြောပြနိုင်မလားပြောရင်ရှေ့မယ်သူကငါနဲ့တိဘူးတဲ့လူပဲနာမည်ကမှိုင်းညိုဩသူတို့မှကြောက်ပါတာမဟုတ်ဘူးဆိုတာမင်းကသိလားသိတယ်ဒါဆိုဘာလို့ငါ့ကိုငါတာလဲဘာအတွက်လဲအဲ့ဒါကိုသိပြောလို့မဖြစ်ဘူးဒါမဲ့ရှင်သိရတော့မှာပါဒါဖြစ်ရင်ကိုလေးတို့ဘလို့လူတွေလဲဆိုတာသိရနဲ့မင်းလိုက်ခဲ့တာပေါ့ချစ်လို့ဇော်လုံးကမ်းပြီးလိုက်ခဲ့တာလို့များတွေးမိသေးလားမင်းသူ့ကိုမချစ်ဘူးလို့ငါထင်ခဲ့တာပါဒါမဲ့မင်းသူနဲ့လိုက်လာခဲ့တာမယုံနိုင်စရာဖြစ်နေတယ်နရတီကလက်ကလေးနှစ်ဖက်ပိုက်ပြီးတော့ရှင်ကလူမိုက်လောက်စားနေပြီးတော့အုံနောက်တိတ်မပြေးသေးဘူးလက်ကြီးပဲလင်လို့မရဘူးခေါင်းကောင်းမှုလည်းလိုသေးတယ်နော်နရတီကတက်တက်လေးရှိပြီးတော့သူ့ဘေးကနေလှည့်ထွက်သွားပါတယ်နရတီအိုးသူကတာဖို့ရှေ့တိုးလိုက်တာနဲ့နရတီခလုတ်တိုက်မိသွားပြီးတော့တက်ဆက်တယ်ဖြစ်သွားတယ်နရတီကိုလေသူ့ဘက်ကိုလည်းပြိုလာတယ်သူအလိုက်တဲ့ပွေ့ယူထားလိုက်ပါတယ်အလန့်တကြားမျက်နှာလေးဖြတ်ခနဲ့မောကြည့်လာတယ်ညောင်ဝန်းနှစ်ဆောင်ကနီးကပ်စွာနဲ့စက္ကန့်များစွာကိုကြော်လွှားနေမိကြတယ်သူလည်းလှုပ်ဖို့မေးလို့နေပါတယ်နရတီကလည်းမယုံအတန်ကြာမှနရတီကမန်းကန်လေးရှုံနေကြားရဲလို့မိတ်ကလေးအခုတော့မျက်နှာလေးငုံနေရှာပြီနေစွမ်းရင်ကလူကိုလှုပ်လိုက်ပင်မဲ့လဲသူမလက်ဖွားလေးကိုမလွတ်တမ်းစုပ်ထားမိလေရဲ့ငါ့ရင်ထဲမှာဘာတွေဖြစ်သွားလဲမသိဘူးတိုးတိတ်စွာပြောလိုက်ပါတယ်အတန်တို့ကတုံခါနေတယ်ထိုနေရာကနေပြေးထွက်သွားစရာလည်းမရှိတာမို့နရတီသူကင်ထားတဲ့လက်ကိုမယုံမဲဒီတိုင်းလေးရက်နေလိုက်မိတယ်နေစွမ်းရင်ကရှစ်တလန်တိုး၍နရတီပခုံးလေးတစ်ဖက်ကိုစုပ်ကန်လိုက်ပါတယ်ငါမင်းကိုဘလို့မအောင်နားမလဲတော့ဘူးနရတီမင်းပြောသလိုငါအုံနောက်မပြေးဘူးပဲထားပါဒါမဲ့ငါရင်ဝင်ထဲကိုအကျဉ်းချင်းရောက်လာဘူးတာမင်းပဲမင်းเจ้าငါရင်ခုန်တက်လာတော့မင်းမပိုင်ဆိုင်မဲသူနဲ့နရတီဖြတ်ခနဲ့မော်လာတယ်တခုခုပြောမယ်ပြင်လိုက်ပြီးမှမျက်နှာလေးပြန်ပြီးတော့ငုတ်သွားပါတယ်နရတီပြန်ရောက်နေတဲ့လက်ကလေးကိုသူ့အတင်းဖိဆုပ်ထားပြီးတော့ငါရိုင်းသွားတယ်ဆိုရင်ခွင့်လွှတ်ပါသူ့လက်ကိုလွှတ်ပေးပြီးတော့နေရာကနေလှည့်ထွက်ခဲ့ပါတယ်ခြေလန်းငါးလန်းခန့်လှမ်းနေပြီးမှနောက်ကလှုပ်ရှားတန်ကြောင်သူပြန်ပြီးတော့လှည့်ကြည့်မိတယ်သူ့နောက်မှာနရတီကရှောက်ပြီးတော့လိုက်လာတယ်ဘယ်သွားမလို့လဲနရတီရှင်သွားတဲ့စီကိုလေနရတီကသူ့ကိုမော့ကြည့်ပြီးရှင်အတိကိုအမှောင်ကြီးထဲမှာထားခဲ့မလို့လားသူကနရတီဘက်ကိုပြန်လှည့်လိုက်ပြီးမှထိန်းချုပ်ရခန့်ဟန်တဲ့သပင်တွေကိုဆွဲဖွာပစ်လိုက်ပါတယ်ကိုလေးနဲ့သူမကြားမှာတခုခုလွဲမားနေတာကိုသူသိတယ်ဒါပေမဲ့နရတီကဝင်မခံဘာဆိုတာကိုဘာမှမပြောသူဘလို့ယူဆ၍ဘလို့ရှေ့ဆက်ရမှန်းမသိတော့ပါဘူးရင်ထဲမှာတေးကြနေတာကနရတီကိုသူချစ်မိနေပြီဒါအချိတ်တိုးလေးအတွင်းမှာပဲတေးကြသွားတာဖြစ်ပါတယ်ဒါပေမဲ့မဖြစ်ဘူးဆိုတာကိုလည်းတပြိုင်တည်းနားလည်နေတယ်သူဖြစ်နေတာကိုကြည့်၍နရတီကနှကန်းလှုပ်ယုံလေးပြုံပြီးတော့မျက်နှာငုပ်ပြလိုက်ပါတယ်အားလိုက်တာလို့ထပ်မပြောရတော့ဘူးနေစွမ်းရင်မြဝရီကိုစဉ်းစားတော့ကိုလေးပုံစံကခက်တီတီနဲ့သွားတယ်ညကအထိုးခံလိုက်ရ၍ကွဲသွားတဲ့နှကန်းကဒဏ်ရာကျန်နေဒါပေမဲ့အားလုံးကမသိသလိုပဲနေခဲ့ကြတယ်လမ်းတော်ကလိုနရတီကိုလည်းတယူတရာမရှိတော့ပါဘူးမြဝရီမှာကြတော့ကားကိုအတော်လေးတက်ရက်ထဲဝါတဲ့စားတောက်စာတဆိုင်ရှိမှတခါတည်းထိုးပြီးတော့ရလိုက်ပါတယ်အထက်ကအမျိုးသမီးနှစ်ယောက်ထွက်လာတယ်ဘာများလို့ရှိပါသလဲရှင်စားတောက်ဖွယ်အဆောင်ရှိပါတယ်တဲခိုလို့လည်းရပါတယ်တဲခိုကန်၄ခန်းယူမယ်အကောင်းဆုံးဖြစ်ပါစေစိတ်ချမ်းသာရပါစေမယ်ရှင်အမျိုးသမီးနှစ်ယောက်ရဲ့မျက်လုံးများကမိန်းကလေးတွေစီမှသာဆွဆွနေနေဖြစ်နေပြီးတော့နှကန်းများကပြုံးနေပေမဲ့လည်းသူတို့လှုပ်ရှားမှုများကတွက်လက်ခြင်းမရှိဟိုပစ္စည်းကင်တော့မလို့ဒီပစ္စည်းဆွဲပြီးတော့မလို့နဲ့အားလုံးကိုယ့်အိတ်ကိုဆွဲ၍ဝင်ကြရတယ်အထက်ရောက်မှမိန်းကလေးတစ်ယောက်နဲ့ကောင်လေးတစ်ယောက်ရောက်လာပြီးတော့အိတ်တွေကိုတည်ယူသွားကြတယ်အိုးနေရောချစ်လိုက်ခဲ့မယ်အထဲမှာမလိုက်ရပါဘူးချစ်ရဒီဆိုင်ကစိတ်ချရပါတယ်ကဲ
ချစ်ဒီမှာစားတော့ဖို့မှာထားကိုအခန်းလိုက်ကြည့်ရင်ပစ္စည်းသွားထားလိုက်မယ်ဟုတ်ကဲ့ကိုချစ်ဆိုတဲ့ကောင်မလေးကကြံ့နေခဲ့ပေမဲ့လဲတဆန်းဆန်းအထဲမှာရန်နာပစ္စည်းတစ်ခုခုတော့ပါလိုက်မယ်သူမိဘစီကယူချလာတဲ့ပစ္စည်းများသာဖြစ်ပါလိမ့်မယ်ကဲဒီမှာငွေ9သိန်းမင်းပြန်လို့ရပြီနေစွမ်းရင်တယောက်တည်းထိုင်နေတဲ့ရှေ့ကိုလာရဲ၍လူအားမထိုင်မဲငွေထုတ်ချပေးတယ်သူကလက်ဖက်ရည်ပကံကိုဘေးကိုရွှေ့ထားလိုက်ပြီးတော့ကိုလေးကိုမျက်လွှာပင်စီတယ်ငါ့ကိုမဲဆောက်ထိလိုက်ဖို့စိုးထိုက်တို့ကိုယ်တိုင်ပြောခဲ့ကြတာအလိုအပ်တဲ့လူကလည်းခရီးသွားရင်လမ်းကျုပ်ခေါ်သွားပေးပါဆိုလို့ငါခေါ်လာတာမဲဆောက်ကြမှာခရီးဆုံးမယ်ဘာကွာကိုလေးရှူရှူရှာရှာဖြစ်သွားတယ်ဘယ်ထိပဲပြောထားတာမင်းတောင်ဝင်မြင်ပြီးရင်မြင်မကောင်းလားဒီမှာငွေလဲရနေပြီပြန်တော့ပေါ့ဗာလဲသူများလင်များစုံတွေကြားမှာခြေထိုးဖို့မင်းကကတ်နေရလားနေစွမ်းရင်ကကိုလေးကိုစူးစိုက်ကြည့်၍ကလတ်ထိုင်မှာခတ်တောင်းမိချလိုက်ပါတယ်ငါတောင်ဝင်ယူခဲ့တာကိုပြောတာလေမင်းတို့ကိုမပို့လဲခီးစရတော့တူနေတာပဲကောင်းပြီအခုကနေစပြီးတော့မင်းတို့နဲ့ငါဘာမှမဆိုင်တော့ဘူးမင်းငါရှိရသွားတော့ကိုလေးထွက်မသွားပါဘူးမင်းငါတို့နားမှာနေဖို့မှမလိုတော့တာရှေ့ဆက်မယ်ဆိုဆက်ပြန်စင်လှည့်ပြန်ပေါ့ဒီမှာနေဖို့မလိုပါဘူးနေစွမ်းရင်နှကန်းတင်းကနေဖြစ်သွားပါတယ်ဆိုင်ထဲမှာလူရှင်းနေတယ်သူတို့အဖွဲကကြီးစပွဲတုံးလုံးခွဲယူထားတာမို့ဒီပြင်လူစိမ်းကမရှိသလောက်ပဲသူတို့နှစ်ယောက်ကိုနန္ဒတီတို့စပွဲမှရောဆိုင်ထဲမှာရှိတဲ့အလုပ်သမားများကပါလှမ်းကြည့်နေကြပါတယ်နေစွမ်းရင်ကအကျန်းတပတ်ကန်ငှဲ့ထဲ၍ထရန်လိုက်တယ်မိသိက်ကိုမူတွေပြက်နေတဲ့ကိုလေးခွေးယူတကောင်ဖြစ်နေပြီသူများကိုရှောက်ကြိုက်ဖို့တဲ့ကိုသူများရိုက်တက်လို့အသေးမစောရအောင်ကွက်ရရှာနေတက်ရပို့ကောင်းမယ်မင်းကိုလေးကလက်ပြင်၍ရှေ့ကိုတိုးလိုက်နေစွမ်းရင်ကနှကန်းတွန့်ပြုံ၍စိုက်ကြည့်နေပါတယ်သူရှေ့ဆက်မတိုးရတော့ပဲမင်းနေရတကလူတွင်ကျဲမလုံးချင်တဲ့နေစွမ်းရင်မင်းဘာကောင်းလဲဆိုတာငါသိတယ်မှန်တယ်မှာမင်းငါ့ကိုမြင်နေဆိုရင်မင်းကိုလည်းငါမြင်နေရတယ်ဆိုတာမမေးနဲ့လေမင်းအလုပ်ကိုမင်းငြိမ်တက်လှုပ်သွားငါ့ကိုဘာလုပ်ပါညာလုပ်ပါလာမပြောနဲ့ဒါနောက်ဆုံးပဲနေစွမ်းရင်ကကိုလေးရင်ဘက်ကိုလက်ဖနှောင်းနဲ့စောင့်တုံးပြလိုက်ပါတယ်ကိုလေးကိုလုံးကြီးနောက်ကကလတ်ထိုင်မှာဝုန်းကနေပြစ်ကျသွားတယ်မင်းလွန်မီထင်တယ်စိုးထိုင်အနားကိုရှောက်လိုက်လွန်မီထင်တာပြောနေရသလားကွာပါဇက်ကဖွာနေရယောက်ျားလုံးမဟုတ်ဘူးနေစွမ်းရင်ကစိန်ခေါ်တယ်စိုးထိုင်အန်ကိုကြိတ်လျက်စိုက်ကြည့်ရင်ဟိုဘက်လှည့်ကိုက်ဒီဘက်လှည့်ကိုက်နဲ့မင်းရမခွဲယူကွာပြောရင်စိုးထိုက်ကလက်သီးနဲ့ဝှိုက်ထိုးတယ်နေစွမ်းရင်ကပုတ်ထုတ်ပစ်တယ်နောက်တစ်ချက်ဘယ်ရောညာပါလှုပ်ရှားပြလိုက်ပေမဲ့တစ်ချက်မှမထိလေဒေါသပူကြီးလေစိုးထိုက်တဲကြီးမဲကြီးထိုးပါတော့တယ်နေစွမ်းရင်ကအမျိုးမျိုးတင်းရှောင်ပုတ်ချ၍သူ့လက်သီးတွေကိုဖယ်ရှားသွားတယ်ဒါအောင်နေစွမ်းရင်အကြက်ရိုင်းနေပြီးထင်ပြီးတော့ကိုလေးရဖြက်ကနေထလာပြီးစပွဲပေါ်ကဖန်ပန်းဟိုးရှည်လေးနဲ့နောက်ကနေဝင်ပြီးတော့ရိုက်တယ်နေစွမ်းရင်ကမနာတန်ထိုးချနေတဲ့စိုးထိုက်လက်သီးကိုရှောင်၍လက်ကဝက်ကနေဖမ်းကင်လိုက်ပါတယ်အဲဒီနောက်လက်ကိုဆက်ခနဲ့စောင့်ဆွဲပြီးတော့သူ့ကိုလှဲ့ရှောင်ပြစ်လိုက်တဲ့အတွက်ကိုလေးရိုက်ချလိုက်တဲ့ဘန်ဟိုကစိုးထိုက်လက်မောင်းကိုဒုက္ခနဲ့ချိုးဝင်လိုက်ပါတယ်စိုးထိုက်ငဲတန်ပေါအောင်အော်ပြီးတော့ကော့လန်ထွက်သွားတယ်ကိုလေးငေးကြောက်သွားစေသူ့ဘိုက်မှာကန်ကျက်တစ်ချက်ပြစ်ဝင်လာတယ်သူ့အုံငနဲ့ကုန်းကျသွားပြီးတော့အသက်ရှူမှားသွားပါတယ်နေစွမ်းရင်ကခေါင်းထုကိုစူးစမ်းနေတဲ့ကိုလေးရဲ့ဇက်ဘိုးကိုဖြောင်းကနေရိုက်ချပြလိုက်တယ်ဘူတာနဲ့ကြံတဲ့တယောက်မျက်စိမျက်နှာပြတ်ကုန်ကြပါတယ်မင်းတို့လက်တွေကိုမိမချော့ဖို့ပဲထားငါ့ကိုထိခိုက်ဖို့ဘယ်တော့မှမစူးစမ်းနဲ့မရဘူးအားလုံးစကားတန်တစ်လုံးမှထွက်မလာတော့ပါဘူးဒါကဘယ်ကိုလဲခိုင်အမလေးတယောက်တည်းကြဲ၍အဝတ်စားတွေတင်းစင်းနေစေကိုလေးရောက်လာတဲ့အတွက်ခိုင်ရွှေဝါလန့်သွားပါတယ်ပြောလေခိုင်ဟုတ်လေခိုင်ရဲ့မင်းစိတ်တွေတိတ်များနေပြီထင်တယ်ကိုလေးတလန်းလုံးမင်းကိုတိတ်တနာတာပဲဘူတာကမင်းကိုပြောအောင်မဖန်ဆင်းနိုင်ပါဘူးဟုတ်ကိုလေးမင်းလေးကိုကြက်နာပေးရစေချစ်ခွင့်ပေးပါကလေးရဲ့ကိုလေးရင်ထဲမှာရုံးမရရင်ခိုင်ရွှေဝါအိပ်ရပေါ်လဲကျသွားပါတယ်ခိုင်ကိုလှုပ်ပါကိုလေးရဲ့ခိုင်ကြောက်တယ်ကြောက်เสียလားကလေးရဲ့နောက်တော့ပြောသွားမှာပါလိမ့်မှာပါတယ်နော်ခိုင်ဘန်ကောက်ကိုလည်းမလိုက်တော့ဘူးခိုင်ကိုမဖြတ်စည်းပါနဲ့မလိုက်လို့မရတော့ဘူးခိုင်မင်းကိုလေးချစ်တယ်အားမငယ်ပါနဲ့ကွာကိုတယောက်လို့ရှိပါတယ်ဟိုမှာအရန်ပျော်ဖို့ကောင်းတာခိုင်မျက်ရည်ဇက်လေးတွေကျွေလွင့်သွားပါတယ်စမြိတ်လည်းပြေပန်းလည်းကျွေသွားတယ်ညကလည်းဘူတာလက်ထဲမှာသူ့မဘဝကဘယ်လိုလဲဆိုထိုင်မင်းလူတွေမလာပါလားဟုတ်တယ်ငါလည်းအဲ့ဒါခေါင်းစားနေတာမင်းညရမေတော့တတိထချပြန်ပြောတယ်ကွာဒီညနေအကြောင်းပြန်မဲတဲ့ကောင်မလေးတွေကမလွယ်ဘူးကွာလဲတယ်ခိုင်းကိုမင်းဝင်မနှူးနဲ့တော့နော်ကောင်မလေးထွက်ပြေးသွားလိမ့်မယ်မင်းကြတော့ရအောင်ယူပြီးတော့ငါဘလောက်စူးစမ်းရတယ်မှတ်လဲမနှဲချော့ထားရတာဒီကြားတဲ့ဟိုကောက်ကိစ္စတက်မျိုးအဲ့ဒါကြောင့်ငါကုတိုတို့အဖွဲကိုလာစေချင်တာဒီကောက်ကိုကုတိုတို့မှနိုင်မှာဒါမဲ့သူငါတို့အလုပ်ကိုရိမ့်မိပုံတော့မရဘူးကွာ
အလကားငတုံးပါကွာတိုင်းတော်လို့လူတွေကျဲလုံနေတာစုကိုအခုထိငါကြိုက်လို့မရတာဒီကောင်ကြောင့်ကွာစုကဒီကောင်ကြတော့ကြည်တယ်ငါသူ့မျက်လုံးတွေကိုနားလဲငါတို့ကိစ္စမှာဒီကောင်ပါလာတာကမကောင်းတာမင်းတို့ဘာဖြစ်လို့နေဆွဲရင်ဆိုတဲ့ကောင်မှဆွဲလာရတာလဲမင်းဘိုးရာရှာထည့်လိုက်တာလေလမ်းမလူမောက်ခိုစောက်ပြီးတော့ဖမ်းတဲ့အေဂျင့်တွေကိုရောက်ဖြောက်နေတာတရင်ရထားတယ်တဲ့အေဂျင့်တွေကိုဒီကောင်မှရှင်းနိုင်မှာတဲ့ဘယ်မှာလဲဒီအေဂျင့်တွေလမ်းမှာစင်ကြိုက်တောင်မှမခံခဲ့ရအောင်အေးလေအခုတော့ဒီကောင်ကိုပြန်ကြောက်နေရတာပေါ့အစကတည်းကဒီလောကိုပုပ်ပွင့်နေဖွင့်ပြောခဲ့မိရင်လည်းအကောင်းသားအခုမှပြန်ပြောရင်သိလိုက်ပါလားဒီကောင်ကဒါကိုလုံးမှာအခုတော့ငါတို့ကိစ္စနည်းနည်းပေါ်သွားတာနဲ့ဒီကောင်ဝင်ရှုံမှာကျင်းသေးတယ်မင်းဘယ်နှယောက်မှထားလဲကုတို့ဖွဲ့လို့ပြောလိုက်တာပဲသူတို့တက်လာလိမ့်မယ်လို့ပြောတယ်ကန်တီရုံကတော့မဲဆောက်ကြမှာစီစဉ်ပေးချင်တာငါတို့မှဖြစ်မှမဖြစ်တော့ပဲသူတို့ကငါတို့ပို့သမျှကိုဟိုကနေလွတ်လွတ်ကျွတ်ကျွတ်တက်ယူချင်တာငါတို့ကြတော့ဒီမှာထောင်နှခမ်းနင်းပြီးတော့ပြေးနေရတာမသိဘူးသူတို့ကလည်းတပြုတ်ဓမ္မကြီးလူမြင်မခံကြလို့ဖြစ်မှာပေါ့ကွာဒီကိစ္စတွေကိုမြန်မာနိုင်ငံမှာပြင်းပြင်းထန်ထန်တိုက်ဖြတ်နေကြတာဥစ္စာရှေ့ရှာငါတို့လည်းလှုပ်ရှားဖို့တိတ်မလွယ်တော့ဘူးမဆိုင်ပါဘူးအခုဘာဖြစ်လို့လဲဒီလောကရင်ခုန်ရတယ်စွန့်စားရတယ်ငွေရတော့ဖွေးကနေလုံးကနေဒီထက်လောကနိဗ္ဗာန်ဆိုတာဘာရှိသေးလို့လဲအေးမိသွားရင်လည်းလွတ်လပ်မရှိပဲရတာကြီးတွတ်မနေနဲ့တော့ပါကွာမင်းပါဇက်ပုတ်ကြီးอ่ะကိုလေးကစိုးထိုက်လက်မောက်ကပတ်တီးကိုကြည့်ပြီးတော့တက်ခေါက်လိုက်ပါတယ်တော်တော်လက်တွက်တဲ့ကောင်ဟိုကောင်ထုံးနေရောမသိဘူးဒီကောင်ကနေစွမ်းရင်ဆိုတဲ့ကောင်ကြောက်လိုက်တာကြောကိုချမ်းနေရပဲညမွေးထောင်ကြည့်တာမဟုတ်ဘူးငါတို့ကသူတို့လာရင်အตาလေးလက်သွားရုံပဲပေါ့မင်းကစု့ကိုမစူးစားတော့ဘူးလားကိုလေးမျက်နှာတင်သွားပါတယ်မခံကျင်စရာတော့အကောင်းသားကွာဒါမဲ့ဒီကောင်မကမာတယ်စွတ်ကြမ်းရင်ဟိုဟာတွေပါပေါ်ကုန်ပြီးတော့ဒုက္ခရောက်ကုန်မှာဆိုလို့နေပါစေဒီကောင်မမျိုးဟိုဘက်ထဲရောက်သွားရင်ကောင်းကောင်းတွေ့မှာပါစိတ်လျှော့လာကြည်လားကွာဒီထဲမှာစုကအချောဆုံးအဖြောက်ဆုံးပြီးတော့ပညာတတ်အပြုတ်စစ်စစ်ထည့်ပေးလိုက်ရမှာနှက်မျောစရာရေရှည်ဝါမဲ့သွားအယိုးရှောင်တဲ့သဘောပေါ့ကွာငါစူးစမ်းကြည့်ရမလားသွားမစနဲ့ငါတလန်းလုံးနူးနက်လာတာတော့မှမရဘူးသူကပထွေးနဲ့ဝေးကျင်လို့အာကိုရှာလာတာကွာဘလို့မြူဆွဲလုံးမှမตายရအောင်ဟိုတယ်ကိုချိန်တာမလားပဲနဲ့ပကိုးကြမှာဖြတ်လိုက်တာမတွေ့ဘူးလားလက်ထက်မယ်ပြောလဲမရဘူးမဲဆောက်သွားမယ်ကြီးပဲပြောနေတာအဲ့ဆို तू ကလူကိုမရပင်မဲ့ကြံတာစိတ်မညစ်ရတော့ဘူးပေါ့ငါမှတော့ချစ်ကိုမနှဲချော့နေရတာကွာထုံးလွင်လဲဘာထူးလဲကောင်မလေးတွေကမဲဆောက်ထိကူးမယ်ဆိုတော့ကြကြောက်လှုပ်လာတယ်ကွာကိုလေးကစိုးထိုက်ကိုမျက်လုံးကြီးပြူးကြည့်တယ်ဟာမင်းကအစကတည်းကပြောဆိုမထားဘူးလားပြောတယ်ဒါမဲ့ဟန်နီမွန်းဆိုပြီးတော့ထွက်လာတာနှစ်ယောက်တည်းဆိုအကြောင်းမဟုတ်ဘူးလေအုပ်စုလိုက်ကြီးဆိုတော့မင်းစဉ်းစားကြည့်ပေါ့ဒီကြားထဲဟိုကောင်နဲ့ခဏခဏပြဿနာတက်နေရတွားရောပေါ့ကိုလေးကောင်းနေလိုက်ပါတယ်ဟုတ်တယ်အစကတည်းကငါတို့မှားခဲ့တာကိုနီကိုဟန်နဲ့နေဆက်ကိုရအောင်ထွက်ခဲ့ရမှာအုပ်စုနဲ့ထွက်လာတာလည်းမှားတယ်ဟိုကောင်ကိုခေါ်လာတာလည်းမှားတယ်ပြန်ပြီးနောင်နာရမနေပါနဲ့ကွာအခုလည်းနေဆက်ရောက်နေပြီပဲမြေကူပြီးရတယ်ရောက်ပြီငါတို့အခုချိန်ဒီဘေးမသိရံမကားရှိခဲ့တာတော့အံ့ဩစရာကောင်းနေပြီဟုတ်တယ်လမ်းမှာစစ်ဆေးသွားကြတာလဲဘသူတန်တရားဖြစ်လို့လဲငါတော့ဟိုကောင်ကိုရှင်းပြလိုက်ချင်တယ်မလွယ်ဘူးကွာတိုင်းသမားတရားကိုတိတ်တော်လာရင်နက်မျက်စိပွင့်တာပဲတဲ့သူတို့ရဲ့ကြောနောက်ကပို့ပြီးတော့အနေရကြီးတယ်ချောင်းမြောင်းလုံးကြံမို့တွားပြီးတော့မစင်စားနဲ့အဲ့နေတော့ကွာချင်းပြန်လာတော့မှအလွတ်မပေးဘူးတဲ့ပို့ပြီးတိတ်ခါကြပါတယ်ကွာမကြံစမ်းပါနဲ့ကုတို့ဖွဲ့ဒီဘက်ကူးလာပါစေလို့သာစွတ်တောင်းဒီကောင်မခံနိုင်ပါဘူးဟိုကတကယ်နင်းစားတွေပါဒီကောင်အကြောင်းငါသိစားအစီရင်ခံထားတယ်သူတို့အင်အားချပေးမယ်လို့ပြောထားတာပဲအခုတခါငါတို့ပေးမလေးတွေကရှယ်လေးတွေကြီးပဲ၄ယောက်ငါတို့ပို့သမျှခက်ညက်ညက်ပါဘူးလို့လားကွာဟုတ်တယ်လေဒါကြောင့်သူတို့လည်းငါတို့အတွက်ရေငုံမနေနိုင်တာပေါ့ပြောသလိုလှုပ်ပေးနေတာပဲဟာတကယ်ဆိုသူတို့မြန်မာနိုင်ငံနယ်တဲကိုကြုံလာရတာမဟုတ်ဘူးအခုကိစ္စတော့ငါသိချပြောထားလို့သူတို့လာကိုဂတိပေးလိုက်တာကိုလေးကသဘောကျသလိုကြီးပြုံးလို့နေပါတယ်သူကြောပိတ်ကိုလွယ်ပြီးမှ secret တလိပ်ကိုထုတ်လိုက်ပါတယ်ဒီတဲခိုခန်းကခွာတော့ကိုဖြစ်တယ်နရတိကိုလည်းသူ့မြင်လိုက်ပျောက်သွားလိုက်ဟိုမိတ်ကလေးကိုတော့မမြင်ရတော့ပါဘူးဆိုထိုင်းတဲ့ကိုလေးတို့ဝယ်လိုက်ထွက်လိုက်အလုံးရှုပ်နေသမျှသူတို့မျက်လုံးတွေကကုတ်ချောင်းချောင်းမခံစင်စိမ့်နဲ့တမင်နေပြခဲ့တာပဲမဲ့သူ့များဇက်ထုတ်ကိုသူ့ဝင်မရှုပ်ချင်ပါဘူးကိုလေးတို့ပုံစံကမယိုးသားဘူးဆိုတာစိတ်ကခံစားမိနေတယ်ဒါပေမဲ့လည်းဝင်ရှင်းရအောင်သူ့မှာကလည်းကိုအရှုပ်ထုတ်ကရှိပြီးသားကိုပြဿနာကိုတော့မရှင်းနိုင်မဲသူများကိစ္စဝင်ပြီးတော့မရှုပ်ချင်ပါဘူးဒါကြောင့်သူဒီနေ့မဲဆောက်ကိုဆက်ကူတော့ဖို့ဆုံးဖြတ်လိုက်ပါတယ်ခဏတစ်ဖြုတ်ကူးကြည့်ပြီးတော့ပြန်လာခြင်းလဲလာမယ်တရက်နှစ်ရက်နေဖြစ်ချင်လဲနေဖြစ်မယ်ဘန်ကောက်ထိသွားဖို့တော့သူစိတ်မကူပါဘူးဤသို့စိတ်ကူးမိတာကလည်းနရတိကြောင့်ဖြစ်ပါတယ်မဲဆောက်ကိုကိုဟာကိုတွားနှင်ပြီးတော့နရတိတို့တက်လာတာကိုစောင့်ကြည့်ခြင်းနဲ့
သူမလျှို့ဝှက်နေတာဘာလဲလို့သိချင်နေတယ်စီဂရက်ကိုမီးကြီးဖွာရှိုက်ရင်သူ့တဲခုခန်းထဲကနေအထွက်ကိုကြီးသူ့ကိုခေါ်လာလားလှဲမကြည့်ဖြစ်ပဲသူဆက်လျှောက်သွားတယ်ကိုကြီးရေခေါ်တန်လေးကပြေးလိုက်လာတယ်လို့အမောတကောသူ့နောက်လှည့်ကြည့်လိုက်ပါတယ်ခိုင်ရွှေဝါဆိုတဲ့ကောင်မလေးတဲခုခန်းထဲကနေပြေးထွက်လာပြီးတော့တကားဝါရောက်နေပြီဖြစ်တဲ့သူ့ရဲ့ကြောနောက်မှာပြေးကတ်တယ်ကိုကြီးဘယ်သွားမလို့လဲယင်ခိုင်ကိုခေါ်သွားပေးပါနော်သူတို့လေခိုင်ကိုရုံးမာကြတာခိုင်ကိုအလုပ်ပေးမဲ့လို့ညာခေါ်လာပြီးတော့ဖြက်စီးကြတာခိုင်ကိုကဲပါကိုကြီးရဲ့ခိုင်မိကောင်းဖခင်သားသမီးပါအဖေတို့စီခိုင်ကိုပို့ပေးပါနော်ခိုင်ရွှေဝါကခလေးငယ်လေးတက်ပွဲငိုလဲငိုပြောလဲပြောနေစွမ်းရင်ရဲ့ဂျာကင်စားကိုပါမလွတ်တမ်းစုပ်ဆွဲထားပါတယ်ခိုင်ဟင်ကိုလေးအိုးမလာဘူးနော်ခိုင်မလာဘူးခိုင်လေးကိုပြောအောင်မယ်မပြောနဲ့ခိုင်ရွှေဝါကကိုလေးပြေးထွက်လာတာမြင်တာနဲ့အပြင်ကိုထွက်ပြေးဖို့ကြိုးစားတယ်ကိုလေးမျက်နှာကအရင်လိုမဟုတ်တော့ပါဘူးသူ့ကိုမိုက်ကြည့်ကြည့်၍မဲ့တယ်ဘလို့လဲမင်းသားကြီးရဲ့ဟီးရိုးဝင်ပြီးတော့လောက်အောင်မလို့လားစိတ်ကူးမရှိဘူးဒါမဲ့မင်းသူ့ကိုမတားပါနဲ့မနေချင်တာကိုသွားပါစေသွားလို့ရမလားသူကဘူတာနဲ့လက်ထပ်ပြီးသွားပြီအိုးမဟုတ်ဘူးဘာမှလက်မထပ်ဘူးနော်ခိုင်ရွှေဝါကနနာကြည့်ကြည့်ထအော်တယ်ကဲမင်းဘလို့ရှင်းမလဲဘလို့မှရှင်းမို့မလို့မင်းသွားမဲ့လမ်းကိုဆက်သွားမသွားနဲ့စစ်တို့ကိုခေါ်ပါသူတို့လူညာတွေတို့ပါလိုက်မှာမိတ်ကလေးနှစ်ယောက်ကြောပွိတ်လေးတွေစလင်းဘက်လေးတွေတစ်ဖက်ဆွဲလျက်ခလုတ်တိုက်လေးမတက်ပြေးထွက်လာကြပါတယ်သူတို့နောက်မှာဆက်လိုက်လာသူကထွန်းလွင်နောက်မှာဘူတာအခြေအနေကခဏအတွင်းရုပ်တဲတွေဖြစ်ကုန်တယ်ညကသူတို့ပြောနေတာချစ်ကြတယ်သူတို့လူလိန်တွေချစ်ရဲ့ပစ္စည်းတွေလည်းကုန်ပြီလူကိုလည်းရောင်းစားဖို့လုပ်နေကြတာကောက်မကဲဟာချစ်တယောက်နေစွမ်းရင်စီရအောင်မပြေးနိုင်မီလက်ကိုစောင့်ဆွဲခံရပြီးတော့ရိုက်ကနေလဲပါသွားလျက်ရိုက်ခံလိုက်ရပါတယ်ကိုလေးနဲ့ထုံးလင်ခြေထောက်နားမှာချစ်ပုံကနေလဲကျသွားတယ်နေစွမ်းရင်တန်တရားတွေဖြစ်ခဲ့သမျှတကယ်မြင်ရတော့မှတကယ်မှန်းသိလိုက်ရတဲ့ကိုပဲဒေါသထွက်ပြီးပါတော့တယ်သူဟာတကယ်ပဲအုံနောက်မပြေတဲ့လူလားအဲ့ချိန်မှာပဲအပြင်ဧည့်သည်ပုံစံနဲ့စပွဲဝိုင်းတစ်ခုမှာစားတောက်နေကြတဲ့လူလေးယောက်ထလာကြတယ်အကဲခတ်တယ်လို့ကြည်တယ်လို့နဲ့တစ်ချိန်လုံးဟန်ဆောင်နေခဲ့ကြသမျှဆိုင်ထဲမှာရှိသမျှလူအားလုံးကလည်းဘေးကနေဝိုင်းပတ်ထားကြပါတယ်ကဲလူစမ်းကောင်းကြီးကောင်မလေးတွေကိုကဲဖို့မမိုက်ကန်ကန်စိတ်ကူးနေသေးလားမင်းကိုမင်းပဲလွတ်အောင်စူးစမ်းဆက်မအောင်မြန်မာမန်းသိတာပဲမဲ့လဲထိုင်းတန်ဝဲနေတဲ့လေးယောက်ကစက်သားပလားတွေယုံကြပြီးတော့တကယ်နှပန်းသမားကြီးတွေလိုဘောင်းမီခပတ်ပေါ်မှာထပ်ပတ်ထားတဲ့တိုင်ချိုးကတစ်ဖက်စောက်တွဲကြပြီးတော့ပွားရောင်သောဘောင်းမီရဲ့ဘေးအိတ်ကြီးတွေကိုစိုက်ကြနေပါတယ်ဒါတနက်မှန်သူသိတယ်တနက်ခပတ်ရှိနေသူနှစ်ယောက်ကနောက်မှချေချဲရက်လျက်လက်ပိုက်ကြည့်နေပါတယ်တကယ်ပြိုင်ဘက်တွေမှန်သိလိုက်တဲ့အတွက်နေစွမ်းရင်တတိနဲ့ကိုပြင်လိုက်တယ်တကယ်အဖွဲ့အစည်းကြီးတစ်ခုရဲ့ညတန်းကိုစောက်ကင်ထားမိပြီမှန်သူ့ကိုယ်သူသိလိုက်တယ်စုံမိထားပြီးမှသူ့လွတ်ချထွက်ပြေးရမတယ်လားသူ့ကိုအာကိုတစီပြေးလာကြတဲ့မိန်းကလေးတွေမျက်လုံးပြူသွားကြတယ်ဒါကိုရားတာခံကြည့်ပြီးတော့ကိုလေးကတဟာဟာရှိလို့နေပါတယ်နေစွမ်းရင်အခုတော့အသက်ရှူမှားနေပြီလားကွာမှားစရာမရှိပါဘူးမင်းတို့လိုတနက်ခါချိတ်ပြီးမှစိန်ခေါ်ရတာမျိုးဘာမှထင်ကြီးစရာမရှိဘူးနောက်ကရေတန်ထွက်လာတယ်ဒါလားမင်းလောက်ကိုတနက်တောင်မလိုပါဘူးကွာကဲဟောဒီမှာဖြုတ်ချလိုက်ပြီတနက်သမားနှစ်ယောက်ကခပတ်လိုတွဲထားတဲ့တနက်အိတ်တွေကိုဖြုတ်ပြီးတော့စပွဲပေါ်နောက်ပြန်ပစ်တင်လိုက်ကြပါတယ်ဒါအောင်သူ့လိုချင်တာနေစွမ်းရင်ကျင်းနှက်စွာရီလိုက်မိခြင်းကအတွင်ကျဲကဲနေစွမ်းရင်နာမည်ကြီးသလားဟုတ်ရဲ့လားစမ်းကြည့်ရအောင်ထို့သူကတလန်းချင်းရှေ့တက်လာတယ်အနားမရောက်မီဟိတ်ခနဲ့အတန်ပြူ၍ခုန်ကန်တယ်နေစွမ်းရင်ပခုံးနှိပ်ဆောင်လျက်ပေါကွာကြားကိုလက်ခုံနဲ့ပင့်ပြီးရလိုက်ပါတယ်ဒါပေမဲ့ထို့သူကမျက်နှာကိုလက်ပြန်ထိုးလာတဲ့အတွက်သူ့ရဲ့ရိုက်ချက်ကိုတစ်ဆက်ထဲမှာပဲထို့သူကကြမ်းမြင့်မှာခြေထောက်မိတာနဲ့လွှာကနေပြန်ခုန်တယ်တထောင်ကနေလက်သေးစုပ်ပြစ်ဝင်လာပြန်ပါတယ်လက်ရည်တူနေတဲ့အတွက်တိုက်ပွဲရကြမ်းတယ်တော်ရုံလူလိုက်ပြီးတော့မမြင်နိုင်အောင်ရှုပ်ရှက်ခံနေပါတယ်တစ်ချက်ခုန်ရင်တိုက်ကွက်နှစ်ချက်ထွက်လာတတ်တဲ့ရန်သူခြေရိပ်ကိုတတိထားတိလာတဲ့အတွက်နေစွမ်းရင်ပုံစံကိုချက်ချင်းပြောင်းပြစ်ပြီးတော့သူ့ခြေခင်းကိုဆက်ဖို့သာစူးစမ်းပါတော့တယ်မျက်နှာစီတန်းဝင်လာတဲ့ခြေထောက်ကိုမရှောင်မဲလက်ဝက်ဆောင်နဲ့အစိမ့်တိုက်ဖြတ်ခုန်ပစ်လိုက်ပြီးတော့နောက်ဆက်တွဲထိုးနှက်မလာမီသူ့ရဲ့မျက်လုံးထဲကိုစက်ကနေထိုးကုတ်လိုက်တဲ့အတွက်ရန်သူပြများသွားတယ်ခြေထောက်မှလည်းထိပြီးတော့မျက်နှာမှလည်းအစွန်းမလို့မျက်နှာပေါ်မှာကုတ်စစ်ရာကြီးနှစ်ချောင်းကရဲကနေဖြစ်သွားတယ်အဲ့ဒီနောက်ရိုင်ကြားလာတဲ့နှစ်ထင်ကိုထိထိမိမိပြစ်ကန်ပစ်လိုက်ပါတယ်ဖောင်းကနေမိပြီးတော့ထိုးသူခွေကျသွားတယ်နောက်ထပ်2ယောက်ပြေးဝင်လာကြတယ်ရန်သူဟာကွက်ကိုရှာတက်ပြီးမှနေစွမ်းရင်ကနောက်ကိုခြေတလန်းပြန်ပြီးတော့ဆုပ်တယ်
အစပိုင်းမှာထိုးတက်ဖို့မကြိုးစားပဲခုခံနေရင်ဖြစ်တကွက်ကောက်ခင်းနိုင်မှုကိုကြိုးစားနေတယ်။အဲ့ချိန်မှာပဲဖောင်ကနေမြည်တမ်းကြီးကြားရပြီးတော့တယောက်လွင်ထွက်သွားပါတယ်။အားလုံးဟာကနေဖြစ်ကုန်ကြပြီးပြုံးနေကြသူတွေမျက်စိမျက်နှာပြတ်ကုန်ကြတယ်။ဘလို့ပဲဖြစ်ဖြစ်နိုင်မီပိုင်မီလို့ထင်ထားခဲ့တဲ့အတွက်လွင်ထွက်လာတဲ့ကုတိုတယောက်ကိုတန်းတော်ကြည့်ပြီးတော့ကိုလေးသွေးပြတ်သွားပါတော့တယ်။တနက်ပြန်ကိုင်းတော့ကုတိုငယ်ဒီကောင်ကိုထင်သေးလို့မရဘူး။တခါလေပြစ်တာတက်ပြစ်လိုက်။ကုတိုကောင်းငိမ့်နေ။အခုလောက်ဆိုကန်းနာမာလာကြုံမဲ့သူတွေရောက်နေကြပြီလားမသိ။အချိန်တိတ်ပြီးတော့မရတော့တာမို့ရန်သူကိုခွင့်ရေးပေးနေလို့မဖြစ်တော့ပြီမှန်ကုတိုနားလဲသွားပါတယ်။ဒါပေမဲ့သူတို့လက်မှတ်တင်လေးနောက်ကျသွားတယ်။ဝိဝဲကြလာတော့ကြာဖို့တချောင်းကစပွဲပေါ်ကတနက်တွေကိုလေးပွေးမှွေသလိုဆွဲယူသွားပါတယ်။စုကိုလေးတုံလှုပ်ရပြန်ပြီ။တိုးငယ်လေးတစ်ကောင်လို့ထင်ထားခဲ့တဲ့စုမှုရနုနုလေးပေါ်မှာအပြစ်ကင်းစင်စွာအိမ်မောကျနေတာကိုသူရှေးမစွလေးကပဲမချစ်မရဲရက်ကြည့်နေခဲ့မိသေးတယ်။အခုအပေါ်တဲဝရန္တာလက်တန်းနောက်မှာကြာဖို့တချောင်းကိုဆက်ဝိုင်းလေးဖြစ်အောင်မှွေပစ်လိုက်ပြီးမှခါးမှာပြန်ပတ်တယ်။သူမလက်ထဲမှာတနက်နှစ်လက်ကအိမ်များနဲ့အတိုင်းအားလုံးမောကြည့်ပြီးတော့ပါဇက်ဟောင်းသားဖြစ်ကုန်ကြတယ်။သူတို့တွေဝိုင်းမဲနေကြတာကနေစွမ်းရင်တယောက်သားအခုတော့အပေါ်မှာတယောက်လက်ဆက်တော့ညီကအကြံသမားကိုအဲ့ဒီတနက်နဲ့ညီအားလုံးတပြိုင်တည်းတယောက်ပြစ်နိုင်သေးလားပြစ်စမ်းအေးစားတော့ဆိုင်ပိုင်ရှင်လုံးအမိခံထားတဲ့အမျိုးသမီးကြီးကအတန်ကုန်အော်၍လှေကားပေါ်ပြေးတက်သွားပါတယ်။ဆိုင်မှာရှိသမျှအလုတ်သမားဟန်ဆောင်ထားကြသူတွေဝေါကနေလုံးထွေးပြေးလိုက်လာကြတယ်။တနက်နှစ်လက်ကိုဆွဲထုတ်ပြီးတော့နရတီခြေထောက်တွေကြားကိုပစ်ချတယ်။တယောက်တလေကိုထိပြီးတော့အင်အားနဲ့ပြေးတက်လာကြတာကလျှော့မသွား။နေစွမ်းရင်ကရင်ဆိုင်နေရတဲ့ကုတိုတယောက်ရဲ့အရှိုက်ကိုလက်ချောင်းလေးချောင်းနဲ့ဆက်ခနဲ့ပင်ထောက်ပစ်တယ်။ကုတိုကုန်းကျသွားတာနဲ့စက်ပိုးမိကြောကိုဖြတ်ပြီးတော့ရိုက်ပစ်လိုက်ပါတယ်။အမြန်ဆုံးလက်စတက်ပစ်လိုက်ခြင်းဖြစ်တယ်။လေးယောက်မြောက်ကျန်တဲ့တယောက်ကသူ့စီမလာပဲစပွဲပေါ်လွှာတက်ပြီးတော့မီးဆိုင်ကျိုးကိုခုံဆွဲတယ်။ထိုလွှဲအားနဲ့ဝရဏာစီကိုခုံကူးဖို့ဖြစ်ပါတယ်။အားလုံးကနရတီကိုသာစွန့်ပြုံမဲလျက်တနက်နှစ်လက်ကင်ထားပေမဲ့လည်းထွေးလုံးတက်လာတဲ့လူတွေကိုနရတီမပစ်ချနိုင်ခြေထောက်တွေကိုသာချိတ်ပြစ်နေတဲ့သူမကြည်စံတွေကိုရန်သူကဂယုမဆိုင်ပဲအနားရောက်လာတယ်။ကုတိုကိုကူးမလာရဲအောင်ပြစ်ဖို့ချိန်တော့မိဆိုင်ရခါလို့နေပါတယ်။နရတီကြားထဲမှာမျက်လုံးပြူးနေပြီ။နရတီနေစွမ်းရင်ကလက်နှစ်ဖက်ဆန်၍မေးဆက်ပြတယ်။နရတီအောက်ကိုငုံကြည့်ပြီးတော့ဘာလို့ရမှာသဘောပေါက်သွားပါတယ်။ဒါကြောင့်တုတ်ဆိုင်မနေတော့ပဲဝရဏာတန်းမော်ခုံတက်ပြီးတော့အောက်ကိုလွှားကနေခုံချပစ်လိုက်တယ်။နေစွမ်းရင်ကနရတီကိုလေးကိုအလိုက်သက်စီးပွေပြီးအရှိန်ကြောင်ကျမ်းမြေမော်ဒူးထောက်ကျသွားတယ်။နရတီမင်းသူတို့ကိုခေါ်သွား။အိုးရှင်းမတခါတည်းလား။တနက်တန်တစ်ချက်ကြားလိုက်ရတဲ့အတွက်နေစွမ်းရင်ထိတ်ခနဲဖြစ်သွားတယ်။သူတို့လက်ထဲမှာတနက်တွေရှိနေသေးတာကသိကြပြီ။နရတီမင်းသွားလို့ငါပြောနေတာကြားလား။အဲ့ချိန်မှာပဲလဲကျနေတဲ့ကုတိုတွေကုန်းထလာကြပါတယ်။မိဆိုင်ကိုတွဲလွဲခုနေတဲ့ကုတိုကလွှာကနေခုံချလာတယ်။တိသွားမယ်ရော့တနက်ဘသူ့မှာအသိမပြစ်နဲ့နော်။သူ့လက်ထဲကိုတနက်တက်လက်ထည့်ပေးပြီးတော့နရတီချစ်တို့ကိုခေါ်၍ပြေးသွားကြပါတယ်။နေစွမ်းရင်တနက်နဲ့ပြစ်ဆုပ်ဆုပ်၍နောက်ကလိုက်လာတယ်။သူတို့တွေနေစွမ်းရင်နဲ့နရတီကိုအညှို့ကြည့်ပြီးတော့ထက်ချက်မကွာလိုက်လာကြပါတယ်။တော်ရဲရောက်လာလေပို့ပြီးတော့ပြစ်ကြလေ။မင်းတို့ဟိုဘက်ကိုသွားနေကြ။နရတီကမိကလေးတွေကိုအကွက်ရှိတဲ့ဘက်ကိုသွားခိုင်း၍နေစွမ်းရင်စီပြန်ပြီးတော့ပြေးလာတယ်။ချစ်တို့အုပ်စုအကြောက်ကြီးပြီးတော့တော်ရဲဝင်ပြေးပြီးမှနရတီပြေးထွက်တဲ့နောက်ကိုတစ်ခါထွက်ပြီးတော့လိုက်လာကြပြန်တယ်။ကြောက်ချင်းကနှစ်ခါသေးပါတယ်။ကြောက်ကရန်တွေဖြစ်နေကြတဲ့သူမတို့အုပ်စုစီကြည်စံတွေပြေးဝင်လာတယ်။ချစ်ရဲ့ကြောပြလေးကော့တက်သွားပါတယ်။နေစွမ်းရင်လှမ်းမြင်လိုက်ပြီးတော့ဒေါသထွက်သွားတယ်။နရတီဟင်ကနေဖြစ်ပြီးဘလို့မှကဲတင်စိန်မရလိုက်တော့ပါဘူး။သူတို့နှစ်ယောက်အကာအကွယ်တစ်ခုကိုရောက်လာကြတာနဲ့နေစွမ်းရင်တနက်ကိုတေးချဆုပ်ကန်၍လက်ပွားနှစ်ဖက်ကိုထပ်တယ်။အသက်အောက်အန်ကျိတ်ပြီးတော့တစ်ချက်ကျဲပစ်ချလိုက်ပါတယ်။တစ်ချက်တက်ရောက်သွားစမ်းပြေးနေတဲ့ခြေထောက်တွေမှာအနီရောင်အဆက်တွေပြန့်ကားသွားတယ်။ရှေ့မှာတင်ဒလိတ်ကောက်ခွေလဲပြုတ်ကြကုန်တယ်။ခဏတွင်သူတို့ဘက်ကပြေးတက်လာခြင်းရက်ဆိုင်သွားတယ်။အဲ့ဒီချိန်မှာပဲနရတိခါကြကရေဒီယိုဖုန်းလေးကမြည်လာပါတယ်။ဟယ်လိုဟင်းသာတုံးပြောနေတယ်။ရုတ်တရက်ချိန်နေပြောင်းတယ်။တိုင်မင်တွေလွဲကုန်ပြီ။အခုများရင်ညာဘက်တော်ထဲမှာဟယ်လိုဒီဟိုအကြက်လေးနဲ့အဖွဲပဲလာပါမဲဆောက်ကအဆက်တွေ၄နာရီလာကြမယ်ထိုးနေပြီအပိုင်ဆောက်ဖမ်းပါဟယ်လိုဟုတ်ကဲ့ကြားတယ်ရပြီနေစွမ်းရင်နရတိကိုအံ့ဩဟန်နဲ့စူးစိုက်ကြည့်နေပါတယ်သွားပြန်ပြီးတယောက်လှည့်ကြည့်လိုက်တော့ခိုင်ရွှေဝါဘာဖြစ်လို့ထထပြင်းနေကြတာလဲနရတိကဂယုဏဒေါသောနဲ့ထအော်တယ်ဒီလမ်းကြောင်းပေါ်သူမစလိုက်လာကြတဲ့ကအဖွဲအစည်းတစ်ခုကိုအမြင့်ပြတ်ဖန်ဆီးနိုင်မှုထို့အတွက်မိကလေးတွေမတော်တရာဖြစ်နေကြတာကိုလမ်းမှာမြင်နေကြားနေရပေမဲ့ကြည့်နေခဲ့ရတယ်။မမြင်သလိုနေခဲ့ရတယ်။သူမဥတီခဲ့တာကလူကယ်ဘွားဒုတယ
အဖွဲ့ကိုဖမ်းမိဖို့ကအဓိကထောင်ချောင်းရာကိုစွန့်လွတ်ရတယ်ပြီးတော့ရုတ်တရက်ကြီးမိန်းကလေးတွေပောက်ကွဲကုန်ကြလို့တိုင်ပင်တွေပြက်ပြားပြီးတော့အိုးနှင်းခွက်နေဖြစ်ကုန်ခဲ့ရတယ်အခုတယောက်ပြီးတယောက်ဒဏ်ရာတွေရကုန်ပြီတိတ်ကုန်ပြီလားအသက်ရှိသေးရဲ့လားဆိုတာမသိကြအားလုံးကမတက်နိုင်တာတွေကြီးဖြစ်နေတယ်နရတီစိတ်မောလူပန်းနဲ့နေစွမ်းရင်ကိုလှမ်းကြည့်တယ်နေစွမ်းရင်ဒီလဲနရတီရဲ့တရုပ်ကိုအခုမှခွဲခြားကြည့်မြင်သွားခဲ့တာမို့ရှက်တော့ခံပြင်းတော့ဘလို့နားလေရမှန်းမသိတော့ခံစားမှုတွေရှုပ်ရှက်ခက်လျက်ဖြတ်ခနဲ့မျက်နှာလွှဲလိုက်ပါတယ်ပြစ်ခတ်တန်တွေရမရက်ကိုလေးတို့ကရှုံမဲမဲနေပြီလမ်းဆောင်ရောက်မှအမြင့်ဆွဲခံလိုက်ရသလိုမမဲမြင်ရကြိုက်နေပါတော့တယ်သူတို့တက်ဖြတ်ဖို့သာကြိုးပမ်းနေကြပြီးတော့ဇွတ်တက်ဇွတ်ဝင်ရှိသမျှအင်အားနဲ့ဖိနေတော့ကြောင့်လူတွေကများတယ်တိမ်မာမကြောက်လောက်အောင်ကမူးရှုလို့ဖြစ်နေသူတွေကိုဘလို့မှမရှင်တာပဲဖြစ်နေပါတယ်ကြည့်ကောင်းပြီဘလို့လုပ်မလဲနေစွမ်းရင်ကတနက်ကိုယူကြည့်ပြီးတော့သူ့တနက်နဲ့လဲပေးတယ်မင်းဒီမှာပဲနေငါဟိုဘက်ကပတ်သွားပြီးတော့ဒီအုပ်စုကိုဖဲ့ထုတ်မယ်သူတို့မှတနက်တွေဘယ်နှလက်တောင်ရှိမှမသိဘူးရတယ်နရတီကသူ့လက်ကိုဆွဲထားပြီးတော့မသွားနဲ့တီတို့နည်းနည်းဆုပ်ပေးပြီးတော့ထိန်းထားမယ်တော့ကြာတီတို့ဖွဲ့တွေရောက်လာကြမှာထိန်းထားလို့မရနိုင်ဘူးဒီကောင်တွေစွတ်ရုပ်ပြစ်နေတာဟိုမိန်းကလေးတွေတိတ်မသေးစစ်ပြီးတော့ကဲနိုင်ဖို့လေလော့အောင်ဒါဆိုတီသွားမယ်ရှင်းနေခဲ့ဘာကွာနေစွမ်းရင်မျက်နှာနေရဲသွားပါတယ်မင်းကငါ့ကိုအလက်ကားကောင်ဆိုပြီးတော့မိန်းမလိုနေရာထားလိုက်တာလားရှင်သိစေနာကိုမစော်ကားပါနဲ့နှစ်ယောက်သာရန်ဖြစ်လို့ကောင်းနေစေညောင်ဝန်းတောင်းမှာရိတ်ခနဲ့မြင်လိုက်တယ်နေစွမ်းရင်နရတီကိုဆွဲဖက်ပြီးတော့လှဲချပစ်လိုက်ပါတယ်ကြည်စံတွေအနာကကက်ဖြတ်သွားတဲ့အတွက်နားတွေဥသွားတယ်ဒါပေမဲ့စင်စီလျှော်တိုင်းလှိမ့်စင်းသွားခဲ့ကြတဲ့နှစ်ယောက်ကအတော်မတက်တော့ပဲတလိကောက်ခွေကျသွားကြပါတယ်ကုတိုနဲ့စိုးထိုင်နှစ်ယောက်တနက်ကင်လျက်ဆင်းလိုက်လာကြတယ်နရတီကင်ထားနှစ်ယောက်လုံးကတကူလုံးအေးကနေဖြစ်သွားကြပါတယ်ကြောက်ကပါတိတ်နဲ့ကြီးမဟုတ်ပေမဲ့လည်းစူးညောက်ချုံနေများနဲ့အသေးရပွဲဖြစ်ပြီးတော့အောက်ကိုထက်ကြုံမသွားဘူးလို့မပြောနိုင်ဒါကိုစစ်စစ်ဆုပ်ထားငါဆွဲတင်မယ်နရတီလက်ကိုຫນွယ်တစ်ခုမှရစ်ပတ်ထည့်ပေးထားလျက်သူ့အပေါ်ခဲရင်းစွာကုတ်ထောက်တတ်တယ်ဒါပေမဲ့သူ့ကမ်းမပေါ်ပြန်ရောက်တာနဲ့နှစ်ထင်မှာတနက်ပြောင်းသွားတစ်ခုကအေးဆက်စွာထိတွေ့လာပါတယ်ဘယ်လိုလဲလူစွမ်းကောင်းရဲ့အခုတော့လဲကြွတ်ဆုပ်လေးလိုပါလားယောက်ျားလေးဆိုတာသူများဒုက္ခရောက်နေတော့အနိုင်မကျင့်ရဘူးကွာယောက်ျားဖြစ်ဖို့မလိုပါဘူးမင်းကိုနိုင်ဖို့ပဲလိုတာဒါဆိုမင်းတို့ငါ့ကိုဖမ်းပါနရတီကိုတော့ဒုက္ခမပေးပါနဲ့ငါသူ့ကိုဆွဲတင်လိုက်ပြစေကဲတင်မစေကွာဒါလေးရထိုးအတွက်အပို့စုပေါ့ကိုဆွဲတင်ရတာတော့မှတက်တာသေးတယ်နှစ်ထင်မှာထောက်ထားတဲ့တနက်ကိုဖဲ့ပေးတယ်နောက်ဆုတ်ရက်ရင်ဆက်ပြီးတော့ချိန်ထားတယ်နေစွမ်းရင်ကနရတီကိုငုံကြည့်ပြီးတော့မျက်လုံးချင်းစကားပြောတယ်နရတီကနားလဲကြောင်းခေါင်းဆက်ပြတယ်လက်ကိုဆွဲခြေပြားနဲ့တတကုတ်တဲ့နရတီဖြစ်သွားပြန်ပြီလားဟာဟာဆိုတိုက်ကကုတိုလှည့်ကြည့်၍မေးဆက်ရည်ကြတယ်ဒါသူတို့အမအချိန်ဆွဲပြီးတော့ခရင်တယ်လို့ကုတ်တွေတက်ဟန်ပြနေတော့နရတီကသူတို့ရီမောချင်းမှာအာယုံများသွားတာနဲ့နေစွမ်းရင်လက်ကိုတတိပေးသလိုတင်းကနေဆွဲညင်လိုက်ပါတယ်နေစွမ်းရင်ကလည်းအားစား၍နရတီဂျိုင်းနှစ်ဖက်အောက်ကိုလက်ရှို့ပြီးတော့နရတီခြေဆောက်အခုံမှာနေစွမ်းရင်ကထိုအရှိန်ကိုအားပြု၍နရတီဂျိုင်းကနေဆွဲပစ်ပြီးတော့မှွေပစ်လိုက်ပါတယ်နရတီခြေပြားဝဲကနေပြေးဝင်သွားတယ်တနက်ကလွင့်ငနဲ့မြောက်တက်သွားပြီးတော့စိုးထိုင်းမျက်နှာကိုခြေပြားနှစ်ချက်ဆင့်ဝင်သွားပါတယ်ကုတိုချက်ချင်းခုန်ထွက်လာတယ်ဒါပေမဲ့နရတီကိုလှုပ်၍သူမခါတနက်ကိုယူထားလိုက်ပြီးတော့နေစွမ်းရင်လက်ကကုတိုစီကိုတန်းကနေကုတိုဒူးထောက်ငိုင်ကျသွားပါတယ်ဟဲ့မလုံနဲ့ဟုတ်ကောင်ယူနီဖောင်းအပြည့်နဲ့ရဲ၃ယောက်အပေါ်စီကနေတနက်နဲ့လှမ်းချိန်ရင်းဆင်းလာကြတယ်ကုတိုနဲ့စိုးထိုက်တို့ချက်ချင်းလက်ထိတ်ခတ်ကြတယ်အားလုံးမိလားအကြက်လေးကနရတီကိုအလေးပြု၍မိပါတယ်နှစ်ယောက်လွတ်သွားလို့လိုက်နေကြတယ်ကြားနာတွေလိုပဲမသိအားလုံးပြစ်ဖန်ရတယ်သူကနေစွမ်းရင်လေနေစွမ်းရင်နာမည်ကြပြီးတော့သူတို့အင်အားရှိသမျှအကုန်ခေါ်ထားကြတာနေစွမ်းရင်အကြက်လေးဆိုသူခေါင်းထောင်သွားပြီးတော့တန်းတော်လှည့်ကြည့်တယ်နရတီကနေစွမ်းရင်ကိုပြုံးကြည့်၍သူကမိခိုးရောင်မှာတီတို့အများကြီးကုညီထားတာအကြက်လေးကနရတီနဲ့သူ့ကိုကြည့်၍ခေါင်းညှိလိုက်ပါတယ်ဘာမှလည်းထပ်မပြောတော့ပဲစိုးထိုက်တို့ကိုဆွဲခေါ်သွားကြတယ်နေစွမ်းရင်မျက်နှာကတလောကလုံးမှာနရတီတယောက်တည်းရှိနေသလိုသူမမျက်နှာကိုသာစူးစိုက်ပြီးတော့ကြည့်နေပါတယ်သူရှိမှပဲအလေးပြုနှုတ်ဆက်သွားကြတဲ့ရဲတွေအားလုံးရဲ့အထက်လူကနရတီတိကိုဘလို့ကြီးကြည့်နေရလဲနေစွမ်းရင်ဘာမေးချင်လို့လဲမမေးပါဘူးငါမင်းလောက်မှအုံနောက်မပြေတာကိုဘလောက်ထိညှမ်းခဲ့တယ်ဆိုတာပဲတွေးကြည့်မိတယ်ရှေ့ကဒါကိုတိတ်မှတ်ထားခဲ့တယ်ပေါ့ဟုတ်နေတာကိုဝန်ခံတာလေဒါလောက်ဘဒူအောင်လို့အဖွဲ့အစည်းကြီးကိုငါမရိမ့်မိဘူးမင်းနဲ့ကိုလေးရဲ့အခြေအနေကိုအကဲခတ်နေတာတော့မှငါမတွေးမိဘူးအဲ့ဒါမင်းလောက်အပြေးမတန်တာမဟုတ်ဘူးလားရှင့်လိုလူတယောက်ကိုကျမအနေနဲ့ဥပဒေလမ်းကြောင်းပေါ်ကဖမ်းဆီးရစိတ်မကောင်းပါဘူးဒါကတော့တည်ရဲ့
ဥပဒေချိုးဖောက်ထားသူဟာဥပဒေရဲ့ဆုံးမစီရင်မှုကိုခံရမယ်ဆိုတာကိုတို့သဘောပေါက်ပါတယ်နေစွမ်းရင်သူ့လက်ကလေးကိုနရတိရှေ့ကိုဆန့်ပေးလိုက်တာနဲ့နရတိမျက်ဝန်းတွေကြေကွဲခြင်းဝမ်းနေခြင်းရောရှက်နွယ်လျက်ရှိလိုနေပါတယ်ရှင်အတွက်ကျမဘာကူညီပေးရမလဲရပါတယ်သည်အပြစ်ဒဏ်ကိုရင်စည်းခံမှုတို့ပြင်ဆင်ထားပြီးသားပါကျမတရားခံများစွာကိုဖမ်းလာခဲ့တဲ့အထက်မှာဒီတစ်ခါကျမအတွက်ကြေကွဲရဆုံးဆိုတာရှင်ယုံထားပါပြီးတော့ရှင်ပြစ်ဒဏ်ခံယူပြီးပြန်လာမယ့်ရက်ကိုကျမဆက်ဆက်စောင့်နေပါမယ်နေစွမ်းရေခေါင်းငုံလျက်ပြုံးလိုက်ပါတယ်ယောက်ျားတက်မဲ့ဝင်ခံရင်သူရှက်နေခြင်းဖြစ်တယ်မိန်းကလေးတယောက်ရှိမှသူကအပြစ်ရှိတဲ့ဒုစရိုက်သမားသူမတစ်ချိန်လုံးလှောင်ရည်လျက်ကြည့်နေလိမ့်မယ်တွေးဆုံတိုင်းနရတိပြုံးတဲ့အပြုံးတွေစကလုံးမျိုးသူတတိရတယ်ဤတော့ဤနဲ့သူထုံခဲ့အားခဲ့ပါတယ်ပတ်ဝန်းကျင်မှာတနက်တန်တွေဆဲသွားပြီဖြစ်တယ်ဒါပေမဲ့ရင်ထဲမှာဝုန်းတိုင်းကျဲနေစေနေစွမ်းရင်နရတိသူ့ရှိမှလာရ၍မျက်လုံးချင်းဆောင်အောင်ကြည့်တယ်နေစွမ်းရင်မျက်နှာလွှဲပြလိုက်ပါတယ်ကိုကမတတ်မရအောင်မှန်၍သူမကိုပဲချစ်ခဲ့မိသေးတယ်မလုံးစုံတဲ့စိတ်နဲ့မျက်နှာလွှဲပစ်ပေမဲ့နရတိကသူ့ရင်မစားကိုဆွဲ၍မျက်နှာကိုပြန်ဆွဲယူပြီးရှင်စီကရက်မတောက်တော့ဘူးလားမေ၍နေစွမ်းရင်အမြဲနှှက်ယူလာတတ်တဲ့ခြာကေဘေးအိတ်ထဲကိုသူမကိုယ်တိုင်နှှက်ယူလိုက်ပါတယ်လက်ထဲမှာစီကရက်ဘူးနဲ့မီးချစ်လေးပါလာတယ်ရှင်ကစီကရက်အရန်ကြိုက်တာပဲလေတောက်ဖို့မေးနေလားလို့ချွေးစားလေးတွေရှိနေစဲနဲ့နူးဖက်ဝင်းမိုးနေတဲ့နရတိမျက်နှာလေးကိုနေစွမ်းရင်ကနားမလဲစွာငေးကြည့်နေမိပါတယ်နရတိကသူ့လက်တွေကိုပြန်ယူပြီးမီးချစ်နဲ့စီကရက်ဘူးကိုထည့်ပေးတယ်စီကရက်တောက်နေတဲ့အခါရှင်းပုံစံအရန်မိတယ်ကားနဲ့တူလာကြတော့ကလေရှင်စီကရက်တောက်နေတာတိအမြဲခိုးကြည့်တယ်အဲ့ဒါရှင်မသိဘူးမဟုတ်လားနေစွမ်းရင်သူမကိုစစ်စစ်ကြည့်ရင်နှက်ခမ်းများအပြုံးတစ်ချက်ဖြစ်ထွန်းလာပါတယ်နရတိကမျက်လွှာလေးခက်ဝဲဝဲချပြင်းရင်မိစင်းနဲ့ရောထည့်ပေးထားတဲ့သူမလက်ဖွားလေးကိုပြန်ပြီးရုပ်တယ်နေစွမ်းရင်ကဖမ်းဆုပ်ထားလျက်စီကရက်မတောက်ပဲဒီတိုင်းနေလို့တော့မမိဘူးလားနရတိမျက်လွှာလေးလာပေမဲ့လည်းသူ့ကိုမကြည့်ရတော့ပဲဖြတ်ခနဲ့ပြန်ပြီးငုပ်ပစ်လိုက်ပါတယ်ကြည့်လေခိုးမကြည့်ရအောင်ကြည့်ခွင့်ပေးထားတယ်ဒီမှာသွားပါနေစွမ်းရင်ကတင်းတင်းကြပ်ကြပ်လေးပွေဖက်ထားလိုက်တဲ့အတွက်ရင်မကျဲကြီးကိုထုပစ်လိုက်ပါတယ်ပြီးတော့ချစ်သူအနန္တို့ကိုတို့တက်လက်ခံခဲ့မိရင်စီကရက်နဲ့ဆွန်းထင်းသွားတဲ့နွေးနေစေသူမနှကန်းလေးကိုအဆက်သေးစွာဖိကိုက်ထားမိလျက်စိတ်ကောက်တတ်တဲ့ချစ်သူလူဆိုးလေးကိုသူမချစ်မိအပြည့်ရှိပါလင်းပရိသတ်များရှင်အခုပရိသတ်များနားဆင်ကြရတဲ့အချစ်ဝတ္ထုဇာတ်လမ်းကတော့စာရေးသူရွှေဘဝင်ရဲ့မိခိုးရောင်ဆက်ဝင်တွေကလူလို့အမည်ရတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကိုနားဆင်ကြရတာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဒီဇာတ်လမ်းလေးရဆိုရင်တော့အရှိမနားဆင်နေကြဇာတ်လမ်းတွေနဲ့မတူဘဲနဲ့တမိုးကွဲပြားစမ်းသစ်နေမယ်လို့ဝရီရတော့ထင်ပါတယ်ပရိသတ်တွေအားလုံးလည်းနှိမ့်ချလိုက်မယ်လို့ယုံကြည်ပါတယ်ရှင်ကျမတို့ရဲ့ YK Story Channel ကနေပြီးတော့အသစ်တွေတင်တိုင်းသိနေအောင်လို့ဘေးနားနိုတီခေါင်းလောင်းလေးလည်းနှိပ်ခဲ့ပေးဖို့မမေ့ပါနဲ့ဦးနော်ဒီနေ့တော့ဒီလောက်နဲ့ပဲနှုတ်ဆက်ခဲ့ပါတယ်အားလုံးကိုကျေးဇူးထူးပဲတင်ပါတယ်ရှင်ပရိသတ်များအားလုံးပဲနေ့ရက်တိုင်းမှာကျမပျော်ရွှင်ပြီးတော့စိတ်ချမ်းသာစွာနဲ့ရှေ့ဆက်သွားနိုင်ကြပါစေလို့ဝဒီယာဒီနေ့ကနေဆုမွန်ချလိုက်ပါတယ်ဘိုင်ဘိုင်